မင်္ဂလာကြကြလေးပါရှင်ကျမတို့ရဲ့ A Story Entertainment Channel ကနေပရိသတ်တွေကြားဘုသူဒရဆရာစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ဆက်လက်လေးတွေကိုမြဲတမ်းထုတ်လွှင့်ပေးနေပါတယ်ဒီကနေ့မှလည်း YouTube ချစ်ပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ဆက်လက်ကောင်းနေတဲ့ကမှာစာရေးဆရာဒရိတ်ဆက်ကရဲ့ပုံနကမှန်ဆွဲဆိုတဲ့ဇာတ်လမ်းလေးကိုကျမရုံကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲဒါကြောင့်လဲချစ်ပရိသတ်တွေကဘုသူဒရဆရာစိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးတွေကိုမြဲတမ်းဆင်ခြင်နေဆိုရင်တော့A Story Entertainment Channel လေးကို Subscribe လုပ်ထားပြီးသလက်စာထဲမှာဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးနော်ကျေးဇူးပါရှင်ဆောင်းကြမြိုင်းဆိုတဲ့ဝဟာရမှာဂျပန်နေစတင်အသုံးပြုတဲ့နာမည်တစ်ခုတော့မဟုတ်ပေကုန်းမောင်ခဲမတိုင်ခင်တွေကအသုံးပြုခဲ့တဲ့အမည်တစ်မျိုးဖြစ်ပေတယ်ရှင်ပင်နေရဲ့လက်ချက်ကြောင့်ဆောင်းကြမြိုင်းဒီဝဘွားကိုမရောက်ချင်မဲ့ရောက်ခင်ကြရတဲ့မိမပြိုပေါင်းမြောက်များစွာတို့ရှိခဲ့ကြပေအဲ့ချိန်ကလေးကစတင်ခဲ့တဲ့ဆောင်းကြမြိုင်ဇလန်ကဂျပန်ခေတ်ရောက်တဲ့အခါတကြောပြန်ပေါ်လာခြင်းဖြစ်ပေတဲ့စစ်ဘေးစစ်တမ်းနှိပ်စက်မှုတမ်းစီးပွားရေးတွေနဲ့လည်းမထူနိုင်နှိပ်စက်မှုတမ်းစားဝတ်နေရေးကြက်တဲမှုတွေနှိပ်စက်မှုတွေကြောင့်လည်းမိမတွေမှာဆောင်းကြမြိုင်ကိုမရောက်ချင်မဲ့ရောက်ခဲ့ကြ၏အချို့လည်းပြည်တစားအိမ်တွေကိုရောက်ကြရ၏တချို့လည်းကိုယ့်အိမ်တွေကိုဟမပြတ်နေကလှုပ်ကိုင်းစားတောင်းနေကြတာမျိုးတွေလည်းရှိကြ၏အဲ့ဒီထဲမှာခင်စိန်ကြီးနဲ့ခင်စိန်ကြီးတို့ညီမနှစ်ယောက်လည်းပါဝင်ဖြစ်တယ်ခင်စိန်ကြီးကအသက်30ဝန်းကျင်ခန့်ရှိပြီးခင်စိန်ကြီးကတော့28နှစ်ဝန်းကျင်လောက်သာရှိပေသေးတယ်။နှစ်ယောက်စလုံးကိုလုံးကိုယ်ထဲကောင်းပြီးအသားမဖြူမညိုနဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်မျိုးရှိကြ၏။ခင်စိန်ကြီးတို့ညီမမှာပထမမြဝကျွန်းပေါ်ဘက်ရှိမြို့တစ်မြို့မှာနေထိုင်ကြ၏။နောက်ပိုင်းနေမြို့တွေမှာနေရတာချိန်နေမငြိမ်မသက်ဖြစ်လာတာကြောင့်နေအိမ်နဲ့အခြားပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုပါထုခွဲရောင်းချကရန်ကုန်မြို့ကိုအရဲဆော်ပြီးတက်လာကြခြင်းဖြစ်တယ်။အရင်ကတည်းကရန်ကုန်ကိုရောက်ပေါက်များတာကြောင့်တိတ်တော့မစိမ့်လာပြီ။ရန်ကုန်ရောက်တော့နေသူမရှိတော့တဲ့အိမ်ကိုပွဲစားလူလဲတရားလှညိုထိုးပြီးဈေးချိုနဲ့ရောင်းလာကြဝယ်ယူနေထိုင်ခဲ့ကြခြင်းဖြစ်တယ်။သူတို့ဝယ်ယူနေထိုင်စဉ်ချိန်လောက်ကဗိုလ်တော်မြို့နယ်အတွင်းမှာပါဝင်တဲ့ဂရစ်လန်တစ်ဝိုက်မှာလူနေထိုင်မှုမများလှသေးပေ။ခင်စိန်ကြီးတို့ညီမမှာမိဘလည်းမရှိဆွေမျိုးသားချင်းလည်းမရှိတော့ကြောင့်အိမ်ကြီးတစ်လုံးမှာ2ယောက်တည်းပဲနေကြရ၏။နေဘက်မှာပြောင်းလာစားမှပစ္စည်းဥစ္စာအတန်တဲ့ပါလာတာကြောင့်တခြားဘာမှမလုပ်ပဲထိုင်စားကြ၏။ဒီနေ့မှာတော့ခင်စိန်ကြီးကညီမဖြစ်သူခင်စိန်ကြီးကိုပြောတယ်။အေးငါတို့ညီမလည်းရန်ကုန်ပြောင်းလာကြပဲ။အခုဒီဘာလို့ရမှလည်းမသိသေးဘူး။ဟုတ်တယ်မမကြီးရဲ့ဒီလိုသာထိုင်စားနေလို့ကတော့ပါလာတဲ့ပစ္စည်းလေးကုန်သွားရင်တော့အခက်ပဲ။ဒီလောက်တော့လည်းစိတ်မပွားနဲ့ကွယ်။မမတို့နှစ်ယောက်မှနေစရာရှိနေမှာတော့တဝမ်းတစ်ခါတော့ကဒီလိုပဲရှာဖွေစားတော့ရင်မခက်လာပါဘူး။မမကြီးကဘာတွေလုပ်မှမြန်မြန်စိတ်ကူးထားလို့လဲ။ရေကျော်ဈေးဘက်မှာမမကြီးနဲ့တည်တဲ့အမျိုးသမီးမိတ်ဆွေတယောက်ရှိရဲ့။ဒီနေ့တော့သူ့စီသွားပြီးတော့စုံစမ်းကြည့်ပါဦးမယ်။အဲ့လိုပြောဆိုကနောက်တစ်နေ့နေ့လယ်ပိုင်းမှာလမ်းချားတစ်စီးခေါ်ကရေကျော်ဈေးဘက်ကိုသွားရင်အဲ့ဒီချိန်ကာလကရေကျော်ဈေးမှာဈေးကြီးစင်းဝယ်မရှိသေးပဲပြန်ကြဈေးတယ်ရတာများတဲ့ရက်ကွက်ဈေးလေးဖြစ်တယ်။ခင်စိန်ကြီးနဲ့တည်တဲ့မိတ်ဆွေဖြစ်သူမှာတော်မြလေးဆိုသူဖြစ်ပြီးအရင်ကတော့ရေကျော်ဈေးထဲမှာစစ်အင်ကြီးအသုံးဆောင်ပစ္စည်းတွေရောင်းချနေသူဖြစ်ပေတယ်။ရေကျော်ဈေးထဲမှာတော့တော်မြလေးဆိုရင်မသိသူမရှိသလောက်ပဲ။အင်္ဂလိပ်ခေတ်တုန်းကလည်းအင်္ဂလိပ်စစ်သားစစ်ဗိုလ်တွေနဲ့အစဉ်ပြေအောင်ပေါင်းသင်းဆက်ဆံရပြီးအခုဂျပန်ခေတ်ရောက်ပြန်တော့လေဂျပန်စစ်သားစစ်ဗိုလ်တွေနဲ့အစဉ်ပြေအောင်ပေါင်းသင်းကရောင်းဝယ်စားတော့ရလေ။ဒါပေမဲ့လည်းစီးပွားရေးကျတဲ့မှုတွေကြောင့်အယောင်းဝယ်ကတော့မကောင်းလာပြီ။တခါတည်းတစ်နေ့လုံးအယောင်းဝယ်ဖြစ်တာကြောင့်ဈေးမပေါက်တဲ့နေ့တော့ရှိလာပြီ။ဒီနေ့မှာတော့ဒေါ်မြလေးဈေးရောက်နေတဲ့ဆိုင်ကိုဂျပန်စစ်ဗိုလ်တယောက်ရောက်လာ။စစ်ဝတ်စုံတွေဝတ်ဆင်မထားပေမဲ့လည်းမြေုံနဲ့ဂျပန်စစ်သားဓမ္မမို့စစ်ဗိုလ်တယောက်ဖြစ်မှန်းတော့သိရဲ့။ဘာလို့ကျင်လဲမာစတာ။ကောင်းခါပြတာကြောင့်ထပ်မေးလိုက်တယ်။ရောင်းမပစ္စည်းရောပါသလား။ထပ်မှန်ကောင်းခါပြရင်ဒါဖြင့်ဘာလို့ကျင်လို့လဲ။မိမဟင်တော်မြလေးမှာမျက်လုံးပြူသွားလေတယ်။တော်မြလေးကအသက်40ကျော်ရွယ်ခန့်ရှိရဲ့မုတ်ဆိုးမတောင်ဖြစ်တယ်။ရုပ်ရည်ကချောမောလှပခြင်းမရှိသလိုကိုလုံးကိုယ်ထဲကလည်းဝဝဖိုင်ဖိုင်နဲ့ကြည့်ပြောရှုပြောမရှိလာပြီ။ဒါပေမဲ့လည်းရန်ကုန်ထဲမှာနေထိုင်သူဖြစ်တာကြောင့်ပြောတာနဲ့ချက်ချင်းသဘောပေါက်တယ်။ဒီဆိုင်မှာတော့မိမမရှိဘူး။မိမလိုချင်စောင့်ကြမြိုင်သွားမှာပေါ့။ငါစောင့်ကြမြိုင်သွားခွင့်မရသေးဘူး။ဒါကြောင့်မိမလိုချင်တယ်ရှာပေးပါ။ကောင်းပြီ။နေလိုချင်ရင်နောက်ရက်တော့တစ်ခေါက်လာခဲ့ငါရှာထားပေးမယ်။အဲ့လိုပြောလိုက်ရခေါင်းကျိတ်ပြပြီးဒေါ်မြလေးကိုငွေချုပ်ပေးထားခဲ့ကပြန်ထွက်သွားလေတယ်။ဈေးအောင်မကောင်းလို့စိတ်ညစ်နေတဲ့အချိန်မှာငွေပေးမဲ့လူကလည်းရောက်လာပါလား။ဒီအလုပ်လည်းမစိုးဘူး။ငွေရလွယ်သားပဲ။အဲ့လိုတွေကသဘောကျသွားလေတယ်။နောက်ရက်တွေမှာတော့ဒေါ်မြလေးအတွက်အလုပ်တစ်ခုရခဲ့တယ်။ပထမတော့ပြည်ထစားချုပ်ကိုခေါ်ပြီးသူ့အိမ်မှာပဲတွေ့ပြီးတယ်။ရရှိရဲ့ငွေကိုသူကတင်းတော်တလောက်ခွဲယူတယ်။အဲ့ဒီလောက်ကဈေးရောက်လာတဲ့ပတ်စံပိုးရတယ်။
နောက်ပိုင်းရောက်တော့ဈေးရောက်ရဲ့အလုပ်ကိုတော့မလုပ်တော့ပဲအဲ့အလုပ်ကိုပဲစောင့်ထားပြီးလုပ်ကိုင်းနေအဲ့လိုလုပ်ကိုင်းပေမဲ့လည်းစီးမဲ့ကံမဲ့ပစ္စလက်ခတ်လုပ်ချင်မျိုးတော့မဟုတ်ပဲငွေကြေးချမ်းသာသူတွေအစိုးရရရှိရာကနေဂျပန်စစ်ဗိုလ်စတာတွေနဲ့လူကုန်တန်းတိုင်းဝိုင်းမှာလာရောက်သူတွေလောက်သာတိကျလက်ခံခြင်းမျိုးပြုလုပ်လေတယ်တော်မြလေးလို့လူသိမခံပဲတည်တံ့ပြုလုပ်နေတဲ့နေရာကိုသာတူတူတိတ်တိတ်လာရောက်ကြတယ်အဲ့လိုနဲ့တော်မြလေးမှလည်းဒီနေ့တခြားစီးပွားလမ်းဖြောင်းလာခဲ့ခါတိုင်းလိုဈေးမထွက်တော့ပဲအလုပ်လိုတဲ့သူတွေကိုရှာဖွေပေးရခြင်းသာဖြစ်တယ်အခုလိုစီးပွားရေးကြက်တဲပြီးစာဝတ်နေရေးခက်ခဲတဲ့ချိန်မျိုးမှာအဲ့လိုပြုလုပ်ကစီးပွားရှာလိုတဲ့အမျိုးသမီးတွေကိုရှာဖွေရတာကမခက်ခဲလာပြီအစပိုင်းလောက်ခစားကအချိန်လောက်သာလူရှားတာခက်ပေမဲ့နောက်ပိုင်းသူဒီအလုံးမျိုးလောက်တာကိုတဆင့်စကားနဲ့ကြတော့သူတို့ဘာသာရောက်လာပြီးနောက်လာရောက်ဆက်သွဲကြတယ်အမကြီးရဲ့ကျမတို့လည်းကြည့်ပါဦးတခြားမှာလောက်ကိုင်းစားတော့အဆင်မပြေလို့လိုရင်ခေါ်ပါနော်ခေါ်ရတော့ဟုတ်ပါပြီထုံးစံတော့သိရမဟုတ်လားသိပါရဲ့သူများတွေပေးတယ်လို့ပဲပေးပါမယ်ကောင်းပြီလေဒီလိုဆိုရင်လည်းငါကတော့နင်တို့နေရာတီကိုလိုက်မခေါ်နိုင်ဘူးအချိန်ရရင်ဒီမှာလာနေပေါ့အဲ့လိုပြောလိုက်ရုံနဲ့တချို့လည်းလာနေကြတယ်တချို့လည်းအချိန်ပိုင်းနဲ့လာရောက်လောက်ကိုင်းကြတယ်အဲ့လိုနဲ့ဒေါ်မြလေးတယောက်တစ်နေ့ချာစီးပွားရေးအဆင်ပြေလာလေတော့တနေ့မှာတော့ဒေါ်မြလေးနေတဲ့ရေကျော်လမ်းပတ်ရှိရဲ့အိမ်ကိုခင်စိန်ကြီးရောက်လာတယ်ဒေါ်မြလေးကတော့ခင်စိန်ကြီးကိုမြင်တဲ့အခါဝမ်းသာသွားလေတယ်အိမ်ထဲခေါ်ပြီးနေရာထိုင်ခင်းပေးကကြိုးစားမေးမြန်းရတယ်ကျမရေကျော်စည်းနဲ့ရောက်ခဲ့သေးရဲ့ဒေါ်မြလေးဆယ်မထွက်တာကြပြီပြောလို့အိမ်လိုက်လာတာငါဘာကူညီပေးရမလဲခင်စိန်ကြီးကျမတို့ညီမလည်းရန်ကုန်ရောက်တာကြပြီအခုဒီဘာလို့ရမှမသိတော့ဘာမှမလုပ်သေးပဲနဲ့ရှိရလေးပဲတဖြည်းဖြည်းထိုင်စားနေရတယ်ဒေါ်မြလေးကစေးပွန်းလေးကိုတွင်တွင်ဖွာရဲနဲ့အကဲခတ်သလိုကြည့်နေတယ်နေကဘာလို့မစိတ်ကူးထားလို့လဲကျမကတော့ဘာမှအစီအစဉ်မရှိသေးပါဘူးဒေါ်မြလေးနေနဲ့ကောင်းတဲ့အလုပ်လေးများရှိရင်ပြောပြပါဦးဂျပန်နေအုပ်ချုပ်နေတဲ့ခေတ်ကာလမှာခေတ်ကပြတ်နေပြီဘာအလုံးမှလှုပ်ရှားလို့အဆင်မပြေကြဘူးငါတော့ဈေးထဲမှာအထက်ရောက်တာအဆင်မပြေတော့လို့တခြားလုပ်ကိုပြောင်းလုပ်နေတယ်ဘာတွေလုပ်နေရလဲဒေါ်မြလေးကစေးပွားလေးဖွာရင်နဲ့သူလုပ်နေတဲ့လှုပ်ကြောင်ကိုအမှန်တိုင်းပဲဖွင့်ပြောလိုက်တယ်ပထမတော့ခင်စိန်တီမှအံ့ဩသွားတယ်နောက်တော့ဒေါ်မြလေးကအပြောကောင်းတာကြောင့်တဖြည်းဖြည်းနဲ့စိတ်ဝင်စားလာလေတယ်အဲ့ဒီအချိန်တွေကပဲခင်စိန်တီအတွက်ဘဝချိုးကွေးတစ်ခုဖြစ်လာတဲ့အကြောင်းရင်းပဲဖြစ်ပေရောတယ်နောက်ပိုင်းရက်တော်ကြာတဲ့ခါမှာတော့ခင်စိန်ကြီးတို့နေထိုင်တဲ့အိမ်ကြီးကိုဧည့်သည်ဝင်ထွက်တွေရှိလာတယ်အရင်ကညီမညောက်တဲ့နေရာကြောင့်တိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်ကြီးမှာအခုတော့အသက်ဝင်လာသလိုရှိရဲ့ရန်ကုန်ပြောင်းလာတဲ့ကအသိကျမ်းမိတ်ဆွေမရှိတာကြောင့်ပတ်ဝန်းကျင်မှာနေထိုင်ကြသူတွေနဲ့အဆက်အဆံမရှိခဲ့ပေမဲ့အခုတော့အဲ့ဒီအိမ်ကြီးကိုနေ့စဉ်ဆိုသလိုလူဝင်ထွက်တွေရှိလာတယ်အဲ့ဒီအိမ်ကိုလာရောက်တဲ့ဧည့်သည်တွေမှလည်းတာမန်လူရန်စားရမဟုတ်ကြပြီခြေကျင်လာသူမရှိသလောက်နဲ့ပါလာတယ်လန်ချာမြင်လဲတက္ကစီကားတွေနဲ့သာလာရောက်ကြသူတွေဖြစ်ပေဒါပေမဲ့လည်းဈေးရောက်နေသလိုလူဝင်ထွက်မပြတ်ရှုပ်ခြင်းတော့မဟုတ်ပေညနေပိုင်းရုံစင်ချိန်အလုပ်သိမ်းချိန်ရောက်တော့မှသာတဦးစားနှစ်ဦးစားလာရောက်ကြခြင်းဖြစ်တယ်လာရောက်ကြသူတွေမှလည်းတာမန်မဟုတ်ကြပေတတိတကျဲကုံတဲ့ပွဲစားအရာရှိရာခံတွေနဲ့ဂျပန်စစ်ဗိုလ်တွေသာလာများကြတယ်အဲ့လိုလာရောက်ကြသူတွေမှာကလားတထေမတ်စတီခန်လိုလူမျိုးလည်းပါဝင်နေမတ်စတီခန်ကကြီးတက်ချမ်းသာတဲ့တတိတအုပ်ဖြစ်သလိုလူမိုက်တအုပ်လည်းဖြစ်ပေတယ်မတ်စတီခန်ကရွှေဥထုတ်ဆောင်ပြီးမြင်းလေးကောင်တဲ့တောက်ကရထားကြီးကိုစီးပြီးလာလေးရှိရဲ့ခင်စင်ကြီးတို့နေတဲ့တိုက်အိမ်ကြီးကိုတခါတည်းမြင်းလေးကောင်တဲ့တောက်ကရထားကြီးနဲ့ဧည့်သည်တွေဝင်ထွက်ရှိလာတာကြောင့်ပတ်ဝန်းကျင်မှာစိတ်ဝင်စားမှုတွေရှိလာကြလေတော့နောက်တော့တဖြည်းဖြည်းနဲ့သဘောပေါက်လာကြတယ်ဂျပန်စစ်သားတွေဝင်ထွက်ရှိလာတော့မြင်တော့ကလေးတွေကတော့ကစားရင်းနဲ့အော်ဟစ်ပြောဆိုကြတယ်ခင်စိန်ကြီးလီယူပတ်ဆက်သည်မာစတာတွေကဂျပန်ပြန်ဘိုက်တလုံးနဲ့ကြံမွေးပြန်တော့လဲသူကလေးအဖေမပေါ်ပဲမွေးရောရှိအဲ့လိုစကားတွေဖြစ်တယ်နောက်ပိုင်းရောက်တော့ရန်ကုန်မြို့ထဲထိပါတဖြည်းဖြည်းပြန့်နှံ့သွားကအော်ဟစ်ဆိုကြလေတော့အရက်ဆိုင်တွေမှာလည်းအရက်မူးလာတဲ့အခါတချင်းလောက်ခအော်ဟစ်ဆိုကြတယ်ဂျပန်ကဗန်းဘက်မှာလူစီကားတဲ့ကျောင်းတွေထဲမှာရုပ်ရှင်ရောင်ပြဆက်နေရှိရာကြောင်းလည်းဖြစ်တယ်ရုပ်ရှင်ရောင်ပြဆက်နေရှိရာကြောင်းမြင်းလဲသမားတွေဈေးရောက်သူတွေပြည်တဲ့စားတွေတရောင်းစားတွေလည်းအဲ့ဒီပတ်ဝန်းကျင်တစ်ဝိုင်းမှာပေါ်များလာနောက်တော့ဗဟန်းတစ်ဝိုင်းမှာကြောက်စရာကောင်းတဲ့သတင်းတစ်ခုပြန်လည်လာလေရောတခြားတော့မဟုတ်ပဲဘလူးမျက်နှာနဲ့လူတယောက်ကလူတွေကိုလိုက်လံတပ်ဖြတ်နေရဲဆိုတဲ့သတင်းပဲဖြစ်တယ်ဘလူးမျက်နှာနဲ့လူဆိုတဲ့သတင်းကပြန့်နှံ့နေပေမဲ့လည်းကိုယ်တွေ့မြင်ဘူးတွေ့ဘူးသူတော့မရှိသေးဘူးဒါပေမဲ့လည်းထိတ်လန့်စရာကောင်းတဲ့အဲ့ဒီသတင်းကတော့ဗဟန်းတစ်ဝိုက်မှာပြန့်နှံ့နေရကြားသူတိုင်းထိတ်လန့်ကြောင်ရွံ့ကြရပြီရောအချိန်ကညောက်ပိုင်းချိန်ကိုရောက်နေပြီ
နေဝင်သွားပြီဖြစ်တာကြောင့်တရေဝါရီကောင်းတဲ့ဗဟန်းတဝိုက်မှာတော့အမောက်ရိပ်တွေတန်းစားပြူလာကြပြီညခါရောက်မှအစွမ်းကုန်ဖိလိန်ပြင်ဆင်ပြီးထွက်လာတဲ့ညငှက်ဓမ္မမို့ပြည်တစားချိုးလဲရှိကြ၏ပြည်တစားတွေမှာညဘက်ရောက်တော့မှအဆောင်ရှာထွက်တဲ့လင်းတွေလိုနေရာနဲ့ပြားမှတွေ့နိုင်ကြ၏အဲ့ဒီအချိန်မှာကန်တော်မိတ်ရုပ်ရှင်ရုံနဲ့မနီမဝေအမောက်ရိပ်ကြနေတဲ့တစ်ပင်ကြီးအောင်မှာတော့လူနှစ်ယောက်ရှိနေတယ်ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ဖြစ်ပြီးဟောင်းနဲ့ဆုပ်ပြဲနေတဲ့အဝတ်တွေဝတ်ထားကြတယ်ဒါပေမဲ့လည်းနှစ်ယောက်စလုံးအသက်အရွယ်မကြီးလာသေးပဲ20ကျော်30တဝိုက်လောက်သာရှိသေးတယ်ယောက်ျားကတကလောက်ထုံးဟောင်းအပေါက်ပြဲတွေပြည့်နေတဲ့ကိုဝင်းကြီးဟောင်းကိုဝတ်ဆင်ထားတယ်အောက်မှာဝတ်ထားတဲ့ဘောင်းမီမှာလည်းပေါက်ပြဲလျက်ရှိကအောက်နားတွေတော့ဖွာထွက်နေပြီမိန်းကလေးကတော့ပစိုးဟောင်းတဲ့ကိုမျက်နှာတစ်ဝက်လောက်ရောက်တဲ့အထိပတ်ပေါင်းထားပြီးဟောင်းနှံနဲ့ဝတ်ထဲတွေကိုဝတ်ဆင်ထားတယ်ယောက်ျားကဘင်းကျိုတီးပြီးမိန်းမကသက်ချင်းဆိုတယ်ပုတ်ပင်စအခြေမလာတဲ့သူကိုတရားတရားနည်းများမစို့တနာသဖြင့်စွန့်ကြဲပေးစီလို့ကောင်းမှုတွေပို့တီးတဲ့ပင်ကျိုလက်ခတ်တန်းလည်းကအပြောလဲကောင်းလာကြောင်းလမ်းသွားလမ်းလာတွေကတော့လှည့်ကြည့်ရရင်တချို့လဲတီးသူဆိုသူတွေကိုတနာတာကြောင့်တပြားနှစ်ပြားငါးပြားဆိုသလိုပေးကမ်းသွားရင်မိန်းကလေးရှေ့မှာချထားတဲ့တံပလာဟောင်းထဲမှာငွေကြေးစိတ်တွေအတော်ကိုရနေပြီတချင်းစုံရဲ့မိန်းကလေးကစုပ်ပြဲနေတဲ့အဝတ်ဟောင်းတွေဝတ်ထားပေမဲ့လည်းရုပ်ရည်ကတနာကမရှိရဲ့အမောင်ရင်ထဲမှာထိုင်နေပေမဲ့လည်းအသေးချာကြည့်ပါကအတော့ကိုရုပ်ရည်တင်ကြောင်တွေ့ရမှာဖြစ်တယ်အလားတူပဲပင်ချိုတီးနေတဲ့ယောက်ျားလေးကလည်းအသက်အရွယ်မကြီးလာသေးပဲဥပရိယုတ်ကောင်းသူတဦးဖြစ်တယ်တကလောက်အထောက်ဟောင်းကြီးကိုမျက်နှာတစ်ဝက်လောက်ထိဖုံးကွယ်အောင်စောင်းထားပေမဲ့လည်းအသေးချာကြည့်ပါကဥပရိယုတ်ကောင်းသူတယောက်ဖြစ်ကြောင်တွေ့ရမှာဖြစ်ပေရဲ့တကယ်တော့တောင်းရဲနေသူနှစ်ယောက်မှလင်းမရတော့မဟုတ်ကြပြီမောင်နှမတော်ဆက်သူတွေဖြစ်တယ်ယောက်ျားနာမည်ကငဏိကာဖြစ်ပြီးမိန်းကလေးရဲ့နာမည်ကမိဝေမဖြစ်ပေရဲ့သူတို့နှစ်ယောက်မှာတခြားနာမည်ရှိရမရှိရမသိကြပေမဲ့သူတို့တွေကတော့အဲ့ဒီနာမည်ကိုသာသုံးကြတယ်အချိန်ကညပိုင်းချိန်ကိုရောက်လာပြီပတ်ဝန်းကျင်မှာလည်းအမောင်ရိပ်တွေကဖုံးလွှမ်းလာဖြစ်ပေမဲ့ရုပ်ရှင်ရုံနဲ့ဈေးရောက်နေကြတဲ့ဆိုင်များမှာထွန်းထားတဲ့မိရောင်တွေကတော့ပတ်ဝန်းကျင်ကိုအလင်းရောင်ရစေတယ်ညပိုင်းကတော့အဲ့ညတစ်ပိုင်းမှာလူသွားလူလာအတော်ကိုများတယ်ဒါပေမဲ့လည်းရုပ်ရှင်ရုံပြဆက်ပြတဲ့ရုံတွေပြနေပြီဖြစ်တာကြောင့်ရုပ်ရှင်ကြည့်သူပွဲကြည့်သူတွေကရုံတွင်ကိုအသီးသီးဝင်သွားပြီးဖြစ်ရာအပြင်ဘက်မှာလူတော်ကိုကျဲသွားပြီးစားတောက်နေသူတွေပွဲစီတန်းရှောက်တည်သူတော့သာကြံခဲ့တော့တယ်အဲ့ဒီချိန်မှာရုပ်ရှင်ရုံပြဆက်ကနေရဲ့ရုံတွေမှာစိုင်းတန်ပုံစံတွေကလည်းပတ်ဝန်းကျင်တစ်ဝိုက်ကိုပြန်လွှဲထွက်လာခဲ့တယ်အဲ့ဒီချိန်မှာတောင်ရက်နေရဲ့မောင်နှမနှစ်ယောက်မှလည်းတီးချင်းဆိုချင်းကိုရက်ခါတောင်ရက်နေမှုကိုလည်းရက်လိုက်တယ်ပြန်ဖို့ပြင်ဆင်နေစမှာသူတို့နေရာကိုအမျိုးသမီးနှစ်ယောက်ရောက်လာကြတယ်နှစ်ယောက်စလုံးအသက်30ပတ်ဝန်းကျင်လောက်သာရှိသေးပြီးတစ်လွင်တောက်ပါတဲ့ဝက်စားတဲ့ဝက်ကမျက်နှာချေပေါင်းတာနှကန်းလေးစိုးစဲရင်မွေးတွေနဲ့ပြင်ဆင်ထားကြလေတယ်သူတို့ကတခြားတော့မဟုတ်ခင်းစိန်ကြီးနဲ့ခင်းစိန်ကြီးတို့ညီမနှစ်ယောက်ဖြစ်တယ်သူတို့တွေရောက်လာတော့တရောင်းစားမောင်နှမကအံ့ဩတဲ့မူရနဲ့ကြည့်လိုက်ကြတယ်ပြန်ကြတော့မလို့လားကွယ်ဟုတ်ကဲ့ပြန်ကြတော့မယ်ဓာတ်တက်ဗမာနေရလဲဂျားတော့ရလန်ဖုန်းကြီးเจ้าမှာကိုကတ်နေရပါတယ်တနာစရာပဲဒါနဲ့မင်းတို့နှစ်ယောက်ကြည့်ရတာလင်များတော့ဟုတ်မှန်မထင်ဘူးဘလို့တော်ဆက်ကြရလဲအဲ့လိုမေးတော့တတော်နဲ့အဖြစ်ပေးသေးပဲခင်စိန်ကြီးကိုကြည့်နေတယ်အနေငယ်လောက်ကြာတော့မှငဏိကဆိုတဲ့လူရဲကပြန်ပြောတယ်ဟုတ်ပါတယ်အမကြီးရဲ့ကျွန်တော်တို့ကလင်များမဟုတ်ပါဘူးမောင်နှမတော်ကြပါရဲ့အဲ့စကားကြတော့ခင်စိန်ကြီးသူထင်တာမှန်တရားကြောင့်သဘောကျတဲ့မူရနဲ့ရေးလိုက်တယ်ဒါနဲ့နာမည်ရအောင်ဘလို့များခေါ်ကြလဲကျွန်တော်နာမည်ကငဏိကလို့ခေါ်ပါတယ်ညီမလေးနာမည်ကတော့မိဝေမာလို့ခေါ်ပါရဲ့ဗျာနာမည်ရဘလို့လဲတခါမှမကြားဘူးလားအခုငါတို့လာတခြားတော့မဟုတ်ပါဘူးကွယ်ဟိုရက်ကလေးကပွဲစင်းတဲ့ဘက်လာရင်ကနေမင်းတို့မောင်နှမဆိုတန်တီးတန်လေးကြတော့စိတ်ဝင်စားလို့ကြည့်မိရဲ့အသက်ရွယ်ရလည်းငယ်သေးရုပ်ရည်လည်းနှစ်ယောက်စလုံးတနာကမရှိတော့အခုလိုတောင်းရမ်းစားတောက်နေအောင်အံ့ဩလို့ဝင်မေးရပါဒီလိုပါအမကြီးရဲ့ကျွန်တော်တို့မောင်နှမဟိုးတောနေဘက်ကနေပြေးလာကြပါရန်ကုန်ရောက်တော့လည်းအတိအကျကမရှိနေစရာစားစရာလည်းမရှိလို့ဒီလိုလောက်ကင်စားတော့ရပါဘဝပေးကုသိုလ်ကံလို့ပဲထင်မိပါရဲ့ကုသိုလ်ကံလည်းကံပေါ့ကွယ်တခါတလေတော့လေလူကလည်းကြံ့ရဖိုင်ကောင်းပါသေးရဲ့ကုသိုလ်ကံအာကိုပြီးထိုင်းနေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဒီတော့ငါပြောတာကိုတိတိကျကျနားထောင်မင်းတို့မောင်နှမကိုနေစရာလည်းပေးမယ်စားစရာလည်းကျွေးမယ်ငါတို့စီမှာအလုပ်လုပ်မလားဘာလို့ရမလဲခမရောက်တော့သိရစီမပေါ့မနေ့ပြန်ညမှာမင်းတို့မောင်နှမဒီတစ်ပင်အောက်ကစောင့်နေကြငါမြင်းလေးသမားလွတ်ပြီးခေါ်ခိုင်းလိုက်မယ်အဲ့တော့လိုက်လာခဲ့ကြပြောဆိုမှကြပြီးခင်စိန်တီကငွေနဲ့ငယ်ထုတ်ကငဏိကလက်ထဲကိုထည့်ပေးပြီးနောက်အဲ့ဒီညမှာထွက်သွားကြလေတယ်ငဏိကနဲ့
မိဝေမာတို့မောင်နှမနှစ်ယောက်ကတော့မမျော်လင့်ပဲတွေးကြုံရတာကြောင့်စိတ်ထဲမှာအံ့ဩနေကြ၏ဘယ်လိုလုပ်မလဲကိုမနေ့ပြန်ညသူတို့လာခေါ်လိုက်သွားမှာလားအချိန်နဲ့သိအောင်လိုက်သွားတော့ကောင်းမယ်ထင်တယ်ဒါကတော့ကိုယ့်သဘောပဲလေစကားပြောနေရတဲ့ကျမတို့အိမ်ပြန်ချိန်တော့နောက်ကျနေပြီလမ်းမှာလူသားလူလာပြတ်ပြီးအတော့မှောင်းနေပြီမကြောက်ပါနဲ့ညီမလေးရဲ့အကိုတယောက်လုံးပါနေရပဲသွားကြရအောင်အဲ့လိုပြောဆိုကပစ္စည်းတွေကိုတင်ပြီးမောင်နှမနှစ်ယောက်ပြန်လာကြလေတယ်ငဏိကနဲ့မိဝေမာတို့မောင်နှမနှစ်ယောက်နေတဲ့ဇေယျဆောင်မှာဖုန်ကြီးကြောင်ဝင်းတစ်ခုတွင်မှရှိရဲ့ဒါကြောင့်အမောင်ရိပ်တွေမှာဖြတ်ပြီးပြန်လာကြတယ်ခါတိုင်းတော့လူသားလူလာမပြတ်ခင်ပြန်လေးရှိပေမဲ့လည်းဒီကနေ့ရောက်တော့မှအပြန်နောက်ကျခြင်းဖြစ်တယ်ဗန်းလန်းစုံနေရရောက်တော့တစ်ပင်တွေနောက်ဘက်မှာလူ3ယောက်ထွက်လာပြီးသူတို့သွားမဲ့လမ်းရှိမှပိတ်ရလိုက်ကြတယ်မင်းတို့စောင့်နေရအတော်ကြာသွားပြီဘာလို့ကြမလို့လဲဗျာငါတို့ရက်တော့ဖို့ပတ်စံလိုနေတယ်တောင်းလို့ရတဲ့ပတ်စံတွေပေးထားခဲ့ငဏိကဆိုသူမှာပတ်စံအောင်သားဖြစ်သွားရင်တခိုးလက်ကတဝက်လူတရောင်းစားလက်ကဆန္ဒလာလူဆိုရဲစကားတိုင်းပဲဖြစ်နေပြီမလုပ်ပါနဲ့ကိုကြီးရဲ့ကျွန်တော်တို့မောင်နှမတောင်းရမှာစားတော့တဲ့လူတွေပါချမ်းသာပေးပါငါ့ကိုတရောင်းစားလီတန်းနဲ့လာပြောမနေနဲ့ပေးမလားမပေးဘူးလားဒါပဲပြောအေးစစ်စစ်မပေးရင်တော့အသားနာမယ်အဲ့လိုပြောဆိုဆိုငဏိကလွယ်ထားတဲ့လွယ်ဟောင်းထဲမှာအကျွေးစိတ်တွေထုတ်ထားတဲ့ထုပ်ကိုနှာယူတယ်ပြီးနောက်မှာတော့မိဒီနေရာမှာပဲနေငါတို့နောက်လိုက်မလာခဲ့နဲ့ဒီကောင်မလေးကိုခဏခေါ်သွားမယ်ပြောဆိုဆိုနဲ့မိဝေမာလက်ကိုဆွဲကအမောင်ရင်ထဲကိုဝင်သွားလေရောငဏိကမှာဘလို့လို့ရမှမသိရကြောင်းကြောက်ကြောက်လဲလဲနဲ့ပဲနေရာမှာကြံခဲ့တစ်ပင်ကိုရီနောက်ရောက်တဲ့အခါလူစိုး3ယောက်ကမိဝေမာကိုဝိုင်းဝန်းဖြတ်စီဖို့တန်စီအားထုတ်ကြလေရောအဲဒီခိုင်မှာပဲတစ်ပင်နေနောက်မှာမေမေတရန်ကြီးထွက်လာမင်းဘသူလဲအဝတ်မဲကြီးခြုံထားသူကဦးကောင်းပေါ်မှာခြုံထားတဲ့အဝတ်ကိုဖယ်လိုက်ရကြောက်စရာကောင်းတဲ့ဘလူးမျက်နှာကြီးပေါ်လာလေရောဘယ်လိုအဲဒီခါမှာ3ယောက်စလုံးနေရာကထွက်ပြေးဖို့ကြိုးစားကြဒါပေမဲ့3ယောက်စလုံးတော့မလွတ်တော့ဘူးခေါင်းဆောင်လို့သူမှာအနားရောက်လာတဲ့ဘလူးမျက်နှာနဲ့လူလက်ထဲကိုခြေကားရလက်ကားရနဲ့ပါသွားခဲ့တော့နောက်တော့တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာစူးစူးဝါးဝါအော်တန်းကြီးပေါ်ထွက်လာလေတော့နောက်ပိုင်းရက်တွေမှာတော့သတင်းစာနဲ့ခြားနယ်ချုံမှာဗဟန်းလန်းနဲ့ဂျာတော်ရလန်းစုံနေရှိတက်တော်အတွင်းမှာရုပ်ပြစင်ပြတိတ်ဆုံးနေတဲ့အလောင်းလောက်တွေ့ရဲ့သတင်းပါလာခဲ့ပလိတ်တွေရဲ့စစ်စစ်စုံစမ်းမှုရလေပင်းနဲ့မျက်နှာတစ်ဝိုက်မှာအဆွဲနဲ့ကိုက်ဖြတ်ထားတဲ့တရားတွေတွေ့ကြောင်းတေဆုံးသူမှာလူစိုးလူမိုက်တအုပ်ဖြစ်သူတန်းရွှေဖြစ်ကြောင်းအသက်ခံရပုံမှာလူစိုးလူမိုက်ချင်းချင်းတက်ဖြတ်တာနဲ့မတူပဲတရဝတကောင်ရဲ့ကိုက်ဖြတ်စားတော့ဟန်တဲ့တူကြောင်းဒါကြောင့်အခုရပိုင်းတွင်မှာဗန်းဘက်မှာနမိတ်ကြီးနေတဲ့ဘလူးမျက်နှာနဲ့လူလက်ချက်လို့ယူဆမိပါကြောင်းတရားခံကိုတိကျကျမဖော်ထုတ်နိုင်သေးခင်မှာပြည်သူတွေအနေနဲ့သတိရှိဖို့လိုကြောင်းညင်ချိန်မတော်သွားလာခြင်းမှာရှောင်ကျဉ်ဖို့လိုကြောင်းနဲ့အထူးသတိဝိရိယနဲ့နေထိုင်သွားကြဖို့တိုက်တွန်းရေးသားပါကြောင်းဖော်ပြထား၏အဲ့ဒီတဲ့နေ့ကြောင့်ဗဟန်းတစ်ဝိုက်မှာနေကြသူတွေစီးပွားရှာသူတွေမှာစိုးရိမ်ထိတ်လန့်မှုတွေဖြစ်ကြရလေတယ်။ဒီနေ့မှာတော့ကျွန်ုပ်နေထိုင်ရနေအိမ်ကိုကျွန်ုပ်နဲ့ခင်မင်းရင်းနှီးရဲ့နေမောင်ရောက်လာခဲ့။နေမောင်ကအသက်30ဝန်းကျင်ရွယ်ဖြစ်ပေမဲ့လည်းတကိုယ်ရီတခါရသမားနဲ့လွတ်လပ်လပ်နေထိုင်သူတယောက်ဖြစ်တယ်။သူဝါသနာပါတဲ့အလုပ်မှာစွန့်စွန့်စားစားခီးသွားလာခြင်းနဲ့ရှေးဟောင်းပစ္စည်းရေးရှာဖွေလေ့လာခြင်းတွေပဲဖြစ်တယ်။နေမောင်ကရောက်သွားတော့ဆရာဘုရားရှိခိုးပြီးချိန်မှန်မိလာခဲ့ရအတော်ပဲဖြစ်သွားတာပေါ့။စိုးစိုးရောက်လာတော့လေလက်ဖိတ်ဆိုင်သွားကြတာပေါ့အိမ်ရမောင်တိုးအောင်ဖြောပေးရဲ့လက်ဖိတ်ရင်နဲ့ကော်ဖီတောက်ရတဲ့အပြောင်းလဲဖြစ်အောင်ဆိုင်မှာသွားတော့ရင်စကားပြောကြတာပေါ့ပြောဆိုကအဝတ်စားလေးပြီးအပြင်ကိုထွက်လာကြတယ်လက်ဖိတ်ဆိုင်နာမည်ကအညာသားမောင်ရွှေလက်ဖိတ်ဆိုင်ဖြစ်တယ်သုံးမိနခန့်တွဲဆိုင်ကြီးဖြစ်ပြီးဝါထရံကဒနီမိုးထိုင်ပိုင်ရှင်အညာသားကိုယ်တိုင်လက်ဖိတ်ရဖြောတယ်သူ့ဆိုင်မှာပဲဘိန်းမုတ်ဖုံရောက်နေဘိန်းမုတ်ဖြစ်ပေမဲ့လည်းကိတ်မုတ်လိုရတာရှိရကြလူကြိုက်များတယ်အညာသားမောင်ရွှေလက်ဖေးဆိုင်ကဇပွဲတူးတဲ့ညာသားလေးရလည်းကောင်းလက်ဖေးဖြောတာလည်းကောင်းဘိန်းမုတ်ကလည်းကောင်းလာကြောင်းတနေ့လုံးလူပြတ်လာတော့မရှိပဲဇပွဲတူးလေးရောက်လာကြောင်းအလိုရှိရစားတောက်တယ်မှာလိုက်တယ်အခုတရက်နေ့ရထုတ်တဲ့သတင်းစာနဲ့ကြားနေတယ်ဆရာဖတ်ပြတယ်မဟုတ်လားကောင်းငယ်ပြလိုက်တယ်သတင်းစာတွေကတော့ထုံးစံတိုင်းလက်ရှိအုပ်ချုပ်နေတဲ့သူတွေကောင်းကြောင်းတွေပဲပုံကြီးချက်ရေးကြတာတွေ့ရပါပဲအခုတလုံးမှာတော့ဂျပန်ငပုတွေကောင်းကြောင်းတော်ကြောင်းတွေပဲရေးကြတာတွေ့ရတယ်ဒါတွေကအခုမှရေးတာမှမဟုတ်တာဆရာရဲ့ရှေးရရေးခဲ့ကြပဲရှင်ပြင်းနေကောင်းကြောင်းနေကြည့်မြောက်ပင်ရေးနေကြတော့မဟုတ်တာဖြစ်ကုန်တာပေါ့ဒီတော့နောက်ပိုင်းရေးတဲ့ရာဇဝင်တွေလည်းအမမအရွရွနေဖြစ်ကြတာပေါ့ဒါကတော့တမိုင်းရေးတဲ့သူတွေမှလည်းတာဝန်ရှိရပေါ့တမိုင်းရေးတယ်ဆိုတာညာလို့မှမရတာအမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းရေးမှတာဝန်ကြည့်မှာပေါ့
သတင်းစာတွေဖတ်တော့လဲအစိုးရကောင်းဆောင်နေနဲ့ကြော်ညာတွေပဲပါတာဆိုတော့စိတ်ဝင်စားမှုတော့မရှိလာပါဘူးဒါပေမဲ့မနေ့ကသတင်းစာမှာတော့သတင်းတူတစ်ခုကိုတွေ့လိုက်မိရဲ့ဘယ်သတင်းကိုပြောရလဲဆရာမနေ့ညကနော်ကြီးဆောင်မှာတန်းရွှေဆိုတဲ့လူမိုက်တယောက်အသက်ခံရတဲ့သတင်းလေတက်သွားတာလူမဟုတ်ဘူးဘလူးမျက်နှာနဲ့လူတယောက်လိုရေးကြတယ်တကယ်ပဲလားသတင်းရေးတဲ့သူတွေကပဲလူတွေစိတ်ဝင်စားအောင်ပုံကြီးချက်ပြီးရေးကြလာတာမပြောတတ်ဘူးကျွန်တော်အခုလာလဲတခြားတော့မဟုတ်ဘူးဆရာစီမှာမေးစရာလေးရှိလို့လာခဲ့ရဘာမျှလဲမောင်နှမရဲ့တခြားတော့မဟုတ်ပါဘူးဘလူးဆိုတာဒီအချိန်မျိုးမှာတကယ်ရှိနိုင်သေးလားဆိုတာသိချင်လို့ပါဘလူးဆိုတာတော့ရာဇဝင်ထဲမှာရောနှိပတ်တော်မှာရောမဟာဝင်ဗုဒ္ဓဝင်တွေထဲမှာပါတာပဲစတူလောကပါလားနတ်မင်းကြီးလေးပါဆင်းထဲမှာပါတဲ့ကုဝေဒာနတ်မင်းကြီးကဘလူးမျိုးနယ်ပဲမြတ်စွာဘုရားတော်အန်တုခဲ့တဲ့အာလဝကနတ်ဘလူးလည်းဘလူးပဲလေဒီတော့ဘလူးဆိုတာလောကရှိနေခဲ့တာဖြစ်မှာပေါ့ကျွန်တော်သိချင်တာဒီဘက်ခေတ်ရောက်လာတော့ဘလူးတို့ငကားတို့ဆိုတာရောရှိနိုင်သေးရဲ့လားလို့အရင်ရှိခဲ့မှတော့အခုလည်းရှိမှာပေါ့မောင်နှမရဲ့တွေ့တင်တွေ့ထိုက်တဲ့အချိန်ကာလတုန်းကဘလူးတို့ငကားတို့တွေ့ကြရပဲအခုတွေ့ကြရတာတော့မတွေ့တင်မတွေ့ထိုက်လို့မတွေ့ကြတာဖြစ်မှာပေါ့ဒါပေမဲ့မတွေ့ရပေမဲ့လည်းမရှိဘူးလို့မျက်စိမိတ်ပြီးဇွန်ရင်းနေလို့လည်းမဖြစ်ဘူးပေါ့ဒီဘက်ကာလတွေမှာဘလူးနဲ့တွေ့ကြရတဲ့အကြောင်းအရာတွေလည်းရှိရဲ့စမ်းစစ်ကြည့်ရင်တော့2မျိုးလောက်တွေ့ရမယ်ထင်ပါရဲ့ဘယ်လိုမျိုးလဲဆရာတစ်မျိုးကတဘာဝအတိုင်းဖြစ်ကြတဲ့ဘလူးနဲ့နောက်တစ်မျိုးကတော့စေးဝါးစင်နဲ့ဘလူးဘွားရအောင်ပြောင်းလဲယူတာပဲစိတ်ဝင်စားစရာပါလားတဘာဝအတိုင်းရှိရဲဆိုတာအရင်ဘလူးကျွန်းတို့မော်ဒမပင်လယ်ကွေ့တွေမှာတွေ့ရတဲ့စမင်းဆိုတဲ့ရေဘလူးတွေကိုပြောတာစေးဝါးစင်နဲ့ဖြစ်တာကတော့အာလဝကစေပေါ်နကစေတုံးပြီးလူစင်စစ်ကနေဘလူးသွင်ပြောင်းလဲတာမျိုးပြောတာမောင်ဒီမောင်ရဲ့ဒီလိုစေးမျိုးတွေရောအခုရှိနိုင်သေးရဲ့လားရှိပါသေးရဲ့ရှေးခေတ်ကစေးပွားစင်ရဲ့ကျွမ်းကျင်တဲ့ဆရာကြီးတွေရေးသားပြုစုတဲ့မှတ်တမ်းတွေပါကျန်သေးရဲ့နောက်လူတွေကတော့အဲ့ဒီမှတ်တမ်းမျိုးတွေရရင်အဲ့ဒီတဲကပါတဲ့နည်းတွေတိုင်းလုပ်ရင်တော့ရနိုင်ပါတယ်ဆရာရောအဲ့လိုစင်ရမျိုးကိုယုံကြည်လက်ခံလားလက်ခံရမှာပေါ့မောင်နေပါရဲ့တကယ်ရှိခဲ့တဲ့ရှေးဟောင်းပညာရက်တွေပဲဟာနောက်ပိုင်းလူတွေကလုံနိုင်တာနဲ့မဟုတ်တာလောက်တာရများနေလို့ဒါပြက်စီးကုန်တာအဲ့နောက်မှာတော့ကျွန်ုပ်နဲ့ညီမောင်တို့ကကြားတဲ့ငွေကိုရှင်းခဲ့ပြီးနောက်လက်ဖေးဆိုင်အတွင်းမှာပြန်ထွက်လာခဲ့ကြလေတယ်အချိန်ကညနေပိုင်းချိန်ကိုရောက်နေပြီဘန်းတဝိုင်းမှာအဲ့လိုချိန်မျိုးရောက်လာရင်လူစီကစားပြူလိုက်အထူးသဖြင့်ကန်တော်ကြီးဆောင်တဝိုင်းရုပ်ရှင်ရောက်ပြဆက်ရုံနေတဲ့နေရာတဝိုင်းမှာပို့လို့လူများလေတယ်အဲ့လိုချိန်မျိုးရောက်လာရင်ငဏိကနဲ့မိဝေမာရမနမနေရာမှာတင့်တော်တဲ့နေရာမှာထိုင်ကတောင်းရကြတယ်ငဏိကပင်ကြိုတီးပြီးအတန်ကောင်းတဲ့မိဝေမာကတချင်းဆိုတယ်အဲ့လို TV တောင်းတဲ့အခါမှာလမ်းသွားလမ်းလာတွေကတပြားနှစ်ပြားငါးပြား10ပြားဆိုသလိုရှေ့မှာချထားတဲ့ခွက်တွင်းကိုပြစ်ထည့်ပေးသွားကြတယ်အနေငယ်မောင်စာပြူလာတော့နှမဖြစ်သူမိဝေမာကပြောရင်အကိုတင်းတစ်လောက်ရရင်ပြန်ကြရအောင်ကျမတို့ပြန်မဲ့လမ်းဘက်တရားလူပြတ်တော့တိတ်မှောင်လာရင်သွားလာလို့မကောင်းတော့ဘူးအဲ့လိုပြောတဲ့အခါအကိုဖြစ်သူငဏိကပါကောင်းငယ်ပြရင်စိုးတီးနေတာတွေကိုရှက်လိုက်တယ်အဲ့လိုရက်လိုက်ခြင်းကပဲသူတို့အတွက်အလုတ်သိမ်းခြင်းပဲဖြစ်ပေမိဝေမာကခွက်ထဲမှာအကျွေးစိတ်တွေကိုသိမ်းနေရမှပြောလိုက်တယ်ဟိုတနေ့ကလာသွားတဲ့အမကြီးနှစ်ယောက်လည်းမလာကြဘူးနော်ငဏိကတော့ထူထူဘာမှပြန်မပြောပဲကောင်းငယ်ပြရုံသားပြရင်အဲ့ခိုင်းမှာပဲသူတို့နှစ်ယောက်ညီကိုမြင်လဲတစင်ရက်လိုက်တနေ့ကလာသွားတဲ့အမကြီးတွေကမင်းတို့နှစ်ယောက်ကိုအခေါ်ခိုင်းလိုက်တယ်မြင်းလဲပေါ်တက်ကြကျွန်တော်တို့ဘယ်နေရာလိုက်ရမှာလဲဗျစကားများလိုက်တာကွာဟိုရောက်တော့သိရမှာပေါ့မင်းတို့လုံနေရနဲ့ပြန်လာနောက်ကြတော့မှာပဲအဲ့လိုပြောတော့မှနှစ်ယောက်သားကြောက်ကြောင်ရွံ့နေမြင်းလဲပေါ်တက်ကြရင်သူတို့နှစ်ယောက်မြင်းလဲပေါ်ရောက်တာနဲ့မြင်းလဲကမောင်းထွက်သွားလေတယ်ညောက်ပိုင်းချိန်ရောက်ပြီးမို့လက်နေပေါ်မှာလူသားလူလာရှင်နေတယ်မြင်းလဲချိုးလောက်သားရှိရောတယ်မြင်းလဲပေါ်မှာပါလာတဲ့မောင်နှမနှစ်ယောက်ကတော့ငဏိကသူ့မှာပါလာတဲ့လွယ်ကြီးနဲ့ပင်ချိုကိုကြက်ကြက်ပအောင်ကင်ထားပြီးမိဝေမာကအကိုဖြစ်သူရဲ့လက်မကိုကင်ထားတယ်မြင်းလဲကကန်တော်ကြီးဆောင်တိုင်းမောင်းလာပြီးစကော့ကိလန်အခုသိမ်ဖြူလန်ကိုဖျက်ဆင်းနေမြင်းလဲသမားကပိုးကြောင်ဆန်လန်တိုင်းမောင်းသွားပြီးမှဂရစ်လန်ရောက်တဲ့အခါချိုးကွေဝဲလိုက်အဲ့လမ်းဘက်ရောက်တော့ညချိန်ရောက်နေဖြစ်တာကြောင့်လူသားလူလာမရှိတော့ဘူးအဲ့လမ်းနဲ့ရောက်တော့ရှေ့မှာထိုင်ပြီးမြင်းလဲမောင်းနေသူကပြောရင်မင်းတို့ကညချိန်မတော်သွားလာနေကြတဲ့သူတွေဆိုတော့အခုတတော်နာမည်ကြီးနေတဲ့ဘလူးမျက်နှာတဲ့လူနဲ့တွေ့မှမကြောက်ဘူးလားဟင်းမကြောက်ပါဘူးအတွက်ကြောက်စရာကောင်းတယ်လို့ပြောတယ်ငါတော့ညဘက်တည်းမြင်းလဲထွက်ရတာခက်လန့်လန့်ပဲမတော်သူနဲ့တွေ့ပြီးလူရောမြင့်မှာတက်စားသွားရင်တော့အခက်ပဲအဲ့စကားကြတော့နောက်ဘက်မှာထိုင်နေတဲ့ငဏိကရေးရဲ့မကြောက်ပါနဲ့ဗျာ तू ကလူကောင်းတွေကိုဘာမှမလုပ်ပါဘူးလူဆိုးတွေနဲ့တွေ့ရင်လာတတ်တာပါဟေးမင်းကဘယ်လိုသိရလဲသိတာပေါ့ဗျ
တလုံးကကန်တော်ကြီးဆောင်းနှက်မှာကျွန်တော်တို့စီကပတ်စံနေလူသွားတယ်လူဆိုတယ်ဘလူမျက်နှာနဲ့လူနဲ့တွေ့ပြီးတော့တယောက်သေးသွားတယ်လေအေးသတင်းတော့ကြားလိုက်မိရဲ့ဒါနဲ့မင်းသူ့မျက်နှာကိုတွေ့လိုက်တာလားတွေ့ရတယ်ကိုခန္ဓာလူဆိုပေမဲ့မျက်နှာဘလူမျက်နှာဖြစ်နေရဗျပြောတာနဲ့အတော့ကြောက်စရာကောင်းနေပြီတွေ့များတွေ့ရင်တော့ဘလူနေမလဲမသိဘူးအဲ့လိုစကားတပြောနဲ့မောင်းလာရနောက်တော့ခင်စိန်ကြီးနဲ့ခင်စိန်တို့ညီမနှစ်ယောက်နေတဲ့တိုက်နေကြီးရှိကိုရောက်လာကြရင်မြင်းလဲတန်ကြတာကြောင့်အိမ်ထဲမှာခင်စိန်ကြီးထွက်လာပြီးမြင်းလဲကပေးကသူတို့နှစ်ယောက်ကိုအိမ်ထဲခေါ်သွားရင်ငဏိကနဲ့မိဝင်မာတို့နှစ်ယောက်လဲအိမ်ကြီးတဲ့ရောက်တဲ့အခါအလွန်ကြောက်ရွံ့နေရမူရာတွေရှိကြရင်မကြောက်ပါနဲ့မင်းတို့မောင်နှမဘာမှမလုပ်ပါဘူးကျွန်တော်တို့အခုဘာကြောင့်ခေါ်ရလဲတခြားတော့မဟုတ်ပါဘူးဒီတိုက်မှာဘယ်သူမှမရှိကြဘူးငါတို့ညီမနှစ်ယောက်ပဲနေကြတယ်ဒါကြောင့်မင်းတို့မောင်နှမငါနဲ့နေရင်ခေါ်ထားပေးမယ်ကျွန်တော်တို့ကဘာလို့ရမှာလဲငါတို့အိမ်မှာယောက်ျားသားမရှိတော့မင်းနေမဲဆိုရင်ငါစီးရဲ့မြင်းလဲမောင်းရမယ်အိမ်ရောဧည့်သည်တွေလာရင်ကြိုပြီးတော့ဝေယဝက်ဆလုပ်ပေးရမယ်မြင်းလဲမောင်းတာတော့ထားပါတော့ဧည့်သည်တွေဘယ်လိုလုပ်ပေးရမှာလဲဒါတွေကနောက်တော့တင်ပေးရင်တက်လွယ်ပါရဲ့မင်းအနေနဲ့လုံးမလို့သာပြောပါကျွန်တော်တို့ကတော့ဟုတ်ပါပြီကျွန်တော်ညီမလေးကဘာလို့ရမှာလဲသူကတော့အိမ်မှုကိစ္စလေးကိုညီပေးအောင်ပါပဲဒါလည်းတည်ရင်မခတ်ပါဘူးငါတို့ညီမမင်းတို့မောင်နှမအောင်မြင်တာနဲ့တနာခင်မင်းလို့နှက်ပြေတင်မေးတာကိုဖင်အေးတယ်ဆိုပြီးမနေချင်တော့လဲမင်းတို့သဘောပဲပေါ့ငဏိကာကနှမဖြစ်သူကိုတစ်ချက်ကြည့်လိုက်ပြီးတော့မှကောင်းနေပြရဲ့ကောင်းပါပြီကျွန်တော်တို့လိုလမ်းဘေးမှာတောင်ရစားတောင်နေတဲ့လူတွေကိုခေါ်ယူစောင့်ရှောက်ပေးရကျေးဇူးတင်ပါတယ်အမကြီးကျွန်တော်တို့မောင်နှမတက်နိုင်တယ်လို့လုပ်ကြည့်ပါမယ်အေးဒီလိုမှပေါ့အခုချိန်ကစပြီးဘဝဟောင်းတွေမေးလိုက်တော့နောက်တစ်နေ့ကစပြီးနှစ်ယောက်စလုံးဆက်ရောလူပါပြောင်းပြရမယ်အဲ့လိုပြောပြီးခင်စိန်ကြီးနဲ့ခင်စိန်တို့ကသူတို့မောင်နှမကိုပြုပြင်ပြောင်းလဲပေးရအသွင်ပြောင်းလဲသွားတယ်တကယ်တော့ငဏိကရောမိဝေမှာပါရုပ်စင်ကချမောသူတွေဖြစ်တယ်အဝတ်စားဆွဆွပြက်တဲ့နေရာကြောင်းသာမတိတာမမြင်မမဲအခုလိုအဝတ်စားတက်တက်လွယ်လွယ်ဝတ်ဆင်ပြီးပြင်လိုက်တဲ့အခါကြည်ပြောရှူပြောဖြစ်လာကြတယ်ခင်စိန်ကြီးကလည်းကျေနပ်နေတယ်ခင်စိန်ကြီးကငဏိကကိုတွေ့ပြီးအကဲခတ်ကြည့်တဲ့ကရုပ်ရည်ရောပုံမှန်တရံမှာမစိုးလာဘူးလို့ထင်ရအခုလိုပြင်လိုက်တဲ့အခါသူထင်တာထက်ပိုပြီးချောမောတင်တယ်မှုရှိနေအောင်တွေ့ရတဲ့အခါအလွန်ကျေနပ်ခြင်းဖြစ်မိရဲ့ဒါအပြင်တစ်ချက်ကုန်နှစ်ချက်ပြန်ဆိုသလိုရုပ်ရည်ချောပြီးကိုလုံးကိုယ်တွေပါဖွင့်ပြလာပါရဲ့မိဝေမကိုလည်းတနေ့ကျရင်သူတို့လုပ်ငန်းမှာတုံးချဖို့ကြိုတင်ရွေးထားပြီးဖြစ်တယ်အဲ့လိုရွေးထားတာကိုတော့မောင်နှမနှစ်ယောက်စလုံးမသိကြဘူးမင်းတို့မောင်နှမကအခုလိုပြင်လိုက်တော့လေရုပ်ရည်ကမစိုးလှဘူးပဲဒါပေမဲ့အခုနာမည်တွေကတော့ခေါ်ရလဲခတ်တယ်တိတ်လည်းမကောင်းပါဘူးတခြားနာမည်ရောရှိကြသေးလားရှိပါရဲ့ကျွန်တော်နာမည်ကမောင်တီဟာသူ့နာမည်ကတီတီပါအေးအဲ့ဒါကောင်းတယ်အရင်နာမည်ဖြောက်ပြီးဒီနာမည်ပဲသုံးမယ်ငါနာမည်ကခင်စိန်ကြီးသူ့နာမည်ကခင်စိန်ကြီးရဲ့ငါတို့ကမင်းတို့ထက်နည်းပဲပို့ကြည့်တော့မမကြီးမမလေးလို့ခေါ်ကြပါကောင်းပါပြီခမညာအဲ့လိုနဲ့မောင်တီဟာနဲ့တီတို့နှစ်ယောက်မှာကံကောင်းထောင်းမစွာနဲ့တရောင်းစားဘွားမှလွတ်ခါအိမ်ကြီးဘွားကိုရောက်သွားကြရင်တီတီကအိမ်မှုကိစ္စတွေလုပ်ပေးရပြီးမောင်တီဟာကတော့အပြင်လုပ်တယ်လုပ်ကိုင်းပေးရရင်ခင်စိန်ကြီးကမြင်းလဲတစ်စင်းဝယ်ထားရအဲ့ဒီမြင်းလဲကိုမောင်ပြီးသွားချင်တာတွေကိုလိုက်ပို့ပေးရရင်ဧည့်သည်တွေရောက်လာရင်စီးကြိုပြီးတော့ဝေယဝိစာတွေဆောင်ရွက်ပေးရရင်ဒီတော့မှခင်စိန်ကြီးတို့ညီမမှာပြည်တစားလုံးနဲ့အတန်မိုးဝမ်းကြောင်းပြုသူတွေမှသိရပေးရောဒါပေမဲ့မတန်နိုင်တော့ဘူးမောင်တီဟာအနေနဲ့အခြားရည်ရွယ်ချက်တွေရှိနေသေးတာကြောင့်မတိဟန်ပြုပြီးနေမြဲနေတယ်ဧည့်သည်တွေအတွက်လိုအပ်တဲ့ကိစ္စတွေကိုတော့မောင်တီဟာတယောက်တည်းပဲတိုင်ကန်လုပ်ပေးတယ်အဲ့ဒီအိမ်မှာပြည်တစားလုံးနေပေမဲ့လည်းပေါ်ပေါ်တင်တင်ပေါ်ပေါ်မြမြလုပ်နေခြင်းမျိုးတော့မဟုတ်ဘူးတနေ့ကိုဧည့်သည်တစ်ယောက်နှစ်ယောက်ထပ်ပို့ပြီးလက်မခံပြီဒါအပြင်သူတို့စီကိုလာတဲ့ဧည့်သည်တွေမှလည်းတာမန်လူရန်စားတွေမဟုတ်ကြဘူးတတိတကြွယ်ကုန်းတယ်ပွဲစားဂျပန်ရရှိရဲ့အစိုးရဌာနမှာအလုပ်လုပ်နေကြတဲ့အရာရှိရာခံနေတာဖြစ်ကြရင်အဲ့ဒီနေရာကိုလာသူတွေမှလည်းတာမန်ငွေချင်းရှိုံနဲ့လာလို့မရဘူးအရာရှိတွေကတော့သဘောကောင်းရင်ပေးပြီးသဘောမကောင်းတဲ့အခါမပေးဘဲနေကြရင်မပေးတဲ့အပြင်စိတ်မထင်ရင်လည်းရိုက်ချင်ရိုက်နေကြသေးတယ်ဒီတော့ငွေရတာမရတာသားထားအရိုက်နဲ့မခံရအောင်သတိနဲ့နေကလိုက်ရောပေးရရင်ခင်စိန်ကြီးနဲ့ခင်စိန်ကြီးတို့ပြင်အိမ်မာနေကြတယ်မောင်တီဟာနဲ့တီတို့လည်းသတိနဲ့နေထိုင်ကြရရင်အဲ့ဒီအင်ကိုလာကြသူတွေမှာလူချင်းမတူစင်တဲ့ချင်းမတူကြပေမဲ့လည်းသူတဲ့ချက်တစ်ခုတော့ရှိရဲ့တခြားတော့မဟုတ်ပဲလူသိမခံရတဲ့ချက်ဖြစ်ပေရဲ့တတိတကျဲကုန်းတဲ့ပွဲစားတွေကလည်းမိသားစုတွေတီမှာဆိုတာကြောင့်အခြားပေါ်ပေါ်ထင်ဖွင့်ထားတဲ့စောင်းကြမြိုင်းတွေကိုမသွားပဲဒီနေရာကိုသာတိတ်တဆိတ်ရောက်လာကြရင်ဒါကြောင့်ခင်စိန်ကြီးတို့ထန်လာတဲ့သူတွေကလူသိမခံရတဲ့ချက်တွေရောတူနေကြရင်ဂျပန်နေတော့အဲ့ဒီနေရာကိုလာရင်ဝတ်စုံပြောင်းဝတ်ပြီးတော့လာလေးရှိရဲ့
တနေ့မှာတော့ပြဿနာတစ်ခုပေါ်လာလေတော့ညနေဆောင်ချိန်မှာဂျပန်ရရှိတယောက်ရောက်လာအဲ့ဒီချိန်မှာခင်စိန်ကြီးရောခင်စိန်ကြီးပါအဲ့ဒီနဲ့တည်တည်ရှိနေတဲ့အကြောင်းအိမ်မခံနိုင်ကြပြီအဲ့ဒီခါဂျပန်ရရှိမှအတော့ကိုစိတ်တိုးနေတယ်ဒါအပြင်စိတ်မရှိစွာဆောင်ရဲအပေါ်ပါသွားဖို့အနောက်ဘက်ကိုဝင်လာစေအနောက်ဘက်ဆောင်မှနေကြတဲ့မောင်တီဟနဲ့တီတို့ကိုတွေ့မြင်သွားလေတော့သူဘသူလဲဂျပန်ရရှိကချမောလာပါတဲ့တီတီကိုမြင်တဲ့အခါမျက်လုံးပြူတီနဲ့ကြည်ကားမေးလိုက်တယ်ကျွန်တော်ညမပါမောင်တီဟာဝင်ပြောတယ်ငါသူ့ကိုသဘောကျတယ်ခေါ်သွားမယ်မလုပ်ပါနဲ့မာစတာတောင်းပန်ပါရဲ့ခူရာဘကဲရိုပြောလဲပြောတဖြန်းဖြန်းနဲ့လဲရိုက်တယ်နောက်တော့တီးလက်ကိုဆွဲပြီးအပြင်ကိုခေါ်ထုတ်သွားတာကြောင့်မောင်တီဟာနောက်မှလိုက်သွားတယ်မရဘာလိုက်လောက်တာလဲကျွန်တော်ဒီရင်ကမြင်းလဲမောင်းနေသူပါမာစတာလိုတဲ့နေရာလိုက်ပို့ပေးပါမယ်အဲ့လိုပြောဆိုကဂျပန်ရရှိနေတီတီကိုမြင်းလဲပေါ်တင်ကရေမြောင်ဒီလန်တိုင်းအနောက်ဘက်ကိုမောင်းလိုက်သူမောင်းလာတဲ့ဘက်မှာလူမရှိပေတနေရာရောက်တော့မြင်းလဲကရှက်တန်းသွား၏ဘာဖြစ်လို့ရက်တာလဲအဲ့လိုမေးလိုက်စင်မှာပဲမြင်းလဲပေါ်မှာကြောက်စရာကောင်းတဲ့ဘလူးမျက်နှာနဲ့လူတယောက်ကိုတွေ့ရကြောင်းမြင်းလဲပေါ်မှာဆင်ပြေဖို့ကြိုးစားတယ်ဒါပေမဲ့မရတော့ဘူးနောက်တနေ့ရောက်တော့လူသူမနည်းတဲ့ရေမြောင်းထဲမှာရွက်ပြက်စင်ပြက်သိမ်းဆုံးနေတဲ့ဂျပန်ရရှိရဲ့လောင်းကိုတွေ့ကြရလေတော့တယ်1942-43ခုနှစ်လောက်ကဂျပန်တွေဝင်ရောက်လာပြီးအုပ်ချုပ်ရေးပိုင်းကိုနေရာယူထားကြပေမဲ့လည်းရာဇဝတ်မှုတွေကင်တွယ်ဖြည့်ရှင်းရမှာတော့ပလိတ်ဖွဲ့ကိုပဲတာဝန်ပေးထားတယ်။အင်္ဂလိပ်လက်ထက်ကထားခဲ့တဲ့အတိုင်းပလိတ်မင်းကြီးကစားလို့ပလိတ်တွေကိုသူ့ဆင်းနဲ့သူ့ယာတူနဲ့သူပေးထားလေတယ်။အဲ့ဒီချိန်ကဗဟန်းကတ်ထဲမှာရာဇဝတ်အုပ်ဦးမင်းတင်ရှိပြီးအမှုလိုက်ဆောင်တောက်ကကြောစွာဖြစ်တယ်။ဒီနေ့မှာတော့ခရိုင်ရာဇဝတ်ဝင်ဥပကျော်ကဦးမင်းတင်ကိုခေါ်ပြီးပြောတယ်အခုဗဟန်းထဲမှာဘလူးမျက်နှာနဲ့လူတယောက်ပေါ်ပြီးလူတွေလိုက်တက်နေတာခမရတို့မသိဘူးလားသတင်းစာတွေဂျာနယ်တွေရတာမှဒီအကြောင်းတွေရင်းနေကြပြီသိပါတယ်ခမရတို့ကြည့်ရတာအစိုးရလစာစားပြီးရုံငန်းထဲမှာပဲအေးဆွေးနေကြတယ်ထင်ပါရဲ့အခုဂျပန်နေနဲ့ထိတ်တဲ့တွေ့ရမယ်ပြဿနာတွေပေါ်နေအောင်သိရလားဦးမင်းတင်ကသူဘာမှမသိသေးတဲ့အကြောင်းမျက်လုံးပြူသားနဲ့ခရိုင်ရာဇဝတ်ဝင်ကိုကြည့်နေတယ်ဒီကိစ္စတွေကကျုပ်တာဝန်ယူထားရတဲ့ခရိုင်နယ်မြေတွေမှာဖြစ်တာဆိုတော့ကျုပ်ကောင်းမှကြနေတယ်ရာဇဝတ်ဝင်တော်နဲ့ပလိတ်မင်းကြီးရပါဒီကိစ္စကိုမေးနေကြပဲအဲ့ဒါတခြားတော့မဟုတ်ဘူးမနေ့ညဂျပန်ရရှိတယောက်ပြောင်းနေတယ်အဲ့ဒါလည်းတာမန်မဟုတ်ဘူးဂျပန်စစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ကျုပ်တို့ပလိတ်အဖွဲ့ထိတ်တိုက်တွေ့ရမယ့်ပြဿနာပဲအဲ့ဒီစကားကြားတော့မှဦးမင်းတင်မအလွန်အံ့ဩသွားဟန်ရှိရင်အနောက်မှာရှိနေတဲ့စုံတောက်ကြော်စားကတော့ငြိမ်သက်စွာနဲ့ပဲလေးနေနားထောင်နေတယ်တာမန်ရက်သား10ယောက်လောက်တည်းကအရေးမကြီးဘူးဂျပန်ရရှိတယောက်ပြောင်းနေတာပိုပြီးရေးကြည့်ရဲ့ဒီတော့ခမရတို့ဒီကိစ္စကိုစုံစမ်းစစ်ဆေးပြီးကျုပ်စီကိုအစီရင်ခံစာပြန်တင်ပေးပါကောင်းပါပြီဝင်ချင်းအဲ့နောက်မှာတော့ဦးမင်းတင်နဲ့စုံတောက်ကြော်စားလဲခရိုင်ရာဇဝတ်ဝင်ကိုယူသေးပေးကရုံငန်းမှာပြန်ထွက်လာ၏လေရိုဘာကားနဲ့ပြန်လာကြရဗန်းကတ်ထဲပြန်ရောက်တော့မှဦးမင်းတင်ကအဲ့ဒီတာဝန်ကိုစုံတောက်ကြော်စားလှည့်ပေးလိုက်တယ်ကဲမောင်ကြော်စားကြားတဲ့အတိုင်းပဲရန်ပုံမီးကြမဲ့ပြဿနာတစ်ခုတော့ပေါ်လာပြန်ပြီဂျပန်နေကျင်းအောင်ဖြည့်ရှင်းပေးဖို့ကျုပ်တို့မှာတာဝန်ရှိရဲ့မဟုတ်ရင်ကျုပ်တို့ဗမာတွေပေါ့အထင်မြင်သေးလိမ့်မယ်အစဲဆိုတွေခံကြရလိမ့်မယ်စစ်မပွားနဲ့ဆရာဒီကိစ္စကိုအပြန်ဆုံးပေါ်ပါအောင်ကျွန်တော်တာဝန်ယူစုံစမ်းပေးပါမယ်ပြောဆိုကဦးမင်းတင်ကိုယူသေးပေးပြီးစခန်းမှာထွက်လာလေထုံးစံတိုင်းသူ့ဥတီချက်ကတော့အဲ့လိုခက်ခဲပြဿနာတွေကိုဖြေရှင်းရမှာသူမတူအောင်ထူးချွန်တဲ့နှီးမောင်းနေရှိရာကိုဖြစ်ပေတယ်ဘန်းကတ်တဲ့နဲ့နှီးမောင်းနေတဲ့အိမ်ကမဝေလာပြီမိမောင်နေရဲ့လမ်းဘက်မှာဘောင်ဒီလမ်းဘက်ကိုထွက်လာရဲ့လစ်လန်နဲ့မင်းမွေအခုမိုးညင်းကြောင်းတိုက်နေရာမှာရှိရဲ့ပလိတ်မင်းကြီးရုံကလည်းမဝေးလာပြီစုံတောက်ကြော်စွာရောက်သွားတဲ့ချိန်မှာမိမောင်ကိုဆင်းနေမဲ့တွေ့ရ၏ဆရာခီးထွက်နေရတယ်လို့စိတ်ပူနေရအခုလိုတွေ့ရမှာပဲစိတ်အေးရတယ်ဒီရက်ထဲမှာတော့ဘယ်မှမသွားဖြစ်သေးပါဘူးလာပြကိုကြော်စွာမတွေ့ရတော့တော်တော်ကြာပြီနော်အိမ်ထဲကိုခေါ်ကဧခန်းနေကိုကြော်စွာတို့ဘလူးမျက်နှာတဲ့လူကိုစုံစမ်းလို့သိရပြီလားမရသေးပါဘူးဆရာရဲ့မရသေးတဲ့ပြင်အခုနောက်ထပ်ခေါင်းခဲရမယ့်အမှုတစ်ခုထပ်ပေါ်လာလို့ဆရာကိုကူညီတောင်းဖို့လာခဲ့ရဘလို့အမှုလဲမနေ့ညဂျပန်ရရှိတယောက်ပြောင်းနေလို့အဲ့ဒါစုံစမ်းပေးရမယ်ကြောက်ကြိုက်နေတွေ့လို့အသက်ခံရတာများလားဒါလည်းမသိရသေးဘူးအခုမှအစအနေစုံစမ်းကြည့်ရမှာဒီတော့လည်းသွားကြတာပေါ့ပြောချိုကအဝတ်စားလဲပြီးတနက်ကိုပါတပါးလေးထဲယူလာပြီးနောက်စုံတောက်ကြော်စားနဲ့သူအပြင်ကိုထွက်ခဲ့ကြ၏အရင်ဦးဆုံးမှသူတို့တွေဂျပန်ကင်ပေတာရုံးကိုဝင်ပြီးပြောင်းနေတဲ့ဂျပန်ရရှိရဲ့တပ်ပုံနဲ့ကိုရေးချက်လက်တွေကိုယူတယ်။ပြောင်းနေတဲ့ဂျပန်ရရှိမှာပိုမူကြီးအဆင့်ရှိသူတာမူရာဆိုသူဖြစ်ပြီးစစ်ရေးတာဝန်ခံတဦးလည်းဖြစ်တယ်။
သူကအသက်40ဝန်းကျင်ရွယ်ခန့်သာရှိသေးပြီးမိမလိုက်စားတဲ့သူတို့ဖြစ်ကြောင်းမှတ်တမ်းတွေမှာတွေ့ရတယ်။အဲ့ဒီမှတ်တမ်းတွေကိုရတာနဲ့ကင်မရာရုံးမှာပြန်ထွက်လာပြီးဂျပန်စစ်သားတွေအတွက်တရားဝင်ဖွင့်လှစ်ထားတဲ့စောင်းကြမြိုင်ရှိရာကိုသွားရင်စောင်းကြမြိုင်ကိုအုပ်ချုပ်နေသူမှာကြီးကျယ်ရေးမှုရဲဘော်တအုပ်ဖြစ်တယ်။သူကမျက်စိတစ်ဖက်ပြတ်နေရကြောင်းကာကာနီလို့ခေါ်ဝေါ်ကြတယ်။သူခေသူခါမှာတော့စောင်းကြမြိုင်ကိုစီမံအုပ်ချုပ်တဲ့အဲ့ဒီစစ်သားကပဲသူ့နေရာနဲ့သူဩဇာအာဏာရှိရဲ့။စောင်းကြမြိုင်ကိုလာတဲ့ရဲဘော်တွေမှာသူ့ကိုဒုက္ခိတတရားဖြစ်ပေမဲ့လည်းမလေးမစားမဆက်ဆံရဲကြပြီ။သူ့ကိုတွေ့ရတဲ့ရိုးကျိုးလေးစားတဲ့မူရာနဲ့ဆက်ဆံကြရ၏။သူနဲ့ခင်မင်းရင်းနှီးအောင်ပြုလုပ်ထားကြရ၏။သူရှိကိုရောက်တဲ့အခါမခုတ်တတ်တဲ့ကြောင်မျက်နှာမျိုးနဲ့ကွန်ပျူတာလက်မှတ်ကိုထုတ်ပြရ၏။ကြီးကျယ်ရေးမှုထိုင်မှာစောင်းကြမြိုင်မင်းသမီးတွေနာမည်ရေးထားတဲ့တူချောင်းလေးတွေရှိရဲ့။အဲဒီတူချောင်းလေးတွေကိုဝါချီတော်တွင်ထဲကမဲခေါက်တလုံးကျင်းဖက်များစွာခောက်ပြီးမှရဲဘော်တစ်ခုဆွဲခိုင်းနေ။မိမိဆွဲတဲ့တူချောင်းလေးမှာရေးထားတဲ့နာမည်ပါတဲ့ခန်းကိုသွားရပေးလိမ့်မယ်။တကယ်လို့ရဲဘော်ကဆက်ဆံရေးကောင်းပြီးကြီးကျယ်ရေးမှုနဲ့ခင်မင်းသူဖြစ်ပါကတင်မုံစရာပေါ်မှာနာမည်ရေးထားတဲ့စောင်းကြမြိုင်မင်းသမီးတွေမှာမိမိနှစ်သက်တဲ့နာမည်တစ်ခုကိုလက်ညှိုးထိုးထားပြရုံနဲ့အဲ့ဒီနာမည်ပါတဲ့တူချောင်းလေးကသူ့လက်တွင်ကိုအလိုလျောက်ရောက်လာပေးလိမ့်မယ်။သူနဲ့စင်ပြေပါကကန်ဆယ်မဲ့နှက်တီတိုင်းဘယ်သောခါမှကောင်းတဲ့စောင်းကြမြိုင်ကိုရမှာမဟုတ်ပေ။နီမောင်နဲ့စုံတောင်းကြွားစားတော့စောင်းကြမြိုင်ကိုရောက်သွားတဲ့အခါမျက်စိတစ်ဖက်လက်နေတဲ့ကြီးကျယ်ရေးမှုနဲ့တွေ့ရ၏။သူကနေမောင်တို့နှစ်ယောက်ကိုမြင်တဲ့အခါတမျိုးသဘောပေါက်သွားဟန်နဲ့အခုလိုပြောတယ်။ဒီစောင်းကြမြိုင်မှာအပြင်ကလူတွေဝင်ထွက်သွားလာကိုမရှိဘူး။အဲဒီခါနေမောင်ကအသင့်ပါလာတဲ့ secret ဘူးကိုသူ့ရှေ့ကိုချပေးလိုက်တော့အန်ဝါစာကြည့်နေတယ်။တောက်ပါကျွန်တော်တို့ကဒီအတွက်လာကြတာမဟုတ်ပါဘူး။ဒါဆိုဘာအတွက်လဲ။သိချင်တာရှိလို့လာကြတာပါ။ခမရတော့ဘာသူရဲ့လဲ။ကျွန်တော်နာမည်ကနေမောင်သူကကြော်စွာပါ။ပလိတ်မင်းကြီးရောလာကြတာပါ။ဒီတော့မှမျက်နှာမျိုးရပြောင်းသွားပြီးနေမောင်ချပေးတဲ့ secret ဘူးထဲမှာတလက်ယူကမင်းကြီးဖွာတယ်။နေမောင်ကအိတ်ထဲမှာအသင့်ထည့်လာတဲ့ဓာတ်ပုံတစ်ပုံကိုချပြလိုက်တယ်။သူ့ကိုသိရမဟုတ်လား။အဲ့ဒီဓာတ်ပုံကိုမြင်တော့ကြီးကျယ်ရေးမှုမှာပြပြတလဲဖြစ်သွားတယ်။သိပါတယ်။ဒါစည်ရဲတောင်ဝင်ကပုံမူကြီးတောင်မူတာပဲ။သူဘာဖြစ်လို့လဲ။သူဒီဆောင်ကိုဘယ်ရက်ကလာသွားသေးလဲ။လာစမ်းပိုင်ရလာတယ်။ဒီလအတွက်ခွဲရမကြံတော့ဘူး။ဒါဆိုတခြားဘယ်နေရာတွေကိုသွားတတ်သေးလဲသိလား။ငါတော့မသိဘူး။သူနဲ့ခင်တဲ့မိတ်ဆွေတယောက်တည်းရှိရဲ့။သူကအပြင်မှာလှုပ်တယ်။သူ့စီမှာမေးချင်သိနိုင်ပါတယ်။အဲ့လိုနမည်နဲ့လိပ်စာတစ်ခုကိုပြောပြရင်A1 ရုပ်ရှင်ကုမ္ပဏီမှာအသက်ဖန်အင်ဂျင်နီယာဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ဂျပန်လူမျိုးမစ္စတာဝါနာဒါဘီဖြစ်ပေတယ်။ဝါနာဒါဘီမှာဂျပန်လူမျိုးဖြစ်ပေမဲ့မြန်မာလူမျိုးတွေနဲ့ရင်းနှီးကြွယ်ဝသူဖြစ်တယ်။သူကရုပ်ရှင်ချမ်းမှာပဲနေရာကြောင့်လိပ်စာတိုင်းတွားရောက်စုံစမ်းတဲ့အခါဆင်းနေမဲ့တွေ့ရတယ်။မစ္စတာဝါနာဘာနီနဲ့တွေ့တဲ့အခါသတင်းတစ်ခုသိရတယ်။သူကမိမလိုက်စားတာဝါသနာပါရဲ့။စောင်းကြမြိုင်ပြင်သူသွားလာနေတဲ့တခြားနေရာရှိသေးရဲ့။ဘယ်နေရာလဲ။ဂရစ်လန်အောက်ပိုင်းဘက်မှာရှိရဲ့အိမ်တိမ်ပဲ။နာမည်တော့ငါမသိဘူး။ဒီလောက်သိရရင်ကျေးဇူးတင်ပါတယ်။ဒါကြောင့်နှစ်ယောက်သာဂရစ်လန်ဘက်ကိုမောင်းလာကြ၏။အချိန်ကလည်းမွန်လယ်ပိုင်းချိန်ကြော်နေပြီဖြစ်ပေမဲ့မနက်စာမစားတဲ့အကြောင်းရေကျော်စင်းနှမှာဖွင့်ထားတဲ့ထမင်းဆိုင်ကိုဝင်ရောက်စားတော့ကြ၏။စားတော့ပြီးတော့အဲ့ဒီအိမ်ကိုတွားရောက်ဆောင်စမ်းတဲ့အခါတော်မြလေးနဲ့တွေ့ရ၏။ဒီနေရာတော့ဂျပန်စစ်သားတွေစစ်ဗိုလ်တွေလာတာမရှိဘူး။တနေရာတော့ရှိရဲ့။တော်မြလေးဆက်မပြောပဲစေးဘောလေးဖွာနေအကြောင်းနေမောင်ကပြောလိုက်တယ်။ပြောတာပြောပါ။ကျွန်တော်တို့ကသူတို့အနောက်ရှက်ပေးဖို့တော့မှမဟုတ်ပါဘူး။သိချင်တာလေးမေးမြန်းရုံပါပဲ။ပြောဆိုပြီးဒေါ်မြလေးလက်ထဲကိုငွေနဲ့ငယ်ထည့်ပေးလိုက်တော့မှဂရစ်လန်အောက်ပိုင်းမှာရှိတဲ့လိပ်စာတစ်ခုကိုပြောပြရဲ။အဲဒီနောက်မှာတော့ဒေါ်မြလေးအိမ်မှာထွက်ခဲကြပြီးဂရစ်လန်အောက်ဖက်ဘလောက်ကိုဆင်းလာကြ၏။ဂရစ်လန်ကလမ်းကျယ်ပေမဲ့လည်းလမ်းတစ်ဖက်စလုံးမှာလူနေမရှိပေ။အောက်ဘက်ပိုင်းရောက်တော့အရှိဘက်ချမ်းမှာသာလူနေတွေရှိပေမဲ့အနောက်ဘက်ချမ်းမှာတော့ရေမြောင်းကြီးသာရှိရဲ့။အဲဒီရေမြောင်းကြီးကမြင့်ထီပေါက်တယ်။အလဲဘလောက်ကြော်လာတော့အောက်ဘက်ကိုသွားနေတဲ့လူတွေလမ်းချနေမြင်းလဲတွေကိုတွေ့အားကြောင့်ကားကိုရက်တက်မိမိမြန်းစုံစမ်းကြည့်လိုက်တယ်။အောက်ပိုင်းဘက်ကရေမြောင်းထဲမှာအလောင်းတစ်လောင်းတွေ့လို့တဲ့တယောက်ကပြောသွားရင်။ကိုင်ဒီလိုဖြင့်အဲ့ဒီနေရာပဲအရင်သွားကြည့်ကြအောင်ကိုကြောသွားရင်ပြောဆိုပြီးကားကိုလူတွေဝိုင်းအောင်ကြည့်နေတဲ့နေရာရောက်တဲ့ဒီမောင်းလာကြရင်သူတို့ရောက်သွားတော့ကားကိုမြင်ကလေးကပလေဖွဲမှာအသုံးပြုတဲ့ကားမှတရားကြောင့်လမ်းဖယ်ပေးကြရင်ကားကိုရေမြောင်းထိန်နာမှာပဲရက်တန်ကကားပေါ်မှာဆင်းကြရင်ရေမြောင်းကတော့ကိုကျဲဝင်နေရေကျနေချိန်ဖြစ်တာကြောင့်ရေနှင်းငယ်သာရှိနေရအတော်လေးနဲ့တဲ့ရေကျချိန်လည်းဖြစ်ရွှွနွနေကလည်းရှိနေရကြောင့်ခက်ခက်ခဲခဲနဲ့ပဲအလောင်းကိုအပေါ်ရအောင်တင်ရရင်ကမ်းပေါ်ရောက်လာပြီးအလောင်းကိုဆွဆွကြည့်တဲ့အခါမှာတော့ကြောက်နေတဲ့ဂျပန်စစ်ဗိုလ်တာမူရာရဲ့အလောင်းဖြစ်တာကိုတွေ့ကြရလေရော
ဒါကြောင့်ကိုပေါ်မှာဒဏ်ရာတန်ချက်တွေကိုစစ်ဆေးကြည့်ရကမျက်နှာနဲ့လင်းမတစ်ဝိုင်းမှာလက်သည်နဲ့ကုတ်ချထားတဲ့ဒဏ်ရာတွေအဆွဲတွေသွားတွေနဲ့ကိုက်ဖြတ်ထားတာကြောင့်ဟောင်းလောင်းပေါက်ကြီးဖြစ်နေရကိုတွေ့ရလေရော။အဲဒီဒဏ်ရာတွေမှာသွေးတွေတရဟောထွက်နေရကြောင်းအဝတ်စားနဲ့တကူလုံးမှာသွေးတွေဆွန်းပေးနေတယ်။ဒဏ်ရာတွေကြည့်ရတာတော့တရဝါတကောင်ကိုက်သွားတာပုံဖြစ်မယ်။မကြသေးခင်ကမှဒီလိုဒဏ်ရာမျိုးနဲ့တေးတဲ့လူတယောက်ကိုတွေ့ဘူးတယ်။ဘယ်သူလဲ။ကျလုံးကကန်တော်ကြီးစောက်မှတည်သွားတယ်လူမိုက်တန်းရွှေပဲ။သူ့လောင်ကိုစစ်ကြည့်တော့ကလည်းအခုလိုဒဏ်ရာမျိုးတွေတွေ့ရတယ်။ဒါဆိုဘလို့မျက်နှာနဲ့လူရဲ့လက်ချက်ပဲဖြစ်မှာပေါ့။ဒီမောင်စကားကြောင့်စုံတော့ကြော်စားကလေးနေနဲ့စဉ်းစားနေတယ်။ကဲကျန်တော်တွေနောက်မှလောက်ကြတာပေါ့။အခုတော့အလောင်းကိုစေယုံကြီးကိုပို့ဖို့အရင်လောက်ကြရအောင်။ပြောဆိုပြီးအလုပ်သမားတွေကိုခေါ်ကအလောင်းကိုစေယုံပို့ဖို့ပြင်ရပြီးရော။အလောင်းကိုရန်ကုန်စေယုံကြီးကိုတင်ပို့ပေးပြီးနောက်မှုကင်းဆရာဝန်ကခွဲစိန်ကြည့်ရှုပြီးမှတ်ချက်ရေးပေးတယ်။မှုကင်းဆရာဝန်ကြီးဦးမင်းဟန်မှာနေမောင်တို့နဲ့ခင်မရင်းနေသူတအုပ်ဖြစ်တာကြောင့်တည်တဲ့အကြောင်းအရာတွေကိုသိကြရလေတယ်။တည်တဲ့လူရဲ့ကိုယ်ခန္ဓာပေါ်မှာတန်ရာတွေကြည့်ရတာတော့မတည်ခင်ပြပြင်းထန်တဲ့အတိုက်ခတ်ခံရပြီးမှချွန်ထက်တဲ့သွားအဆွဲတွေနဲ့ကိုက်ဖြတ်ခံရလို့သိခဲ့ရတာပဲ။ဘလို့တော်တော်မျိုးဖြစ်မလဲဆရာ။လူတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးရ။လူတယောက်ရဲ့ပါးစပ်ပေါက်ကဒီလောက်လည်းမတည့်ဘူး။အဆွဲလေးဆောင်လည်းမပါဘူး။ဦးမေဟန်သူရုံးကန်းတဲ့ကိုခေါ်ကရှင်းပြနေခြင်းဖြစ်ပေရဲ့။ကျွန်တော်ရဲ့စေပညာရှုထောင့်နဲ့ကြည့်ရတော့ဒီလောက်ပဲတွေ့ရဲ့။ဒီဂျပန်ကိုလူသက်တာမဟုတ်နိုင်ဘူး။တရဝါတကောင်ကောင်ကိုက်တက်လို့တေးရလို့ပဲပြောနိုင်တယ်။ခင်ဗျားတို့စုံစမ်းလို့ရထားတဲ့ထူးဆန်းတာလေးရှင်းလဲပြောပါအောင်။အဲ့ခါနေမောင်ကအခုတလောနာမည်ကြီးနေတဲ့ဘလူးမျက်နှာနဲ့လူအကြောင်းကိုပြပြလိုက်ရာဦးမေဟန်ကတေးချစွာပဲနားထောင်နေတယ်။ဆရာယူဆဘလို့ရှိလဲ။အဲ့လိုမေးတော့ဒေါက်တာဦးမေဟန်ကသူ့ယူဆကိုပြောပြတယ်။ဒါမျိုးတွေကဗမာပြည်မှာဒါမကဘူးကမ္ဘာနေရအနှံ့အပြားတွေမှာပဲရှိနေရပဲ။လူကနေအသွင်ပြောင်းလဲသွားတဲ့တရားဝါတွေအများကြီးရှိရဲ့။သွေးဆုပ်ဖုတ်ကောင်တမန်းဝင်ပလဲတမန်းကြားထမန်းမိကြောင်စတာတွေကလူကနေအသွင်ပြောင်းနိုင်တဲ့တရားဝါတွေပါပဲ။မှန်ပါတယ်။တချို့လည်းအသွင်မပြောင်းမဲ history ရလို့ခေါ်တဲ့စိတ်နှိုးထားကြမှုကြောင့်ဖြစ်တဲ့တူတန်ဝါဒတွေလည်းရှိရဲ့။ကြားတူတန်ဝါဒ၊ချင်းသိတူတန်ဝါဒ၊မိချောင်းတူတန်ဝါဒ၊တစ်ပင်တူတန်ဝါဒ၊ဝက်ဝံတူတန်ဝါဒဆိုတာရှိပါတယ်။အခုတော့ဒီမှာဘလူးတူတန်ဝါဒဓမ္မမဟုတ်တမန်ဘလူးဆိုတာများပေါ်နေပြီလားမသိတော့ပါဘူးဆရာရဲ့။ဒီမောင်စကားကြောင့်ဦးမေဟန်သဘောကျစားရီမောလိုက်တယ်။ဒါကတော့မဖြစ်နိုင်ဘူးလို့လည်းပြောလို့မရပါဘူး။ကဘာမှာလည်းဘလူးနဲ့ပတ်သက်တဲ့ယူဆတွေကအမျိုးမျိုးရှိနေရပဲလေ။ဒီတော့အခုသတင်းထွက်နေရဲ့ဘလူးမျက်နှာနဲ့လူဆိုတာလည်းမဖြစ်နိုင်ပါဘူးလို့တော့အတက်ပြောလို့မဖြစ်ပေဘူး။ဘာပဲဖြစ်ဖြစ်ဒီလိုကိစ္စမျိုးစုံစမ်းရင်တော့သတိဝရိယရှိဖို့တော့အရေးကြီးရဲ့ဗျ။အခုလိုသတိပေးတာရောသိကျင်တာတွေကိုပြပြပေးရပါကျေးဇူးတင်ပါတယ်ဆရာ။ပြောဆိုပြီးဦးမေဟန်ကိုနှုတ်ဆက်ကနှစ်ယောက်သားစေယုံကြီးမှပြန်ထွက်လာကြလေတယ်။အချိန်ကညဝိုင်ချိန်ကျော်လာခဲ့ပြီဖြစ်တာကြောင့်လမ်းတွင်မှာလူသားလူလာရွှေမိတိတ်ဆွေးငြိမ်သက်နေတယ်။ခရစ်လန်အောက်ပိုင်းမှာအစတွေကလူသားလူလာနေတဲ့လမ်းဖြစ်ရာအခုလိုညချိန်ရောက်တဲ့အခါမှာလမ်းထဲမှာနေထိုင်သူချို့လောက်သာတခါတရံသွားလာရှိပြီးအတော်များများကတော့ကိကာလာချိန်တွေမကောင်းလာကြညချိန်ရောက်တာနဲ့အသွားလာမရှိတော့ဘူး။အဲဒီလမ်းထဲမှာအနေငယ်လူဝင်ထွက်များတဲ့အိမ်ကခင်စိန်ကြီးနဲ့ခင်စိန်တို့နှစ်ယောက်နေတဲ့တိုင်းနေကြီးပဲဖြစ်တယ်။ခင်စိန်ကြီးတို့မှာဒေသခံတွေမဟုတ်ပဲနေဘက်မှာပြောင်းရွှေ့လာကြသူတွေဖြစ်တာကြောင့်လမ်းထဲမှာတိကျမရှိပဲ။နေထိုင်ကြသူတွေကလည်းဆွဆွမရှိလာပဲကိုယ်အိမ်တကာကိုပိတ်ပြီးနေကြသူတွေဖြစ်တာကြောင့်သူတို့နှစ်ယောက်ဘာလုံးမှမသိပဲ။သူတို့ဘာလုပ်နေတာကိုလည်းဂရုမစိုက်ပဲရှိကြတယ်။ဒီနေ့မှာတော့ညီမနှစ်ယောက်ကန်တော်ကြီးဆောင်ဘက်မှာရှိရဲ့ပြဆက်ကားတဲ့ရုံကိုပြဆက်တီဖို့သွားစေလမ်းတစ်ဘေးမှာတောင်းရနေတဲ့တောင်းစားမောင်နှမကိုတတိပြုမိသွားကြတယ်။နှစ်ယောက်စလုံးရုပ်ဖြတ်ထားကြပေမဲ့လည်းရုပ်ရည်ချောမောသူတွေဖြစ်ကြောင်းနှစ်ယောက်စလုံးကသိကြတယ်။ဒါကြောင့်နောက်တရမှာအိမ်ကိုခေါ်လာစေပြီးအချိန်လေးကြည့်ရခါနှစ်ယောက်စလုံးရုပ်ရည်ချောမောသူတွေဖြစ်ကြောင်းသိရကြောင်းမိမိတို့အိမ်မှာပဲခေါ်ထားတယ်။လောလောဆယ်မှာတော့မောင်တီဟာကိုဧည့်သည်တွေလာရင်ကြိုးစိုးဖို့နဲ့အိမ်မှာရှိတဲ့မြင်းလဲကိုမောင်းနှင်ပေးဖို့အတွက်ဖြစ်တယ်။မြင်းကိုစောင့်ရှောက်ပြီးအစာရေးစားကျွေးမိဖို့လည်းပါတယ်။တီတီကိုတော့အိမ်မှုကိစ္စတွေစေခိုင်းထားတယ်။ခင်စင်ကြီးရဲ့ရွယ်ချက်ကအဲ့လောင်းနေတော့မဟုတ်သေးဘူး။ရုပ်ရည်ချောတဲ့တီတီကိုတဖြည်းဖြည်းနဲ့တိမ့်သွင်းနာချကသူတို့လုပ်ငန်းတွေကိုတုံးချဖို့အတွက်ဖြစ်ပြီးတီဟာကိုတော့ညီမနှစ်ယောက်စလုံးအတွက်အဘတော်မြဲထားဖို့ရည်ထားခြင်းဖြစ်ပေတယ်။ရောက်စားရက်ပိုင်းမှာတော့ဘာပြဿနာမှမပေါ်ဘူး။တီတီကလည်းသူ့လုံးရမယ့်တာဝန်တွေကိုကျေပြွားလုပ်ပေးပြီးတီဟာကလည်းမြင်းလဲမောင်းနဲ့လှုပ်ပြဲအခြားလုပ်တွေကိုအေးချမ်းချမ်းပဲလုပ်ကိုင်းပေးတယ်။ဟိုတရက်ကသူတို့နဲ့ပတ်သက်ပြီးပြဿနာတစ်ခုဝင်လာတယ်။သူတို့စီလာတဲ့ဂျပန်စစ်ဗိုလ်တောင်မူရာသိမ်းဆုံးသွားတဲ့ပြဿနာဖြစ်တယ်။သူတို့နေအိမ်မှာသိမ်းဆုံးတာမဟုတ်ပေမဲ့လည်းသူတို့ထံလာနေကြလူတယောက်ဖြစ်တာကြောင့်ပြဿနာကလာရောက်ပတ်သက်နေတယ်။
ဒီကနေ့နေ့လယ်ပိုင်းကပဲဂျပန်စစ်ဗိုလ်တယောက်နဲ့စစ်သားတွေရောက်လာပြီးသူတို့ကိုမေးမြန်းစုံစမ်းသွားကြသေးတယ်။နောက်ထပ်လည်းရောက်လာကြပေလေဦးမေ။ဒါကြောင့်ညချင်းရောက်တဲ့အခါတကားပိတ်လိုက်ပြီးတီဟာနဲ့တီတို့မောင်နှမနှစ်ယောက်ကိုခေါ်ကတိုးတိန်နဲ့မေးမြန်းစစ်ဆေးကြရတယ်။ရေမြောင်းထဲမှာကြတဲ့ရဲ့လောင်းကဂျပန်မာစတာတယောက်အလောင်းလို့ပြောကြတယ်။သူဒီကိုရောက်လာတဲ့ရမဟုတ်လား။တီဟာကောင်းကြီးပြလိုက်တယ်။ငါတို့နဲ့တော့မတွေ့လိုက်ရအောင်။ဘလို့ဖြစ်တယ်ဆိုတာအမှန်တိုင်းပြပြစမ်း။သူကဒီရင်ရောက်လာပြီးကျွန်တော်ညီမလေးသေးသေးကိုအတင်းခေါ်သွားပါရဲ့။ကျွန်တော်ကိုရိုက်နှက်ပြီးတော့မျက်လင်းနဲ့လိုက်ပို့ခိုင်းပါရဲ့။ဟင်နောက်တော့ဘလို့ဖြစ်တာလဲ။ဒီကနေမောင်းသွားလိုက်တာဟိုးပဲရေမြောင်းကြီးနားရောက်တော့ဘလို့မျက်နှာနဲ့လူကမျက်လဲပေါ်ခုန်တက်လာပြီးသူ့ကိုတပ်ဖြတ်သွားတာပါ။အဲ့စကားကြားတဲ့အခါခင်စိန်ကြီးနဲ့ခင်စိန်ကြီးတို့နှစ်ယောက်စလုံးမျက်လုံးပြူသွားကြ၏။ဒါဖြင့်ဘလို့မျက်နှာနဲ့လူကိုနင်တို့တွေ့လိုက်ရပေါ့။တွေ့ရပါရဲ့။နင်တို့နှစ်ယောက်ကိုတော့ဘာမှမလုပ်ဘူးလား။တီဟာကောင်းခါပြလိုက်တယ်။အံ့ဝတ်စရာပဲ။ဘာပဲဖြစ်ဖြစ်ဒီပြဿနာကတော့အေးနေမှာမဟုတ်ဘူး။ဂျပန်နေပလိတ်တွေလာကြအောင်ပါပဲ။မြင်းလဲပေါ်မှာတက်သွားတာဆိုတော့တွေ့တွေစွန့်ပင်မနေဘူးလား။တကယ်လို့စွန့်ပင်နေပြောင်းစအောင်ဆေးထား။တော်ကြဂျပန်တွေကမတင်ကားလို့ရှိရင်ကေပီတန်ရုံးကိုခေါ်သွားပြီးနှိပ်စက်ကြလိမ့်မယ်။တီဟာတော့ကောင်းငင်ပြရောက်သားပြရင်အဲဒီကခင်စိန်ကလည်းဝင်ပြောတယ်။ဘလူးမျက်နှာနဲ့လူကဒီလမ်းနဲ့အောင်ရောက်လာပြီဆိုတော့ကြောက်စရာပဲနော်။မကြောက်ပါနဲ့။ဘလူးမျက်နှာနဲ့လူကအပြစ်မရှိတဲ့သူတွေဆိုရင်ဘာမှမလုပ်ပါဘူး။မင်းကဘလို့သိနေရလဲ။အရင်တစ်ခါကျွန်တော်တို့ဒုက္ခရောက်နေတော့ကလည်းသူရောက်လာပြီးကိုညီပေးသွားခဲ့သေးရဲ့။ဒီတစ်ခါနဲ့ဆိုရင်နှစ်ခါတွေ့ပြီပါပဲ။မင်းကသိလို့လား။သူ့ကိုရောသိလား။သိပါရဲ့။တကယ်လို့မမကြီးတို့တွေ့ချင်ရင်ခေါ်လာပေးပါမယ်။မလုပ်ပါနဲ့မောင်တီဟာရဲ့။ဘလူးနဲ့တွေ့တော့တက်သွားရင်မခတ်ပေဘူးလား။မခတ်ပါဘူး။မမကြီးကြည့်ချင်ရင်ကျွန်တော်ခေါ်ပြပါမယ်။ तू ကလူကောင်းတွေကိုဘာမှမလုပ်ပါဘူး။ဒုက္ခရောက်နေအကူကြီးတောင်ပေးပါသေးရဲ့။တီဟာအဲ့လိုပြောတာကြောင့်ခင်စိန်ကြီးတို့ညီမလည်းစိတ်ဝင်စားသွားကြရဲ့။အေးလေမိတကယ်ခေါ်လို့ရရင်တော့ခေါ်ပြပါအောင်။မြင်မှုတဲ့ရှိအောင်ကြည့်ရတာပေါ့။အဲ့လိုပြောတာကြောင့်တီဟာလည်းတကားဖွင့်ကအပြင်ဘက်ကိုထွက်သွားရင်တိုက်အတွဲမှာတော့ခင်စိန်ကြီးတို့ညီမနှစ်ယောက်နဲ့တီးသားကြံခဲလေ။အချိန်တော်ကြတဲ့အထိဘာမှမထူးကြပဲတိတ်ဆိတ်ငြိမ်သက်နေရမှနောက်တော့အပြင်ဘက်မှာခွင်းအောင်တန်နေကြလာရ၏။မရှိမနှောင်းမှာပဲအိမ်ရှိမှစိတ်ထားတဲ့တကားကကျွေကင်းတဲ့မိကပွင့်သွားပြီးနောက်အရိပ်မဲကြီးတစ်ခုအရင်ပေါ်လာ၏။နောက်မှတဖြည်းဖြည်းနဲ့အဝတ်မဲကြီးခြုံထားတဲ့လူတစ်ယောက်အိမ်ထဲကိုဝင်လာလေတော့၏။ခင်စိန်ကြီးတို့ကတော့ထိတ်လန့်ကြောက်ရွံ့နေကြ၏။ခဏကြာတော့အဝတ်မဲကြီးခြုံထားတဲ့လူကအတွင်းကိုရှောက်လာပြီးသူတို့၃ယောက်နဲ့မနီမွေနေရာကိုရှောက်လာလေ၏။အိမ်ထဲမှာထွန်ထားတဲ့မိယောက်ကြောင့်သူ့ရဲ့ပုံမှန်တံကိုမြင်ရပေမဲ့လည်းမျက်နှာကိုတော့မတွေ့ရသေးပေ။မနီမွေကိုရောက်တော့အဲ့ဒီလူကမျက်နှာပေါ်မှာခြုံထားတဲ့အဝတ်မဲကြီးကိုလက်နဲ့ဖယ်ချလိုက်တယ်။အမလေးကြောက်စရာကြီးဘလူးအဲ့လိုကြောက်လန့်တကြားရေရွတ်တန်နေပေါ်ထွက်လာ။မကြောက်ပါနဲ့။အနေရပေးဖို့လာမဟုတ်ပါဘူး။မြင်မှုတွေ့ပူအောင်လာပြပါ။ဒါပေမဲ့ဒီအကြောင်းတွေကိုတော့ဘသူ့ကိုမှမပြောပါဘူးလို့ဂရုပေးရမယ်။မပြောရပါဘူး။ကောင်းပြီ။ဂရုမတင်ရင်တော့အသက်နဲ့ခန္ဓာအိုးစားကွဲပြီလို့သာမှတ်ထားပါ။ငါလာခြင်းရဲ့ဘယ်နေရာမှဆိုလာလို့ရရဲ့။ခင်စိန်ကြီးကကြောက်ကြောက်လန့်လန့်နဲ့ကောင်းကြီးပြလိုက်တဲ့အခါနေနေတဲ့မျက်လုံးဖြူဖြူကြီးနဲ့စိုက်ကြည့်နေပြီးမှအခန်းထဲမှာပြန်ထွက်သွားလေတော့။အိမ်ညာဖို့တော့ခင်စိန်ကြီးတို့ညီမအတွက်ကြောက်လွန်းတာကြောင့်အိမ်မပြောနိုင်တဲ့ညတညဖြစ်ခဲ့ရပေ။နောက်တနေ့မနက်ပိုင်းချိန်ကြော်တဲ့အခါမှာတော့ဂရစ်လန်တွင်းကိုလင်ရိုပါကတစင်တဖြည်းဖြည်းမမှန်နဲ့ဝဲရောက်လာ။တနေ့ရောက်တော့ကလေးတစုကိုမြင်တာကြောင့်ကိုင်းရက်ပြီးတော့နေမောင်ကမေးလိုက်တယ်။ခင်စိန်ကြီးတို့ညာဘယ်နားမှာလဲ။ခင်စိန်ကြီးကောင်းငယ်ပြလိုက်တယ်။ခင်စိန်ကြီးဆိုတဲ့တန်ကြားတဲ့အခါကလေးတွေကတန်ပြိုင်ဆိုကြလေတယ်။ခင်စိန်ကြီးလီယူပတ်ဆက်သည်မာစတာတွေကဂျပန်ပြန်ဘိုက်တလုံးနဲ့ကြံမွေးပြန်တော့လဲဒီကလေးအဖေမပေါ်ပဲမွေးရောရှိအဲ့လိုအော်ဟစ်နေတာကိုကောက်ပေါ်မှာရှိနေတဲ့ညီမကနားထောင်ရင်လေးနည်းနည်းစဉ်းစားနေတယ်။အဲ့လိုအော်ဟစ်ဆိုပြီးတော့မှကလေးတယောက်ကတိုက်နေကြီးရှိရဲ့အိမ်ကိုလက်ညှိုးထိုးပြအားကြောင့်ကားကိုရှေ့ဆက်မောင်းလိုက်။ကားပေါ်မှာစုံတော့ကြော်စားကကားမောင်းပြီးညီမကနဘေးမှာထိုင်လိုက်လာခြင်းဖြစ်ပေတယ်။ဒါဟာအတိတ်နမိတ်တစ်ခုလည်းဖြစ်နိုင်တယ်။ဘယ်လိုကြောင့်လဲဆရာ။ကလေးတငယ်စကားအယူစကားတပင်နဲ့ပြောတဲ့စကားတွေကကောက်ယူတတ်ရဲ့အတိတ်နမိတ်ကောက်ယူနိုင်တဲ့တပေါင်းစကားတွေဖြစ်တတ်တယ်။ဆရာဘယ်လိုသဘောရလဲ။ခင်စိန်ကြီးနဲ့ပတ်သက်ရင်လင်းနဲ့စဉ်းစားသုံးသပ်ရလိမ့်မယ်ထင်တယ်။ပြောဆိုရင်မောင်းလာရတိုက်နေကြီးရှိကိုရောက်တဲ့အခါကားကိုရှက်တန်လိုက်တယ်။ တ
သူတို့ကားရက်တဲ့အခါတိုက်တွယ်မှာလူတယောက်ထွက်လာပြီးအကျိုးကြောင်းမေးရင်ဘာကိစ္စရှိလို့ပါလဲဗျာခင်စင်ကြီးနဲ့တွေ့ရအောင်လာတာပါဒါခင်စင်ကြီးတို့အိမ်ဟုတ်တယ်မဟုတ်လားဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ထွက်လာတဲ့သူကတီဟာဖြစ်ပြီးနေမောင်တို့ကိုအကဲခတ်သလိုကြည့်နေတယ်သူရှိရမဟုတ်လားငါတို့ကတခြားကိစ္စနဲ့လာကြမှာမဟုတ်ပါဘူးအမှုကိစ္စနဲ့ပတ်သက်ပြီးမေးချင်မြန်းချင်လို့လာကြတာပါဒီတော့မှသဘောပေါက်တော့ကခြံတကားကိုဖွင့်ပေးပြီးအိမ်ထဲကိုခေါ်သွားတယ်သူတို့နှစ်ယောက်အိမ်ကန်ရောက်တဲ့အခါခင်စင်ကြီးရောခင်စင်ကြီးပါထွက်လာပြီးတော့အိမ်ကန်ကြရင်နှစ်ယောက်စလုံးမှာနေမောင်တို့နဲ့တက်တူရွယ်သားရှိရဲ့ဘာကိစ္စရှိလို့များလာတယ်ကျမခင်စင်ကြီးပါသူကတော့ကျမရဲ့ညီမခင်စင်ကြီးလို့ခေါ်ပါရဲ့တွေ့ရတာဝမ်းသာပါရဲ့ကျွန်တော်ကတော့နေမောင်သူကစုံတော့ကြော်စာလို့ခေါ်ပါရဲ့အခုလာတာကတော့သိကျင်တာလေးရှိလို့ပါပြောဆိုပြီးနေမောင်ကဓာတ်ပုံတစ်ပုံကိုထုတ်ပြီးခင်စင်ကြီးရှေ့ကိုချပေးလိုက်တယ်ဒီဓာတ်ပုံရှင်ကိုသိတယ်မဟုတ်လားခင်စင်ကြီးကဓာတ်ပုံကိုကောက်ယူပြီးမှတ်မိဟန်ရှိပေမဲ့စကားကိုမတင်မကျပြောလိုက်တယ်မြင်မှုသလိုတော့ရှိပါရဲ့ကျမတို့ကအသိမိတ်ဆွေများတော့ဇဝေဇဝါတော့ဖြစ်နေရဲ့နေမောင်ဓာတ်ပုံကိုပြန်ယူလိုက်တယ်သူ့နာမည်ကတာမူရာလို့ခေါ်တယ်သူကဂျပန်လူမျိုးတယောက်ပါပဲဂျပန်တက်မှာဘုံမိုးကြီးစင်နဲ့တာဝန်ယူဆောင်ရွက်နေတာသူကခင်စင်ကြီးတို့နဲ့အဆက်အသွယ်ရှိပြီးဒီအိမ်ကိုလည်းတစ်ပတ်တစ်ခါလောက်အဝင်ထွက်ရှိရဲဆိုတာတုံစမ်းလို့လည်းသိရပြီးပါပဲဒါကတော့ကျွန်တော်တို့ခုလာတာခင်ဗျားတို့အလုပ်ကိုအနှောက်အယှက်ပေးဖို့လာတာမဟုတ်ပါဘူးသိချင်တာတွေမေးကြည့်ချင်လို့ပါမေးပါရှင်မေးပါသိတာရှင်တော့ပြောပြပါမယ်စိုးစိုးကတကားလာဖွင့်ပေးရလူကဘာတူလဲခင်စင်ကြီးတို့နဲ့ပါတော့လဲသူ့နာမည်ကမောင်တီဟလို့ခေါ်ပါရဲ့အိမ်မှာမြင်းလဲမဖို့အတွက်ခေါ်ထားတာပါမစ္စတာတာမူရာနဲ့ပတ်သက်ပြီးခင်ဗျားသိသမျှပြောပြပေးပါတိတ်များတော့မသိပါဘူးဒီတော့တစ်ပတ်တစ်ခါလာပါရဲ့ဘလို့လာပြီးဘလို့ပြန်သွားလဲသူလာရင်မြင်းလဲနဲ့လာပြီးပြန်ရင်တော့ဘလို့ပြန်သွားလဲဆိုတာမသိပါဘူးသူဘာဖြစ်လို့လဲသူတည်သွားပါပြီသူ့လောင်ကိုဟိုးအောက်ဖက်နာကရေမြောင်းထဲမှာမနေ့ကတွေ့ကြရတယ်ဟင်ဘလို့စောင့်တည်ရလဲအခုထိတော့ဘာမှမသိရသေးပါဘူးဒါထက်သူဒီကိုနောက်ဆုံးလာခဲ့တာဘယ်ရက်ကလဲမှတ်မိလားကျမမမိသလောက်တော့ဒီတစ်ပတ်သူမလာဘူးအရင်တစ်ပတ်ကတော့လာသွားတယ်ကျွန်တော်သိချင်တာသူပဲချိန်လာပြီးဘယ်လိုပြန်တယ်လဲဆိုတာကိုသိချင်တာလာရင်တော့လူမသိအောင်မိုးချိုးစားအချိန်လောက်မှလာလေးရှိရဲ့ပြန်ရင်တော့ဘယ်လိုပြန်သွားလဲဆိုတာကျမမသိပါဘူးအဲ့ဒီစကားကအမှန်တိုင်းပြောနေခြင်းဖြစ်တယ်လို့ထင်မိရဲ့ဒီမောင်ကောင်းကြီးပြလိုက်ပြီးတော့ဒီအိမ်မှာခမရတို့ညီမနဲ့မောင်တီဟပြန်တခြားဘသူရှိသေးလဲမောင်တီဟရဲ့ညီမတီးတယ်ရှိပါတယ်သူကအိမ်မှာဝေယဝက်ဆလုပ်ပါတယ်ကျမခေါ်ပေးပါမယ်အဲ့လိုပြောပြီးအတန်ပြူလိုက်ရနောက်ဘက်ကမှမိန်းကလေးတယောက်ထွက်လာပြီးခင်စင်ကြီးရဲ့နောက်နားမှာရန်နေတယ်ဒီမောင်ကတီးကိုတစ်ချက်ကြည့်လိုက်ပြီးနေရာမှာထားလိုက်တယ်အခုလိုပြပြပေးရကျေးဇူးတင်ပါတယ်ဒါနဲ့ခင်စင်ကြီးတို့စီးရမြင်လဲရဘယ်နေရာမှာထားတာလဲဒီတက်ရဲ့ချင်းဘက်မှာထားပါရဲ့မောင်တီဟလိုက်ပြပေးပါလိမ့်မယ်ရှင်ခင်စင်ကြီးကတုံနေတဲ့တန်ကိုထိန်ကပြောလိုက်တယ်အဲ့နောက်မှာတော့စုံတော့ကြော်စာကိုခေါ်ပြီးအပြင်ကိုပြန်ထွက်လာကြတယ်အပြင်ရောက်တော့တီဟာကမြင်းလဲထားတဲ့နေရာကိုလိုက်ပို့ပေးတိုက်ချင်းရင်ဘက်မှာဖြစ်တယ်အဲ့ဒီနေရာကိုရောက်တော့နေမှာကတီဟာနဲ့ရက်ခါတိကျနာတွေကိုမြင်မြန်နေစမှာစုံတော့ကြော်စာကမြင်းလဲပေါ်တက်ပြီးဆေးဆက်ဆက်ကြည့်ရှုနေတယ်စိတ်ကြည်နေလောက်အောင်ကြည့်ရှုစစ်ဆေးပြီးတော့နှစ်ယောက်သားအဲ့ဒီအိမ်ကပြန်ထွက်လာကြလေတော့တနေ့မှာတော့အဲ့ဒီခေတ်ချိန်ကထုတ်ဝေတဲ့သတင်းစာနဲ့ဂျာနယ်တွေမှာလူတွေစိတ်ဝင်စားလောက်တဲ့သတင်းတစ်ပုဒ်ပါလာတယ်သတင်းကတခြားမဟုတ်ပေချင်းပြည်နယ်ဘက်မှာချင်းလူမျိုးတွေရဲ့အကြီးအကဲဖြစ်သူနဂါးစော်ပွားတူရန်ကုန်မြို့ကိုကြွရောက်လာမဲ့သတင်းပဲဖြစ်တယ်။သူမလာခင်15ရက်ခန့်တည်းဟာရွှေတော်ပြည်တွေကရန်ကုန်မြို့ကိုရောက်လာကြပြီးစော်ပွားရောက်လာတဲ့အခါတဲကိုနေထိုင်မှုအတွက်နေရာထိုင်ခင်းတွေစီစဉ်ဆောင်ရွက်ကြတယ်။အဲဒီလိုရောက်ရှိနေတဲ့သတင်းကိုသတင်းစာတွေမှာသတင်းတောက်တွေကြားသိရကြောင်းသူတို့တဲကိုနေထိုင်ရသည့်တွားရောက်ဆောင်စမ်းကတိလိုတဲ့အကြောင်းအရာတွေကိုမြင်မြန်ဆောင်စမ်းပြီးသတင်းစာမှာသတင်းဖြည့်ရေးသားဖော်ပြထားတယ်။ဖော်ပြထားတဲ့သတင်းကတော့ငကားလူမျိုးတွေရဲ့ကြီးကဲဖြစ်တဲ့အော်ရီဘောဟာမကြမီရက်တွင်ရန်ကုန်မြို့တော်ကိုလာရောက်ပေးလိမ့်မယ်။လာရောက်တဲ့အကြောင်းရင်းမှာပြည်ဟောကုမ္ပဏီမှာအနံမှကြားထားတဲ့ဗရက်များတရဖူကိုလာရောက်ရွေးယူခြင်းဖြစ်ပြီးတရဖူကစိန်ဗရက်များနီလာစားတဲ့တန်မိုးရှိရဲ့တွင်းထွက်ရန်နာတွေနဲ့စီချဲပြုလုပ်ထားဖြစ်တာကြောင့်တန်မိုးကြီးတဲ့တရဖူတစ်ခုဖြစ်ပေးလိမ့်မယ်။ဒါအပြင်တရဖူတစ်ခုလုံးကိုလည်းရွှေသားနဲ့ပြုလုပ်ထားပြီးရန်နာပစ္စည်းမျိုးစုံတို့နဲ့စီချဲထားကြောင်းသိရတယ်။
အခြားသိရတဲ့ချက်မှာနဂါးစော်ဘွားအနံ့ထားတဲ့ကြောက်မြတ်ရနာတွေကိုမတမာတဲ့နီနဲ့ရယူဖို့စ조사သူတွေမှာမွေဆရှိတဲ့အနေနဲ့တွေကသိရကြောင်းမကြံစီရတော့ပဲကုမ္ပဏီမှနဂါးစော်ဘွားအနံ့ထားတဲ့အတိုင်းပြုလုပ်ပေးရတယ်လို့လည်းသိရတယ်။နဂါးစော်ဘွားကရန်ကုန်မြို့မှာရက်တော်ကြာအောင်နေထိုင်မှာဖြစ်ပြီးသူနေထိုင်တဲ့ကုန်မဲ့နေရာမှာချာချီလန်အခုကိုမင်းကိုကျဲလန်မှာရှိတဲ့စော်ဘွားတို့ပိုင်ဆိုင်တဲ့ဆိုင်တော်ကြီးမှာဖြစ်ပြီးအဲဒီဆိုင်တော်ကြီးကိုလည်းသက်ဆိုင်ရာတွေထံမှတလစာအခကျင်းငွေပေးလို့ငှားရမ်းထားတာဖြစ်ကြောင်းကြိုတင်ရောက်ရှိနေသူထံမှစုံစမ်းသိရကြောင်းရေးသားဖော်ပြထားရာသတင်းစာဖတ်ရှုသူတွေစိတ်ဝင်စားခဲ့ကြတယ်။စိတ်ဝင်စားကြတဲ့အကြောင်းတွေမှာနဂါးစော်ဘွားထက်ပီရောကုမ္ပဏီမှာအနံ့ထားတဲ့ဗရက်များတရဖူကြီးကိုပို့လို့စိတ်ဝင်စားကြတယ်။စင်ရဲကြက်တယ်မှုများတဲ့ဂျပန်ခေတ်ချိန်ကာလမှာဗရက်များတရဖူမှာကြောက်ကောင်တစ်လုံးလောက်ရရင်ဘလောက်ကောင်းမလဲလို့တွေးသူကတွေးရစိတ်ကူးရနေကြတယ်။နဂါးစော်ဘွားမရောက်လာခင်ကတည်းကပလိတ်နဲ့စုံတောက်တွေကလည်းကြိုတင်ပြင်ဆင်စရာရှိရာတွေကိုကြိုတင်ပြင်ဆင်ကြရတယ်။နဂါးစော်ဘွားရောက်လာရင်တဲခုံမဲနေရာကစုံတောက်ကျော်စာရုံးထိုင်နဲ့ဗဟန်းကတ်တဲ့နဲ့မျက်နှာချင်းဆိုင်နေထားလို့သာရှိရကြောင်းရာဇဝတ်ဦးမင်းတယ်မှအလွန်ကောင်းခဲ့ရတယ်။တကယ်လို့သူ့ပိုင်တဲ့ထဲမှာပြဿနာတစ်ခုခုပေါပေါလာပါကသူ့ခေါင်းပေါ်ကျလာမှဖြစ်တာကြောင့်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေရခြင်းဖြစ်ပေတယ်။ဦးမင်းတယ်ဆွေရင်မဲဆိုရင်လည်းဆွေရင်စရာဖြစ်တယ်။အခုတလောဗဟန်းနယ်အတွင်းမှာဘလူးမျက်နှာနဲ့လူတဲ့ကပြန်နေရကြောင်းနဂါးစော်ဘွားရောက်လာတော့မှအဲ့ဒီပြဿနာပေါ်မှာကိုလည်းဆွေရင်နေရတယ်။ဒီစော်ဘွားကလည်းရန်ကုန်လာတာမြို့လယ်ဘက်ကန္နာလက်ဘက်မှာရှိတဲ့ဟိုတယ်မှာမတည့်ပဲဒီလောက်ကြောင်ကြတဲ့နေရာမှာတကူးတကလာတဲ့ရလို့ဗျာငါတို့အလုတ်ရှုပ်နေအောင်ပါပဲစိတ်ထဲမှာမကြင်မနဲ့တွေးနေမိရင်သူတွေးမယ်ဆိုရင်လည်းတွေးလောက်ဆရာပြီအဲ့ဒီချိန်ကကန်နာလက်နယ်မြို့လယ်တစ်ဝိုင်းမှာဟိုတယ်ချိုးရှိပေသေးတယ်တချို့ဘုံတန်ကြောင်ပြက်စီသွားကြဖြစ်ပေမဲ့လည်းတချို့ကြံနေသေးတယ်တခုတော့ရှိပေတယ်မြို့လယ်ဘက်မှာရှိတဲ့အဆောက်အုံတွေကအချိန်မြေပုံကျနိုင်တာကြောင့်စိတ်မချရပြီဗဟန်းနယ်အတွင်းမှာရှိတဲ့ချာချီလန်တစ်ဝိုင်းကတော့တစ်တော်တွေတစ်ပင်ဝါပင်တွေထူထပ်စွာရှိနေရဘုံတန်စိတ်ချရပြီဒါကြောင့်နဂါးစော်ဘွားကအဲ့နေရာကိုတကူတကလာရောက်တဲ့ခိုးခြင်းဖြစ်ပေလိမ့်မယ်နဂါးစော်ဘွားအတွက်ကြိုတင်ငှားရမ်းထားတဲ့အိမ်ဟာစုပြလည်းနေသွားခဲ့တဲ့အိမ်ဖြစ်တယ်ဒါအပြင်တင်စာတစ်နေတဲ့အိမ်တရေချက်နဲ့အိမ်လိုနာမည်ကြီးဟာလူမနေရတဲ့ရှေးဟောင်းဆန်အိမ်တစ်လုံးဖြစ်ပေတယ်အဲ့ဒီအိမ်ကြီးကိုမူလပိုင်ဆိုင်သူမှရှမ်းစော်ဘွားတို့ဖြစ်ပြီးအဲ့ဒီအိမ်ပေါ်ရောက်တာနဲ့စော်ဘွားရောစော်ဘွားကတော်မှတပြိုင်နက်တည်ဆုံသွားခဲ့ကြတယ်။နောက်ထပ်နေကြသူတွေမှလည်းမြဲတယ်လို့မရှိကြပြီ။တည်သူတည်ပြေးသူပြေးရကြခိုက်တယ်ပုံနကားတိုက်တယ်လို့နာမည်ကြီးကမနေရဲကြခြင်းဖြစ်ပေရောတယ်။ရန်နာဂီရီမှာတီဘောပြန်နဲ့ရဆန်းသွားပြီးနောက်1919ခုနှစ်မှာမိပြန်ခေါင်းကြီးစုဖျားလက်ကမြန်မာပြည်ကိုပြန်လာတယ်။အင်္ဂလိပ်တွေမန္တလေးမှာနေရင်စူပူအောင်တမှုတွေဖြတ်မှာဆိုတာကြောင့်ရန်ကုန်ကိုခေါ်လာပြီးအဲ့ဒီအိမ်ကြီးမှာတစ်လငွေ900နဲ့တစ်နှစ်စာငှားယူပြီးတော့မှထားခဲ့1922ခုနှစ်ရောက်တဲ့အခါအဲ့ဒီအိမ်ကြီးမှာမနေလိုတာကြောင့်တခြားနေရာကိုထပ်မံပြောင်းရွှေ့နေထိုင်နေခိုက်တယ်ပုံနကားတိုက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးမှာနောက်ပိုင်းနေရတဲ့သူမရှိတော့ကြောင့်ဒီတိုင်းသာတကားပိတ်ထားရလေတယ်အခုကနဂါးစော်ဘွားခက်တာလာရောက်စေနေထိုင်ဖို့အတွက်လာကြုံနဲ့ငှားရမ်းကြခြင်းဖြစ်လေတယ်အဲ့ဒီတဲ့ကြပြီးနောက်မှာစုံတော့ကြော်သားကနေမကိုအပူကရပြန်နေဆရာကြီးကျွန်တော်တို့မှလည်းတမှုကမပြီးသေးဘူးနောက်တမှုကပြောလာပြန်ပြီဘာလဲငကားစော်ဘွားရောက်လာမှပြောတာမဟုတ်လားဟင်ဆရာဘလို့သိနေရလဲအချင်းတွေကိုဆက်ဆက်ချင်းသိနိုင်တာပဲကိုကျော်သားရဲ့အခုတလောထုတ်ဝင်နေတဲ့သတင်းစာတွေချားနေမှာငကားစော်ဘွားရန်ကုန်လာမယ်ဆိုတဲ့အကြောင်းပဲသတင်းတူလောက်ပြီးဖော်ပြနေကြတာမဟုတ်လားအမှန်ပါပဲတကယ်တော့လူတွေကသူ့အကြောင်းကိုစိတ်ဝင်စားနေရတဲ့သူယူလာမဲ့ဗရက်များတရပူကြီးကိုစိတ်ဝင်စားနေကြတာဟုတ်မယ်ထင်တယ်လူတွေကစိတ်ဝင်စားနေတယ်လို့ရန်ကုန်မြို့မှာရှိရဲ့လူမိုက်ကြီးရဲ့လူစိုးခိုင်းတွေကစလို့တဘိုးတခိုးကပိုင်းနိုင်တွေကလည်းတရေကြနေမှာတော့အမှန်ပဲဒါကတော့သေချာတလောက်ပါပဲဒီထဲမှာဘလူးမျက်နှာနဲ့လူတော်ပါချင်ပါနေလိမ့်မယ်ဗဟန်းမြို့နယ်မှာဆိုတော့သူလည်းပါချင်ပါနိုင်တလောက်ပေါ့ချက်ကောင်းကိုစောင့်နိုင်ရင်ရုံထောင်ကြောင်မိဆိုသလိုကျွန်တော်လိုချင်တဲ့ဘလူးမျက်နှာနဲ့လူတော်ရချင်ရနိုင်တယ်ဒါကြောင့်ကိုကြီးပေးလက်စာနဲ့အကူကြီးပေးပါအောင်လို့ဆရာကိုလာပြီးကိုကြီးတောင်းရတာပါဒီလောက်လည်းစိတ်မပူရနဲ့ဘလူးမျက်နှာနဲ့လူကိုကျွန်တော်လည်းစိတ်ဝင်စားနေရဆိုတော့ကိစ္စပြီးရတဲ့အကူကြီးပေးပါမယ်အော်ဒါနဲ့မေးရအောင်မယ်ဟိုတနေ့ကခင်စိန်ကြီးတို့ရောက်တော့ဘလို့သတိထားမိခဲ့လဲသူတို့မူရရေးကြည့်ရတာတခုခုဖုံးကွယ်ထားတယ်ဆိုတော့အကဲခတ်မိရဲ့မြင်းလက်ကိုသားစစ်ကြည့်ရောထူးခြားတဲ့တချို့ကိုတွေ့ခဲ့ရပါတယ်ဘာတွေပြလဲသူတို့ကမြင်းလက်ကိုစေးကြောတန့်စင်ထားပေမဲ့တနေရာမှာဆွန့်ပစ်နေတဲ့တွေ့ကွက်တွေတွေ့ခဲ့ရရဲ့နောက်ပြီးတွန်းတိုကန်ကြောက်ထားတဲ့လက္ခဏာတွေလည်းတွေ့ခဲ့ရရဲ့ဒီလိုဆိုရင်တော့တဲလွန်စာမွေးတော့ပါဘူး
ဒီရက်ထဲမှာကိုကျော်စာလောက်ရမှာကခင်စိန်ကြီးတို့နေအိမ်မှာရောက်နေတဲ့တီခါနဲ့တီးတို့မောင်နှမနှစ်ယောက်ရဲ့နောက်ကြောင်ရာဇဝင်ကိုသိအောင်စုံစမ်းပေးပါကျွန်တော်စုံစမ်းထားပြီပါပဲဘာတွေထုလဲသူတို့နှစ်ယောက်ကကန်တော်ကြီးစောင်းနှစ်ဘက်မှာတာရောက်ဆက်တောက်နေကြတဲ့မောင်နှမနှစ်ယောက်ပါခင်စိန်ကြီးတို့ကအိမ်မှာခိုင်းစီဖို့ခေါ်ထားတာမကြသေးဘူးခိုင်းမို့ပြင်တခြားရွယ်ချက်လည်းရှိပါလိမ့်မယ်သူတို့နဲ့ပတ်သက်ပြီးဆက်ဆက်မှုတစ်ခုတော့ရှိရဲ့တယောက်ကကန်တော်ကြီးစောင်းမှာအသက်ခံလိုက်ရတဲ့လူမိုက်တန်းရွှေတည်တဲ့အချိန်မှာတရောင်းစားမောင်နှမနဲ့ပတ်သက်နေရဲ့တန်းရွှေတို့ကကောင်မလေးကိုဆွဲခေါ်သွားတဲ့အချိန်မှာဘလူးမျက်နှာနဲ့လူရောက်လာပြီးတက်သွားတာလို့အစင်ကန်စာထဲမှာတွေ့လိုက်တယ်ဒီလိုဆိုရင်တော့စိတ်ဝင်စားစရာကောင်းလာပြီပေါ့သွေးစားဘလူးကတရောင်းစားမောင်နှမနဲ့တနည်းတစ်ပုံဆက်ဆက်မှုရှိနိုင်တယ်ဒီတော့သူတို့နှစ်ယောက်ရဲ့လှုပ်ရှားသွားလာမှုနဲ့ခင်စိန်ကြီးတို့အိမ်ကလူဝင်ထွက်တွေကိုတော့မျက်ခြေမပြတ်အောင်ကြည့်ရှုထားရမယ်စိတ်ချပါစရာအဲ့ဒီရက်ခရေကအိမ်နာတစ်ဝိုက်မှာစားပလိနေလွတ်ပြီးကြည့်ခိုင်းထားပါရဲ့နေမောင်ကောင်းကြီးပြလိုက်တယ်ဒါထက်ငကားစော်ဝါရောက်လာရင်ကျွန်တော်ဘယ်လိုကူညီပေးရမလဲဘီပဟန်းနမရလူစွဲလူမိုက်တွေများတဲ့ပြင်အခုဘလူးမျက်နှာနဲ့လူကပါတမပူနေတော့အေးနေလို့တော့မရဘူးဒီနယ်မြေကကျွန်တော်တို့တာဝန်ယူနေရတဲ့နယ်မြေဖြစ်နေတော့တကယ်လို့တစ်ခုခုဖြစ်လာရင်ပြဿနာအလုံးကကျွန်တော်တို့ခေါင်းပေါ်ရောက်လာမှာတော့သိချပဲဒီတော့ငကားစော်ဘွားရန်ကုန်ရောက်လာရင်ကျွန်တော်တို့နဲ့အတူဆရာမလာပြီးစောင့်ကြည့်ပေးပါဦးစိတ်ချပါကိုကျော်သွားတွေးခွင့်ရရင်ငကားစော်ဘွားနဲ့လည်းတွေးကြတာပေါ့အဲ့လိုပြောလိုက်ရစုံတော့ကြော်စားလဲကျင်းတတ်တဲ့မူရနဲ့နှုတ်ဆက်ကပြန်သွားလေတော့အဲ့လိုနဲ့နောက်ထပ်10ရက်လောက်ကြာတဲ့အခါမှာတော့ငကားစော်ဘွားအော်ရီဘောရန်ကုန်မြို့ကိုဆိုက်ရောက်လာနေတယ်ငကားစော်ဘွားနဲ့နောက်လိုက်နောက်ပါချွေရန်တင်းပင်တွေမှာမန္တလေးမြို့မှာတဆင်ရထားနဲ့လာကြမှာဖြစ်ရာရထားဆိုင်မဲ့ချိန်မတိုင်ခင်တည်းကကွန်းချံပူရာကြီးစင်ကြံမှာလူတော်များရောက်နေကြတယ်တချို့ကမိမိတို့နဲ့သက်ဆိုင်သူတွေကိုလာရောက်ကြိုးစားခြင်းဖြစ်ပေမဲ့တချို့ကတော့ငကားစော်ဘွားအော်ရီဘောကိုတွေ့ဘူးခြင်းမြင်ဘူးခြင်းသားကြောင့်လာရောက်ဆောင်ဆိုင်နေကြခြင်းဖြစ်တယ်မနက်9:00 နာရီချိန်ခန့်မှာတော့မန္တလေးမှာလာတဲ့ရထားကရန်ကုန်ဘူတာကြီးကိုဆိုက်ရောက်တယ်ငကားစော်ဘွားလိုက်ပါလာတဲ့အတွက်ကတိတန်တွဲဖြစ်တယ်တဲ့တွဲလုံးနေရာယူထားဖြစ်ရာအဲ့ဒီတွဲမှာချဧည့်သည်တွေမပါဘူးငကားစော်ဘွားအော်ရီဘောနှမတော်ဖြစ်သူစောမြဒေဝီနဲ့နောက်လိုက်နောက်ပါချွေရန်သင်းမင်းနေတာလိုက်ပါလာကြတယ်စုစုပေါင်းလူ20ခန့်ပါလာတယ်ငကားစော်ဘွားအော်ရီဘောမှာအသက်30ဝန်းကျင်ရွယ်သားရှိသေးပြီးမဟာရာဂျာစော်ဘွားတွေဝတ်ဆင်ထားတဲ့ပိုးသားနဲ့ပြုလုပ်ထားတဲ့ဝတ်စားတွေကိုဝတ်ထားတယ်ဥကားမှာဘောင်းတုံးနဲ့တူတဲ့အဆောင်တစ်ခုကိုလည်းစောင်းထားတယ်မျက်ခုံကထူထူနှာခမ်းမွေးမုတ်စိတ်မွေးပတိုင်းမွေးတွေကမျက်နှာတစ်ဝက်လောက်ထိဖုံးအောင်နေရကြောင်းမျက်နှာပုံမှန်တရံကိုတော့မမြင်ကြရပြီဒါပေမဲ့လည်းပုံမှန်တရံကြည့်ုံနဲ့ယောက်ျားပြီးသားတဲ့လက္ခဏာမျိုးရှိကြောင်းသိသားလေတယ်ငကားစော်ဘွားမှာကျင်ရတော့မပါပဲနှမတော်တဦးသေးတာပါလာတယ်သူမရဲ့နာမည်ကစောမြဒေဝီဖြစ်ပြီးရုပ်စင်ယူပကချောမောလှပသူဖြစ်ပြီးစောမြဒေဝီကအသက်20ခွန်ဝန်းကျင်လောက်သာရှိတဲ့အားကြောင့်ပြိုမြင့်နုနေတဲ့ရွယ်မျိုးလည်းဖြစ်တယ်သူမကစောဘနန်းဆောင်မှာဝတ်ဆင်လေးရှိတဲ့ဝတ်စားတွေကိုပဲရိုးရာမပြတ်ဝတ်ဆင်ထားတယ်။စင်းကြံလမ်းတွေပေါ်မှာရောက်နေတဲ့ပရိသတ်တွေမှာယထာဆက်ရောက်လာတာနဲ့ငကားစောဘကိုတွေ့မြင်ဖူးလို့တဲ့ဆန္ဒကြောင့်သူ့ထက်ငါရှေ့ကိုရအောင်တိုးဝေးပြီးတော့ကြည့်ရှုကြတယ်။တကယ်တမ်းကျတော့ငကားစောဘထက်အတူပါလာတဲ့နှမတော်စောမြဒေဝီရဲ့ချောမောလှပမှုကိုမြင်တဲ့အခါမှာပုံမစိတ်ဝင်စားကြလေတယ်။ငကားစောဘရောက်တဲ့ကွန်ကြံပူဇာတိတဝိုင်းမှာလည်းပလိချိုရောက်နေကြတယ်။ငကားစောဘအတွက်တစုံတစ်ခုပြစ်မှာဆိုတာကြောင့်လာရောက်ဆောင်ကြည့်နေကြခြင်းဖြစ်တယ်။ငကားစောဘနဲ့ဖွဲ့ကဘူတာကြီးမှထွက်တဲ့အခါကြိုတင်စီစဉ်ထားတဲ့ရထလုံးနဲ့မြင်းလဲတွေနဲ့ခြာချီလန်းကိုသွားကြတယ်။ခြာချီလန်းမှာအင်ကြီးမှလည်းဘန်းကတ်ထဲမှာပလိတ်မြတ်ကိုအဆောင်ချပေးထားလေတယ်။အဲ့ဒီနေရာကိုရောက်ပြီးနားနေကြစဉ်နေ့လယ်ဘက်ချိန်ရောက်တဲ့အခါမော်တော်ကားနဲ့ပီယောကုမ္ပဏီမှာကိုယ်စားလှယ်တွေရောက်လာကြတယ်။ပီယောကုမ္ပဏီကကလားလူမျိုးတွေပိုင်ဆိုင်တဲ့ကုမ္ပဏီဖြစ်တာကြောင့်ရောက်လာတဲ့ကိုယ်စားလှယ်တွေမှလည်းမုတ်စိတ်မွေးနှကမ်းမွေးနဲ့ကလားလူမျိုးတွေသားဖြစ်ကြတယ်။ငကားစောဘကသူတို့တွေကိုကောင်းမွန်စွာအေခံတွေးဆုံနေအခုလိုစော်ဘွားကြီးနဲ့တွေ့ရတာအများကြီးဝမ်းသာပါတယ်ခင်ဗျာကျွန်တော်တို့ကပီယောကုမ္ပဏီကကိုယ်စားလှယ်ဖြစ်ပါတယ်ကျွန်တော်နာမည်ကမစ္စတာဆင်းဖြစ်ပါတယ်ငကားစော်ဘကအသိမဲ့ပြုတဲ့မူရနဲ့ကောင်းကြီးပြရင်ငကားစော်ဘွားရဲ့နောက်ဘက်နာမှာစောမြဒေဝီကထိုင်နေရကိုယ်စားလှယ်တွေကစော်ဘွားနဲ့စကားပြောဆိုနေကြပေမဲ့လည်းမျက်လုံးတွေကစောမြဒေဝီထံကိုသာရောက်နေကြရင်ကျုံမှာကြားထားတဲ့ဗရက်များတနဖို့ပြုလုပ်လို့ပြီးစီးကြပြီလားပြီးပါပြီခင်ဗျာစော်ဘွားကြီးမှကြပါတယ်ရွှေသားနဲ့ပြုလုပ်ထားတဲ့တရက်ဖို့မှာလည်းငကားရုပ်ထည့်ပေးထားပါတယ်ငကားစော်ဘွားကကျင်းတဲ့မူရနဲ့ကောင်းကြီးပြလိုက်တယ်
ကျောင်းမျက်နှာတွေရွှေတံမိုးငွေတံမိုးတွေနဲ့ပြုလုပ်တဲ့လက်ခါပေါင်းရင်ကြားသိတဲ့တံမိုးဘယ်လောက်ရှိလဲမစ္စတာဆင်းဆိုသူကသူ့လက်ထဲမှာပါလာတဲ့ဖိုင်ရဲကိုဖွင့်ကြည့်ပြီးပြောရင်ဗရမများနီလာစတဲ့ကျောင်းမျက်နှာတွေရဲ့တံမိုးရွှေတံမိုးငွေတံမိုးတွေနဲ့လက်ခတံမိုးပါပေါင်းတွက်ရင်စုစုပေါင်း3,2500ကျပါတယ်ဆိုပါရင်ငကားစောပိုင်းအတော်ကြာအောင်ငြင်းပြီးမှစဉ်းစားနေတယ်ရွှေတစ်ချက်သားမှ150ထက်ပိုမပေးရတဲ့ခါမှာ3,2500ဆိုတဲ့တန်ဖိုးကမနေလှပဲကောင်းပြီလေခမရတို့ကုမ္ပဏီကပြုလုပ်ပေးတဲ့ဗရန်များတရက်ဖို့ကြည့်ချင်တယ်စောပိုင်းကြည့်ချင်တယ်ဆိုရင်တော့ပြပါမယ်တန်ဖိုးရှိတဲ့တရက်ဖို့ဖြစ်တာကြောင့်လုံခြုံတဲ့တနေရာမှာတင်ထားပါတယ်စောပိုင်းကိုယ်တိုင်လိုက်ပြီးကြည့်နိုင်ပါတယ်အဲ့လိုပြောတာကြောင့်ငကားစော်ပွားလဲလိုက်ကြည့်ဖို့ဖြစ်နေလူများများခေါ်ဖို့မတင်တာကြောင့်တခြားသူတွေကိုမခေါ်တော့ပဲနှမဖြစ်သူစောမြဒေဝီတဦးတည်းကိုသာခေါ်သွားတယ်မစ္စတာဆင်ကငကားစော်ပွားတို့နှစ်ယောက်ကိုသူတို့စီးလာတဲ့မော်တော်ကားနဲ့ပဲခေါ်သွားလေတယ်သူတို့ကိုခေါ်သွားတဲ့နေရာကဝင်ကဘာလမ်းပေါ်မှာရှိတဲ့တိုက်ကြီးတစ်လုံးမှာဖြစ်တယ်ကုမ္ပဏီကဒီမှာလားကုမ္ပဏီကဖရီဇာလမ်းမှာပါအရေးကြီးပစ္စည်းကိုတော့ဒီမှာထားပါရဲ့ပြောဆိုပြီးတိုက်ကြီးတွင်ကိုခေါ်သွားရင်တိုက်ကအတော့ကိုကြံဝင်ပြီးပြင်ဆင်ထားမှုမှလည်းခန္ဓာထွဲသွားလာတယ်အိမ်ထဲရောက်တော့မစ္စတာဆင်ကပြောရင်ပစ္စည်းအပေါ်တက်မှာထားပါရဲ့ဒါပေမဲ့စော်ဘာတအုပ်တဲ့သာတက်ရောက်ကြည့်ရှုရမှာဖြစ်ပါရဲ့အဲဒီစကားကြောင့်စောမြဒေဝီမှာမျက်နှာတစ်ချက်ပြတ်သွားရင်ဒါပေမဲ့လည်းမတန်နိုင်တော့ဘူးသူတို့နေရာရောက်နေမှာတော့သူတို့ပြောတဲ့အတိုင်းလုံယုံသားရှိပြီးတော့တယ်ဒါကြောင့်စောမြဒေဝီကအောက်ထပ်အေကမှာနေခဲ့ရပြီးမစ္စတာဆင်နဲ့ငကားစော်ဘာကအပေါ်တက်ကိုတက်သွားကြရင်စောမြဒေဝီကတော့အေကမှာတယောက်တည်းကျန်နေရအကိုတော်အတွက်ဆင်မပြောင်းနိုင်ပဲရှိနေတယ်နိုင်ဝက်လောက်ကြတော့မှအပေါ်တက်မှာငကားစော်ဘာနဲ့မစ္စတာဆင်တို့ဆင်လာကြရင်အဲဒီခါမှပဲစောမြဒေဝီမှာတက်ပြန်ချနိုင်လေတော့တယ်အဲဒီနောက်မှာတော့မစ္စတာဆင်တို့ကစော်ဘွားတို့မောင်နှမကိုတဲခိုတဲ့နေရာပြန်ပို့ပေးတဲခိုဆောင်ရောက်တော့မှစောမြဒေဝီကမေးတယ်အခုတော့ဗရန်မြတဲ့ဖူကိုတွေ့မြင်ခဲ့ရပြီလားကောင်းကြီးပြလေတယ်ပြုလုပ်ထားတဲ့လက်ရာကိုရောသဘောကျနှစ်ချိုင်မှုရှိပါရဲ့လားရှိပါရဲ့စောမြဒေဝီကငကားစော်ဘွားကိုတစ်ချက်ကြည့်ရင်မေးလိုက်တယ်အခုတော့နေမကောင်းလားအတန်တွေလည်းတစ်မျိုးဖြစ်သွားသလိုပဲနေကောင်းပါရဲ့ခရီးပင်ပန်းနေလို့ပါအခုတော့နားနိုင်အောင်မယ်အဲ့လိုပြောဆိုကသူ့အတွက်ပြင်ဆင်ပေးထားတဲ့အခန်းတွင်ကိုဝင်သွားလေတယ်စောမြဒေဝီကတော့အမှုရာပြောင်းလဲသွားတဲ့ငကားစော်ဘွားကိုကြည့်ကဇဝေဇဝါဖြစ်နေတယ်ငကားစော်ဘွားနဲ့အဖွဲ့မှာဗရမများတရဖူရွေဖို့ငွေကြေးမြောက်များပါလာတဲ့ဖြစ်တာကြောင့်သူတို့နဲ့တူပါလာတဲ့အဖွဲ့သားတွေပြင်ဘန်းကတ်ထဲမှာလှုပ်ပေးထားတဲ့ပလိနှစ်ယောက်ကပါခရုဆိုင်ပြီးစောင့်ကြပ်ပေးကြရ၏အဲ့ညဖို့တော့ထူးခြားခြားပမဖြစ်ပေနောက်တစ်နေ့မလန်နေတဲ့ချိန်မှာငကားစော်ဘွားတက်ခွန်နေထိုင်တဲ့အခန်းပေါင်းမှာထူးခြားမှုတစ်ခုရှိနေရကိုအစေပါးတွေကတွေ့ကြုံအားကြောင့်ငကားစော်ဘွားကိုသတင်းပို့ပေးကြ၏ငကားစော်ဘွားအော်ရီဘောကအခန်းတွင်မှထွက်လာပြီးကြည့်ရခါဆရာတရက်ပေါ်မှာရေးထားတဲ့ဘလူးမျက်နှာတစ်ခုကိုတွေ့ရ၏အောက်ဘက်မှာလည်းလက်ရည်နဲ့စာတစ်စောင်ရေးထား၏ဗရမများတရဖူငါယူမဲဆိုတဲ့စာကိုပြင်တော့ငကားစော်ဘွားအော်ရီဘောမှာမျက်လုံးပြူသားလျော်၏ဒါဘသူရေးထားတာလဲမသိပါဘူးသခင်မနဲ့လင်းတော့မှသာတွေ့ရတော့ပါပဲမင်းတို့တဲလဲအဆောင်ချက်ပေါ့ရတာပဲအဲ့လိုအပြစ်တင်တဲ့တန်နဲ့ပြောနေစမှာစောမြဒေဝီကအနာရလိုက်အဲ့စာရွက်ကိုညင်းတဲ့အခါအခုလိုပြောတယ်ဒါပေါ့နေလို့မဖြစ်ဘူးကိုတော့ဗရမများတဲ့ဖူလာမပို့ခင်မှာလူဆိုးတွေရဲ့ရန်အကာအကွယ်ပေးနိုင်မဲ့သူရှိဖို့လိုတယ်ငါမှလည်းအဆောင်ချက်တွေပါလာတာပဲသူတို့ရှိနေတာပဲသူတို့ရှိနေပေမဲ့အနေပေးမဲ့ရန်သူကအခုတော့အခန်းဘဝမှာတော့ရောက်လာပြီးစကတ်သွားတာဆိုတော့သူတို့ကြီးအားကိုနေလို့တော့ဖြစ်မှမထင်ဘူးတခုခုတော့ကြိုတင်စီစဉ်ထားတာမမဟုတ်ဆိုရင်တော့ကများနေရဲ့ညီမဖြစ်သူအကြီးကအော်ရီဘောကတက်ပြန်တစ်ချက်ချလိုက်တယ်အခုတော့သိနေမကောင်းသေးလို့ဒီစီစဉ်စရာတွေကိုညီမတော့ပဲကြည့်ပြီးစီစဉ်လိုက်ပါပြောဆိုပြီးအခန်းတွေပြန်ဝင်သွားလေတယ်နောက်ထပ်အချိန်နဲ့ငယ်လောက်ကြာတဲ့အခါမှာတော့အဲ့ဒီအိမ်ကြီးကိုလှူနှစ်ယောက်ရောက်လာနေမောင်နဲ့စုံသွားကြော်စားတော့ဖြစ်တယ်သူတို့တွေကကားနဲ့လာတာဖြစ်ပြီးကားကိုစင်ဝဲအောင်မှထားခဲ့ပြီးမှအိမ်တွင်းကိုဝင်လာကြရာအထက်ရောက်တော့စောမြဒေဝီနဲ့တွေ့ရ၏ကျမမှလို့ရောက်လာကြတာများလားရှင်မှန်ပါတယ်ကျွန်တော်တို့ကဗဟန်းခတ်ထဲလာကြပါသူကစုံတောက်ကြော်စားကျွန်တော်တော့နေမောင်ပါအခုလိုတွေ့ရဝမ်းသာပါရဲ့ရှင်ကျမငကားစော်ဘွားရဲ့ညီမတော်စောမြဒေဝီပါဒီမှာရုပ်ရည်ချောမောလှပမှုနဲ့နာမည်လိုက်ဖတ်နေတဲ့စောမြဒေဝီကိုတက်ချက်ကြည့်ပြီးတော့မှခေါင်းကြီးပြလိုက်တယ်။အဲဒီနောက်မှာတော့စောမြဒေဝီကသူတို့ရောက်လာပြီးနောက်တွေ့ကြုံခဲ့ရဖြစ်ပျက်တွေကိုအတို့ချုပ်ပြီးပြောပြလိုက်တယ်။ဆာရွက်ကထားဘယ်နေရာမှာလဲ
အပေါ်တက်ကအကိုရောအိတ်တဲ့အခန်းပါပေါ်မှာပါအပေါ်တက်ကြည့်ကြပါပြောဆိုပြီးသူမကပါလိုက်လာတာကြောင့်အပေါ်တက်ကိုတက်ကြည့်ကြ၏၎င်းစော်ဘွားနေတဲ့အခန်းမှာတကားပိတ်ထား၏အခန်းပါပေါ်မှာတော့ဆာရွက်တရကတ်ထား၏တိတ်တော်မကြီးလှပြီဆာရွက်ပေါ်မှာတော့ဘလူးမျက်နှာမျိုးရေးဆွဲထား၏ဒါပေမဲ့လည်းဗကြီးတက်ကြွတဲ့သူရေးဆွဲထားတာမဟုတ်တာကြောင့်မျက်လုံးပြူပြူဝဆက်ဖြစ်ဖြစ်နဲ့အဆွဲနှချောင်းထွက်နေရကြောင်းသာဘလူးလိုသိတာတဲ့ပုံမျိုးဖြစ်တယ်အဲ့ဒီရဲ့အောက်ဘက်မှာတော့စားချောင်းတစ်ချောင်းရေးထား၏ဘရက်ပြားသက်ပုံငါယူမဲဆိုတဲ့စာပဲဖြစ်တယ်ရေးထားပုံမှာလည်းတေချာရေးထားတာမဟုတ်ပဲစလုံးတွေကမငြင်းမညာရှိနေတယ်ငကားစော်ဘွားဒီခန်းထဲမှာနေရလားဒီမောင်လေးတန်တူတူနဲ့မေးလိုက်တယ်ဟုတ်ပါတယ်အခုတော့နေမကောင်းလို့ပြန်အိမ်နေပုံရတယ်နှုတ်ပေးရမလားနေပါစေတိကျနာလေးတွေကိုစောမြဒေဝီကိုမေးရင်လည်းရတယ်မဟုတ်လားရပါတယ်ရှင်ရပါတယ်တိကျနာမေးပါအဲ့နောက်မှာတော့အိမ်ပေါ်တစ်ပိုက်ကိုလိုက်ကြည့်ကြတယ်ရင်းပေါက်တိုင်းမှာတန်တိုင်းကြီးစိုက်ထားတာကြောင့်လူတယောက်ဝင်တာတဲ့နေရာမျိုးမရှိပေအပေါ်တက်မှာအပြင်ဘက်ထွက်တဲ့တကားတစ်ချက်ရှိရဲ့လူတယောက်ကြောက်ခမ်းမြင့်မိတူးတဲ့ကြီးလိုက်ကျွန်းသားနဲ့ပြုလုပ်ထားကမှန်ချက်တွေတထားရတော့အပြင်ကိုမြင်နေရရဲ့အဲ့တကားဖွင့်ထွက်ရဲ့စင်ဝင်ပေါ်မှာရှိရဲ့လေသာဆောင်ကိုရောက်သွားနိုင်တယ်အဲ့ဆောင်မှာအတော်ကိုကျယ်ဝန်းနေဒါပေမဲ့လည်းအသုံးမပြုတာကြောင့်ဖြစ်တာကြောင့်တမန်တလင်းမြေပေါ်မှာရေညှိရေမော့စိမ့်စိမ့်လေးတောင်ပေါက်နေတယ်ဒီမှာကကျမ်းမြေမော်ကိုတေချာကြည့်ရှုစစ်ဆေးတယ်အဲ့ဒီကျမ်းမြေမော်မှာရေညှိရေမော်တွေပေါက်နေပေရာလူတယောက်နဲ့လျှောက်သွားရင်ပြပြပြဖြစ်နေလိမ့်ပဲအခုတော့အဲ့ဒီလေသာဆောင်ပေါ်မှာထူးခြားခြားဘာမှမတွေ့ရပြီဒါကြောင့်အတွင်းကိုပြောင်းဝင်လာကြတယ်ငကားစော်ဘွားရှိနေအခန်းပေါက်ရောက်တဲ့ခါဒီမှာကအခန်းပေါက်မှာကတ်ထားတဲ့စာရွက်ကိုဂရုတစိုက်နဲ့ဖြောယူလိုက်တယ်နောက်တော့အောက်ထပ်ကိုပြန်ဆင်းလာကြတယ်သူတို့ပြန်ဆင်းလာတဲ့အထိတော့ငကားစော်ဘွားရှိနေတဲ့ခန်းမှာတကားပိတ်ထားလေးတယ်အောက်ထပ်ရောက်တော့စုံတောက်ကြော်စားကအဆောင်ချထားတဲ့ပလိတ်တွေရှိအောင်ထွက်သွားတာကြောင့်ဧကန်ထဲမှာတော့နေမောင်တို့နှစ်ယောက်သားကြံခဲလေးတော့ဒီစာရွက်ကဘယ်သူလာကတ်သွားတာလဲဘာသဘောလဲအခုတလောဗဟန်းနယ်ထဲမှာဘလူးမျက်နှာနဲ့လူတယောက်တောင်းကျနေရဲ့ဘလူးမျက်နှာနဲ့လူဆိုတော့လူလားဘလူးလားလူတော့လူပါပဲဒါပေမဲ့ तू ကဘလူးသွင်ပြောင်းလို့ရတာမျိုးဖြစ်မယ်ထင်ပါတယ်ဒီစာရွက်ပေါ်မှာဘလူးမျက်နှာမျိုးရေးထားတာဆိုတော့သူ့လက်ချက်ပဲဖြစ်မယ်လို့ထင်တယ်။ तू ကဒီအိမ်ထဲကိုဘယ်လိုရောက်လာလဲ။ကျွန်တော်လည်းသေသေးချာချာတော့မသိရသေးဘူး။ဒီမှာစောမြနွယ်တို့နဲ့ပါလာတဲ့အဆောင်ရှောက်တွေအောင်ပလိတ်မြောက်ကရှိနေပါရဲ့နဲ့ဘယ်နေရာကနေဝင်လာနိုင်လဲမသိဘူး။ဒီလိုဆိုရင်တော့ဒီအိမ်မှာနေရတာစိတ်မချတော့ဘူး။ကျွန်မတော့ကြောက်တောင်လာပဲ။ဒီလောက်လည်းမကြောက်ပါနဲ့။ကျွန်တော်တက်နိုင်တဲ့လောက်အကူကြီးစောင့်ရှောက်ပေးပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။ဓာတ်ထက်ဆရာပလိတ်ဖွဲ့ရလား။ကျွန်တော်ကပလိတ်ဖွဲ့မှာအမှုထမ်းနေတယ်ဆိုတော့မဟုတ်ဘူး။ဒါပေမဲ့ဝါသနာပါလို့ဝင်ပြီးအကူကြီးပေးနေရပါ။ဘာပဲဖြစ်ဖြစ်ပါဆရာတို့ရောက်လာတော့အတော်လေးကိုအားရှိစရာပါပဲ။ဓာတ်ထက်ငကားဆော်ကဗရမများသက်ဖို့ကိုစပြီးမှာရတဲ့အကြောင်းတွေကိုစောမြဒေဝီတည်သမျှကျွန်တော်ကိုပြပြပါ။အဲဒီကစောမြဒေဝီကသူတည်သမျှအကြောင်းတွေကိုတို့ချုပ်ခါပြန်လဲပြောပြရင်ငကားဆော်ကသူ့ထံမှာရွှေနဲ့ငွေတွေဗရမများစားတဲ့ကြောက်မြေနာတွေစုဆောင်ပြီးရကဗရမများတဲ့ဖို့တစ်ခုလောက်ဖို့စီမံနေအဲဒီလိုတဲ့ဖို့မျိုးနဲ့မှမလုပ်နိုင်တာကြောင့်အထောက်တော်တွေကိုရန်ကုန်မြို့ကိုလွှတ်ပြီးစုံစမ်းတဲ့အခါမကိုက်တဲ့ဘူးစရပြုလို့ရမှာနာမည်ကြီးရဲ့ပြည်ရောကုမ္ပဏီမှကိုယ်စားလှယ်နဲ့ဆက်သွယ်မိရဲ့ဗရမများတဲ့ဖို့ပြုလုပ်ဖို့စီစဉ်ကြတဲ့အခါတန်ဖိုးအနေနဲ့များပြားလာတာကြောင့်ပြည်ရောကုမ္ပဏီမှကိုယ်စားလှယ်တွေကိုယ်တိုင်ငကားစော်ဝါရှိရာဟော်နန်းကိုလိုက်လာပြီးတော့ညှိနှိုင်းတိုင်ပင်ကြတယ်ငကားစော်ဝါကသူ့မှာရှိတဲ့ဗရမများစားတဲ့ကြောင်မြက်ရနာတွေကိုအသုံးပြုပြီးတဲ့ဖို့ပြုလုပ်ဖို့ပြောတော့လဲကုမ္ပဏီကလက်မခံမိကြောင်မြက်ရနာတွေမှာအမှားယွင်းရှိတဲ့တာကြောင့်စော်ဝါလူရှိရဲ့တဲ့ဖို့ပုံစံရွှေလေးကျဲကြောင်မြက်ရနာစင်းကိုသာပေးဖို့တာတောင်းဆိုတယ်စော်ဝါကလည်းသဘောတူတာကြောင့်ဗရမများတဲ့ဖို့ပြုလုပ်တဲ့အခါပြီးစီမဲ့ရက်ထဲပြီးတဲ့အခါမှာအကြောင်းကြားမှာဖြစ်ပြီးတော့စော်ဝါကိုယ်တိုင်ရန်ကုန်မြို့ကိုဆင်းလာလို့လက်ခံယူမယ်ဆိုတာပြောကြပြီးကိုယ်စလဲဖွဲ့ကပြန်သွားကြလေတယ်။ဒါဆိုစောမြဒေဝီတို့ရောက်လာတာကုမ္ပဏီကအကြောင်းကြားလို့လာကြလား။မှန်ပါရဲ့။သူတို့ကတရက်ဖို့ပြုလုပ်ပြီးစီလို့လာယူဖို့အကြောင်းကြားနေလာကြတာပါ။ဒီရောက်တော့ဘယ်လိုတွေ့ကြုံရလဲ။မနေ့ကကုမ္ပဏီကလူ3ယောက်ရောက်လာပြီးတော့လာခေါ်ရတဲ့ကျမနဲ့ကိုရောတို့တရက်ဖို့ကြည့်ဖို့အတွက်သူတို့ကားနဲ့လိုက်သွားပါတယ်။ညောက်ထဲလိုက်သွားကြလား။ဟုတ်ပါတယ်။တခြားသူတွေမခေါ်ခဲ့ဖို့ပြောတာနဲ့မောင်နှမ2ယောက်တည်းလိုက်သွားကြတာပါ။နေမောင်မျက်မှောင်တုံပြီးလေးနဲ့စဉ်းစားနေတယ်ပြီးတော့မေးလေတယ်
ပြီးတော့ကုမ္ပဏီကမြို့လေကဖရေဇာလမ်းပေါ်မှာရှိရတဲ့မှာရဲ့အဲ့ဒီကိုခေါ်သွားလားမဟုတ်ဘူးရှင်အဲ့ဒီနေရာနေသွားရင်တိတ်မဝေးလာတဲ့တိုက်ကြီးလုံးတွေကိုခေါ်သွားကြတာဟမ်နေမအလွန်အံ့ဩသွားတဲ့မူရနဲ့စောမြဒေဝီကိုကြည့်လိုက်တယ်စိတ်ဝင်စားစရာပဲဆက်ပြောပါအောင်အဲ့ဒီတိုက်ကြီးတွေရောက်တော့ကျမကိုအောက်ထပ်မှာထားခဲ့ပြီးအကိုတော့အပေါ်ထက်ခေါ်သွားတာကိုအတော်လေးကိုအချိန်ကြာပါတယ်ဘယ်လောက်ကြာမယ်ထင်လဲတနားရီနီးပါးလောက်တော့ကြာလိမ့်မယ်ထင်တာပဲအဲ့ဒီနေရာကိုစောမြဒေဝီမှတ်မိရမဟုတ်လားဒီကနေကားနဲ့သွားရင်တော့မှတ်မိမယ်လို့တော့ထင်ပါတယ်စောမြဒေဝီကနေမောင်မေးသမျှကိုစိတ်ရှိလက်ရှိနေပဲဖြေချပေးရဲ့ဒါထက်ဗရမ ्या ကရပ်ကူကဘယ်တော့ယူမှာလဲအဲ့ဟာတော့ကျမလည်းမသိဘူးကုမ္ပဏီကလူတွေနဲ့သူတို့ချင်းချင်းပြောနေကြပဲအဲ့ချိန်မှာပဲဆုံတော်ကျော်စာပြန်ရောက်လာရဲ့အချိန်နေထူးလောက်ကိုကျော်စာဒီမှာအဆောင်ချထားတဲ့ပလိတ်တွေကိုသာမေးကြည့်ပြီးတော့သူတို့ဒီမှာအလှည့်ကြားဆောင်ရတဲ့အချိန်မှာတော့လူဝင်လင်ထွက်မတင်ကားစရာမတွေ့ရဘူးလို့ပြောတယ်ဒီလိုဆိုတော့လည်းဆက်ပြီးစုံစမ်းမှာပေါ့သွားကြရအောင်ပြောဆိုကစောမြဒေဝီကိုနှုတ်ဆက်ပြီးအပြင်ကိုပြန်ထွက်လာကြရင်အပြင်ရောက်တော့မှနေမောင်ကမေးတယ်ဓာတ်ထက်မနေ့ကလာတဲ့ကားနံပါတ်ကိုရောမှတ်ထားလိုက်သေးလားမှတ်ထားကြတယ်စုံတော်ကျော်စာကသူယူလာခဲ့တဲ့ကားနံပါတ်တစ်ခုကိုပြောပြရင်အခုကဘယ်သွားကြမလဲကိုကျော်စာပြီးတော့ကုမ္ပဏီကိုသွားကြမယ်ဆရာမနေ့ကလာတဲ့ကားသူတို့ကုမ္ပဏီကလာတဲ့ကားဟုတ်မဟုတ်မနေ့ကကိုစလဲရီလွတ်တာဟုတ်မဟုတ်မေးမြန်းကြည့်တဲ့နဲ့မှန်တော့ပေါ့ပြီးတော့ကုမ္ပဏီကဖရေဇာလမ်းပေါ်မှာရှိရမဟုတ်လားသွားကြရအောင်ပြောဆိုကနှစ်ယောက်သားကားနဲ့ပြန်ထွက်လာကြလေရောသူတို့ကားထွက်တဲ့အချိန်မှာအပေါ်တက်မှာရှိရဲ့ဘရင်ပေါင်မှာတစုံတယောက်ကချောင်းမြောက်ကြည့်နေတာကိုတော့မမြင်လိုက်ကြတော့ပဲတနေ့လုံးပြန်ထွက်နေရကြပြမနေပြီဖြစ်ရာရေချိုးဝတ်စားလဲချိန်မှာပဲစာပလင်တရားရောက်လာတယ်။ဘာကိစ္စရှိလို့လဲမောင်ရွှေကျွန်တော်ငကားစော်ပါတဲနေရဲ့အိမ်မှာတာဝန်ကျနေရပါအဲ့ဒီအမျိုးသမီးတယောက်ကဆရာကိုစာပေးခိုင်းလိုက်လို့ပါအဲ့လိုပြောပြီးစာရွက်ခေါက်တစ်ခုထုတ်ပေးရကြောင်းပြန်ကြည့်လိုက်ရဆရာတိုင်ပင်ဆရာရှိရကြောင်းအချိန်ရရင်ခဏလောက်လာတွေ့စေချင်ပါတယ်ဒေဝီအဲ့လိုရေးထားလေတယ်ဒါကြောင့်ထူထူစဉ်းစားမနေတော့ပဲစာပလင်မောင်ရွှေကိုပါခေါ်ပြီးကားနဲ့ထွက်လာတယ်အချိန်ကညနေပိုင်းချိန်ရောက်နေဖြစ်တာကြောင့်တစ်ပင်ဝါပင်နဲ့ထူထပ်လာတဲ့ခြာချီလန်းတစ်ဝိုင်းမှာတော့အမောင်ရိပ်တွေတန်းစားပြူနေတယ်ဗဟန်းရွှေတောင်ကြားလမ်းနဲ့ခြာချီလန်းကမဝေးလာတာကြောင့်ညနေပိုင်းချိန်မှာပဲလမ်းပေါ်မှာသွားလာနေတဲ့မြင်းလဲချိုးလောက်သာတွေ့ရပြီးကားသွားလာမရှိသလောက်ရှင်းနေရခဏချင်းပဲရောက်သွားတယ်။ငကားစော်ဝါတဲနေတဲ့အင်ကိုရောက်တဲ့အခါအသင်းဆောင်နေတဲ့စောမြဒေဝီကိုတွေ့ရတယ်။သူမကလူရှင်းတဲ့အခန်းတနေရာခေါ်သွားကကြိုးကြောင်ပြောပြတယ်။ဆရာတို့ပြန်သွားပြီးမှဒီမှာအခြေအနေထူးနေရတွေ့လို့ပြောပြချင်တာနဲ့ဆရာကိုခေါ်လွှတ်လိုက်တာပါ။အနောက်ရှက်ဖြစ်သွားလားမသိဘူး။မဖြစ်ပါဘူး။ဒီမှာစောင့်ပေးနေတဲ့ပလိတ်တွေကကျွန်တော်နေရနေအောင်သိကြပါတယ်။အကြောင်းကိစ္စရှိရင်လွတ်ပြီးပြောခိုင်းလို့ရပါတယ်။ဒါနဲ့အခုအချိန်တွေကဘလို့ထူးနေလဲ။မနေ့တည်းကအကိုတော့ကြည့်ရတမျိုးထူးကြနေတယ်။ဘလို့ထူးကြလဲ။စကားပြောတာရောအမူအရာရောတမျိုးဖြစ်နေရဲ့။နောက်ပြီးအခန်းထဲမှာပဲနေရဲ့။ကျမအပါဝင်ဘယ်သူနဲ့မှတိတ်မတွေ့ဘူး။နေမကောင်းလို့များလား။ကျမလည်းအဲ့လိုပဲထင်နေရ။နေမကောင်းဖြစ်ရင်လည်းတမားတော့ပါလာတာပဲ။နေမောင်အတော်ကြာအောင်စဉ်းစားပြီးမှမေးတယ်။မနေ့ကဟိုကပြန်လာပြီးတဲ့ဟန်အမူအရာပြောင်းလဲသွားတာမဟုတ်လား။ဟုတ်ပါရဲ့။ဒီလိုဆိုရင်တော့တတိဝရိယလေးထားပြီးတော့နေစေချင်တယ်။ဒါနဲ့ကျွန်တော်မေးတာကိုတမျိုးတော့မထင်ပါနဲ့နော်။မေးတာမေးပါဆရာ။တခြားမဟုတ်ပါဘူး။ဗရမ ्या တဲ့ဖိုးရွေးဖို့ငွေကြေးတွေရောတပါးတည်းပါလာတယ်မဟုတ်လား။ရွှေရောငွေရောအပြည့်စုံပါတဲ့ပြင်တန်မိုးရှိတဲ့ကြောက်မြဲနာတွေပါအဲ့တလုံးနဲ့ထည့်ယူလာခဲ့ပါရဲ့။အဲ့ဟာတွေပမာထားလဲ။အကိုတော့ပစ္စည်းတွေအားလုံးသူ့ခန်းထဲမှာပဲထားပါတယ်။ဒါထက်တရဖူရွေးရမယ့်ရက်ကဘယ်နေ့လဲ။မနေ့ပြန်ဆိုရင်ရက်ချင်းစေပါပြီ။တိတ်တော့မစိုးရိမ်ပါနဲ့စောမြဝေကျွန်တော်တို့လည်းတက်နိုင်တဲ့လောက်တော့စောင့်ရှောက်ပေးကြမှာပါ။နောက်လည်းအချိန်နေထွင်ရင်ကျွန်တော်စီကိုအချိန်မြေလူလွတ်ပြီးအကြောင်းကြားနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ဆရာရဲ့။အဲ့လိုပြောဆိုပြီးနေမောင်ပြန်သွားလေရော။စောမြဒေဝီတာစဝေးစဝါတွေးနဲ့ကြံခဲ့။ညချိန်ရောက်တော့အိမ်ကြီးပေါ်မှာစူးစူးဝါးဝါအော်တန်ကြတာကြောင့်ပလိတ်မြောင်နဲ့တူရှိရလူတွေအပေါ်တက်ကြည့်ကြတယ်။စောမြဒေဝီတို့အပေါ်ရောက်သွားတော့ကြောက်စရာမြင်ကွင်းကိုတွေးချရတယ်။တခြားမဟုတ်ပဲ။ငကားစော်ပါကသွေးတန်ရဲရဲဖြစ်နေတဲ့လူတယောက်ကိုပွေပြီးပြုစုနေတာကိုတွေးချရတယ်။အကိုတော့ဘလို့ဖြစ်တာလဲ။သူ့ကိုဘလူးတကောင်ကြိုက်တက်သွားတာငါမြင်လိုက်ရတယ်။ကြည့်ကြအောင်။အဲ့လိုပြောကပွေထားတဲ့လူကိုအောက်ကိုချလိုက်တယ်။
အဲ့လူကငကားစော်ဘွားရဲ့အစေပါတောင်ဖြစ်ပြီးလေပင်တစ်ခုလုံးပေါက်ပြဲထွက်နေကအဲ့ညမှာသွေးတွေတလဟောထွက်နေတယ်အဲ့သွေးတွေကငကားစော်ဘွားတစ်ခုလုံးအောင်ဆွန့်ပေးနေတယ်တရားရသူမှလည်းအသက်မရှိတော့ဘူးအဲ့မြင်ကွင်းကြောင့်အားလုံးထိန်လန့်ကြောင်ရွံ့နေကြတယ်အနည်းငယ်လောက်ကြတော့ဗဟန်းကတ်မှာစုံတော့ကြော်စားနဲ့ပလိတ်ချိုရောက်လာကြတယ်မရှိမနောက်မှာပဲမိမောင်ပါရောက်လာခဲ့တယ်ဒါဘလူးမျက်နှာနဲ့လူရဲ့လက်ချက်ပဲလူသက်သမားဒီနေရာတစ်ဝိုက်ကိုရောက်နေပြီထင်တယ်မှတ်ချက်ချကအလားကိုစစ်ဆေးကြည့်ရှုကြတယ်တေပုံကတော့လူမိုက်တန်းရွှေဂျပန်စစ်ဗိုလ်တာမူရာတို့သေးတယ်လို့ပဲလေပင်ကိုအဆွဲနဲ့ကိုက်ဖြတ်သွားခြင်းဖြစ်တယ်စုံတော့ကြော်စားနဲ့ပလိတ်တွေကတနတ်တွေကိုဆင်းနေကန်ဆောင်ကပတ်ဝန်းကျင်ကိုလိုက်လံရှာဖွေကြတယ်ခြံဝင်းထဲမှာတော့အရှိဘက်မှာကားငယ်ပုံတရံကားဝင်ထွက်ပြူတဲ့ပတ်လန်ရှိပြီးမှပန်းချံနဲ့အုံပင်ကုန်းတီပင်ချိုးရှိရဲ့အနောက်ဘက်မှာတော့တရက်ပင်မရမ်းပင်စားတဲ့အပင်ကြီးတွေရှိရဲ့ပတ်ဝန်းကျင်တစ်ဝိုင်းမှာတော့လူနေထိုင်မှုကျဲတာကြောင့်တစ်ပင်ကြီးတွေဝါရောကြီးတွေရှိနေပေမဲ့လည်းခြံဝင်းထဲမှာတော့မရှုံးလာပြီစုံတော့ကြော်စားနဲ့ပလိတ်တွေကအိမ်တွင်းပြင်မှာမကြမ်းခြံဝင်းထဲဒီနေရာနဲ့လိုက်လံရှာဖွေပေမဲ့လည်းမတင်ကစရာမတွေ့ကြရပြီဒါကြောင့်အလောင်းကိုစေယုံကြီးကိုတည်ယူသွားကြတယ်ဒီမှာကတော့စောမြဒေဝီကိုပါခေါ်ပြီးငကားစော်ဘွားနေထိုင်တဲ့အခန်းကိုတွားရောက်တွေ့ဆုံနေအဲ့ဒီချိန်မှာငကားစော်ဘွားကသူ့နေတဲ့အခန်းတွေမှာပဲရှိနေတယ်သွေးစွန်းနေတဲ့အဝတ်တွေကိုလဲလှယ်ထားပြီးတကိုယ်လုံးကိုလည်းရင်းနဲ့ဆေးကြောတန့်စင်ထားတယ်ဒီမောင်တို့ဝင်သွားတော့သူကခေါင်းရင်းဘက်မှာချထားတဲ့ကလတ်ထိုင်နှလုံးမှာထိုင်နေပြီးဒီမောင်တို့ကတော့စည်ရင်ဘက်မှာချထားတဲ့ကလတ်ထိုင်နှလုံးမှာထိုင်စေတယ်အခုဖြစ်တာစိတ်မကောင်းပါဘူးကျွန်တော်နာမည်နေမောင်လို့ခေါ်ပါတယ်ကျုပ်နာမည်ကငကားစော်ဘွားအော်ရီဘော်လို့ခေါ်ပါတယ်ကျုပ်ကငကားလူမျိုးတွေအကြီးကျယ်ပါပဲတွေ့ရတာဝမ်းသာပါတယ်ဒါပေမဲ့ဒီရောက်နေတဲ့ခိုက်တက်မှာစိတ်နှောက်ယှက်တွေနဲ့တွေ့နေရတာတော့တကယ်ပဲစိတ်မကောင်းပါဘူးဓာတ်ထက်မေးပြရစေရောခမရပလိတ်ဖွဲ့ရပဲလားမဟုတ်ပါဘူးအပြင်းကနေအကူအညီပေးနေရပါဒီလိုဆိုရင်တော့ပြောစရာရှိတာပြောရအောင်မယ်ဒီမှာတာဝန်ယူနေတဲ့ပလိတ်တွေကတော့အတော်လေးကိုညံ့ဖျင်းကြတယ်သူတို့ရှိနေရတဲ့ပထမညမှာတကားပတ်ဝါမှာစာကတ်ခံရတယ်ဒုတိယညကျတော့လူတစ်ယောက်အသက်ခံရတယ်နေမှာဘာမှပြန်မပြောဘဲနားထောင်နေတယ်ဒီတိုင်းဆိုရင်စက်နေလုံးမှဖြစ်ပါမလားတော့မသိဘူးကိစ္စပြီးရနဲ့ချက်ချင်းပြန်ရမလို့ဖြစ်နေပြီဒီလောက်လည်းမစိုးရိမ်ပါနဲ့ကျွန်တော်တို့လည်းတနိုင်သလောက်ဂရုစိုက်ပါမယ်ဒါတဲ့အခင်းဖြစ်တဲ့နေရာကိုစော်ဘွားလေးဘယ်လိုရောက်သွားလဲအခန်းပြင်ဘက်ကအော်တန်ကြားတာနဲ့ထွက်ကျင်ရင်မြင်ရတာဒါဆိုတက်သွားတဲ့လူကိုမြင်လိုက်ရတာပေါ့ဘလို့ပုံတရံမျိုးလဲတစ်စိတ်လောက်ပြောပြပေးပါမှောင်နေတော့တိတ်တော့မသေးခွဲလိုက်ဘူးဗျဘလူးမျက်နှာမျိုးနဲ့တော့အတော့အတူတယ်အဲ့လူရဲ့လေပင်ကိုပါဇက်နဲ့ကိုက်သွားတော့မြင်လိုက်ရတယ်နောက်တော့ဘယ်ရောက်သွားလဲကျုပ်လည်းကို့ဘာအန်နီရပေးမှဆိုတာနဲ့အခန်းတကားပိတ်နေလိုက်တယ်အတန်မကြရတော့မှအပြင်ထွက်ကြည့်ရတယ်အဲ့တော့ကျုပ်လူကသွေးရိုင်ထဲမှာလဲနေရတွေ့ရပြီးဘလူးနဲ့တူတဲ့လူတော့မတွေ့ရတော့ဘူးအဲ့လိုပြောပြလေးတယ်ဒီမောင်ကတော့ငကားစော်ဘွားပြပြနေတဲ့စကားတွေကိုနားထောင်ရင်ဖြစ်နိုင်စရာရှိတဲ့အချက်တွေကိုအပြေလွှာစဉ်းစားကြည့်တယ်တလက်စားတဲ့စော်ဘွားလေးကိုမေးစရာရှိပါတယ်မေးပါတနေ့ကလာခေါ်တဲ့ပီယောကုမ္ပဏီကလူတွေကိုသိပါသလားအရင်ကတော့မသိဘူးသူတို့လာခေါ်တွေ့မှတွေ့ဘူးလားပါအဲ့ဒီနေ့ကခေါ်သွားတော့ဗရမများတရဖူးရောတွေ့ခဲ့ရလားတွေ့ခဲ့ရတယ်အဲ့ထားတဲ့လက်ရတိုင်းပဲလားကောင်းငိမ့်ပြလေးတယ်ဒါကြောင့်မလက်ဖြံငွေချေပြီးတော့ပြစ်စီယူဖို့တော့ပြောထားခဲ့ပြီကျွန်တော်တို့ကစောင့်ပေးဖို့လိုသေးလားမလိုတော့ပါဘူးကျုပ်တို့စီစဉ်တဲ့ကျုပ်တို့အယောင်းဝယ်လုပ်ဖို့ပြောထားပြီးပါပြီအဲ့လိုစကားကိုဖျက်လိုက်တာကြောင့်နေမောင်လည်းနေရာမထကနှုတ်ဆက်ပြီးအခန်းပြင်ဘက်ကိုပြန်ထွက်လာတယ်အဲ့ဒီခါစောမြဒေဝီကပါထွက်လိုက်တယ်အောက်ထပ်ရောက်တော့မှသူမကပြောတယ်ကျမတောင်းပန်ပါတယ်အကိုတို့ပြောတာဆိုတာမျိုးကတပြိုးဖြစ်နေတယ်အရင်တော့ဒီလိုမဟုတ်ပါဘူးအခုမှဘလို့ဖြစ်သွားလဲမသိဘူးမမျော်လင့်ပဲထိတ်လန့်စရာတွေစိတ်ညစ်စရာတွေကြုံတွေ့ရလို့ဒေါသဖြစ်နေရဖြစ်ပါလိမ့်မယ်သူ့ကိုနားလည်ခွင့်လွှတ်ပေးလိုက်ပါဖြောင်းပြပြောဆိုရတယ်နှစ်ယောက်သားရှောက်လာရအပြင်မထွက်ခါနေရောနေမောင်ကပြောတယ်စောမြဒေဝီကိုပြောစရာရှိရဲ့တခြားတော့မဟုတ်ပါဘူးတရဖူမရခင်ရောရပြီးတဲ့အချိန်မှာပါဂရုစိုက်ပေးနေပါကျွန်တော်ထင်ပြောရရင်မကြခင်အနည်းတစ်ခုခုတွေ့ရလေဦးမယ်ထင်တာပဲကျမကတော့ဒီကိုလိုက်လာတာမှားပြီထင်တာပဲအခုတော့အတော်လေးကိုကြောက်လန့်နေရပြီဒီလောက်လည်းမစိုးရိမ်ပါနဲ့ဒါထက်ဟိုတနေ့ကတရဖူကြည့်ဖို့ခေါ်သွားတဲ့တိုက်ရင်ကြီးကအတော့ဝေးလားဒီကနေသွားရင်မဝေးလာပါဘူးကျမမမိသလောက်ပြောပြပါမယ်အဲ့လိုပြောရနီမောင်ကအသေးချာမှတ်သားထားလေတယ်နောက်တော့နီမောင်ကစုံတော့ကြော်စားကိုပါတပါးလေးခေါ်ကအဲ့ဒီလမ်းတိုင်းသွားကြတယ်
အချိန်ကတကောင်ရကြော်နေပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးလူသွားလူလာရှင်းလင်းကတိမ်ဆိန်ငြိမ်သက်နေတယ်။စောမြဒေဝီညွှန်ပြပေးလိုက်တဲ့နေရာကခြာချီလမ်းဘက်မှာကျမကုန်းဘက်ကိုလာတဲ့လမ်းဖြစ်တယ်။အချင်းဒီဘလို့ထူးလိုက်စရာဟိုတနေ့ကငကားစော်ပါမောင်နှမကိုခေါ်သွားတဲ့တိုက်ကြီးကိုသွားကြရမယ်။ဆရာဘလို့ထင်လို့လဲဟိုရောက်တော့သိရမယ်ထင်တယ်။စောမြဒေဝီပြောလိုက်တဲ့အတိုင်းသွားကြရနောက်ဆုံးချမ်းကျဲကြီးတွင်မှတိုက်ကြီးလုံးကိုရောက်သွားကြတယ်။သူတို့ခေါ်လာဒီတိုက်ပဲဖြစ်မယ်။လူမနေရဲ့တိုက်ပဲဖြစ်ရမယ်။မီးအောင်မတွေ့ရဘူး။အချိန်ကြီးကြည့်တော့လဲထူးခြားမှုတစ်စုံတရာမတွေ့ရကြခြံတကားကိုကိုယ်တိုင်ဖွင့်ပြီးခြံဝင်းတွင်ကိုမောင်းဝင်သွားကြလေတယ်။စင်ဝင်အောက်ရောက်လို့အချိန်ကြီးကြည့်တော့လဲတိတ်ဆိတ်ငြိမ်သက်နေတယ်။အထက်မှာလူမရှိရသေးကြတယ်။ဝင်ကြည့်ကြရအောင်။အဲဒီလိုပြောဆိုကတနက်နဲ့လက်နေမီတနက်စီကင်ပြီးတော့တကားရှိရကိုသွားကြတယ်။ရှေ့မှာဘာသာတကားတက်ထားတာခတ်ထားတဲ့တော့ကလောက်ကပြုတ်ထွက်နေတယ်။ဒါကြောင့်အလွယ်တကူပဲဖွင့်နိုင်ကြတယ်။အတွင်းမှာပိတ်ထားတဲ့ကျိုးတကားချက်ကလည်းစေုံသားဆစ်ထားတာကြောင့်တုံးဖွင့်ပြီးတော့မိအောင်နဲ့ထိုးကြည့်လိုက်တယ်။အထဲမှာဘာမှမတွေ့ရပြီ။နှစ်ယောက်သားအတွင်းရောက်တော့လျှက်စင်ပြီးချက်ထားတဲ့မိကလုတ်ကိုကြည့်တော့ဖြုတ်ထားတာတွေ့ရတယ်။လူမနေရကြိုင်ဖြစ်တာကြောင့်လျှက်စစ်ကြိုးတွေဖြုတ်ထားရှိရဲ့။ဒါကြောင့်လက်နေမိကိုသာအားကိုရပေရောမယ်။အိမ်ထဲရောက်တာနဲ့ဒီမောင်ကကျမ်းမြေပေါ်ကိုမိအောင်နဲ့ထိုးကြည့်လိုက်တော့ဖုန်တက်နေတဲ့ကျမ်းမြေမမချေရချိုးကိုတွေ့ရတယ်။အဲ့ဒီနေ့ကစောမြဒေဝီကိုအောက်ထပ်မှာထားခဲ့ပြီးငကားစော်ပါကိုအပေါ်တက်ခေါ်သွားပြီးတရက်ဖူပြရဲဆိုတော့အပေါ်တက်ကြည့်အောင်ပြောဆိုပြီးနှစ်ယောက်သားလှေကားအတိုင်းအပေါ်တက်ကိုတက်သွားကြတယ်။လှေကားကကြောင်လိန်လှေကားဖြစ်ပြီးမီးရောင်မရှိရကြောင်းမှောင်မဲနေတယ်။ဒီမောင်ကအပေါ်ကိုမတက်ခင်လှေကားပေါ်ကိုမီးရောင်နဲ့ထိုးကြည့်ရခါအရင်ခြေရဟောင်းနေဖြင့်ခြေရသစ်တော်များဝါတွေ့ရတယ်။လူမနေတဲ့အိမ်ဖြစ်တာကြောင့်ကျမ်းမြေပေါ်မှာဖုံးနေတက်နေရလော့ဆယ်တက်သွားတဲ့ခြေရတွေကိုအတိုင်းသားတွေ့နေရခြင်းဖြစ်တယ်။ဒါကြောင့်စုံတော့ကြောစာကိုပါမြင်သာအောင်ပြန်လိုက်ပြီးနောက်အပေါ်ကိုလှမ်းကြည့်လိုက်တယ်။လေကားချိုးခွေရောက်တော့အပေါ်ကိုမီးအောင်နဲ့ထိုးကြည့်လိုက်တဲ့အခါမှာဘာမှမတွေ့ရကြောင်းအပေါ်ကိုဆက်ပြီးတော့တက်လာရအပေါ်ထက်ရောက်တော့မှအန်နီရနဲ့တွေ့ရလေတော့တယ်။ဒီကုလုံးရုပ်ဖြတ်ထားတဲ့လူတွေကဒုတ်ထားတဲ့ကိုင်းပြီးအသင်းဆောင်နေကြရအပေါ်ရောက်တာနဲ့ဝင်ရောက်တိုက်ခိုက်ကြလေတော့တယ်။ညီမောင်နဲ့စုံတော့ကြောစာတို့ကလည်းအချင်းတွေကိုကဲခတ်မိရကြောင်းသတိနဲ့တက်သွားကြရရန်သူနဲ့တွေ့တဲ့အခါတုံဆိုင်မနေပဲနဲ့ချက်ချင်းပြန်လဲတိုက်ခိုက်နိုင်ကြတယ်။အပေါ်တက်မှာစောင့်နေတဲ့ရန်သူက9ယောက်ဖြစ်တယ်။ဒါလန်တို့လက်နက်တွေတောင်းပြကဝင်ရောက်တိုက်ခိုက်ကြခြင်းဖြစ်တယ်။ဒါပေမဲ့လူရန်ချင်းကွာပေမဲ့တိုက်ခိုက်မှုရေးချင်းကတော့အတော့ကိုကွာချိုင်။ဒီမောင်နဲ့စုံတော့ကြောစာတို့နှစ်ယောက်စလုံးအခြေခံတမ်းပညာနဲ့ကိုလုံးပညာတွေကိုကျွမ်းကျင်သူတွေဖြစ်တာကြောင့်ရန်သူတွေအတွက်တနက်တောင်မသုံးလိုက်ရပဲသူ့လက်နဲ့သူတိုက်ခိုက်ရတယောက်ပြီးတယောက်ကျမ်းမြေပေါ်ကိုလဲကျသွားလေတော့တယ်။နောက်ဆုံးကျန်တဲ့တယောက်ကတော့အခြေအနေမကောင်းမှသိရကြောင်းအနောက်ဘက်ကိုဝင်ပြေးသွားတော့တယ်။စုံတော့ကြောစာကနောက်မှလိုက်သွားဖို့ပြင်တဲ့အခါနေမောင်ကလှမ်းတလိုက်တယ်။လိုက်ပါနေတော့ကိုကျော်သားအချိန်ကုန်ပါတယ်။ဒီမှာကြံကြက်တဲ့လူတွေကိုစစ်လိုက်ရင်သိချင်တာသိရတော့မှာပဲ။ပြောဆိုကတတိယနေသေးတဲ့လူတယောက်ကိုလက်ထိတ်ခတ်ပြီးတော့မျက်နှာကိုလက်နဲ့မီးနဲ့ထိုးကမေးလိုက်တယ်။မင်းတို့ဘသူခိုင်းလို့လောက်တာလဲ။ဘလူးမျက်နှာနဲ့လူခိုင်းတာပါ။သူ့ဘမလဲမပြောတော့ပဲ။ပြောလေကွာ။ပြောရင်ကျုပ်မိသားစုရဲ့အသက်ခံရလိမ့်မယ်။ထားပါတော့ဟိုတနေ့ကငကားစော်ပါကိုဒီရင်ခေါ်လာပြီးဘာတွေလောက်ကင်ကြလဲ။မေးပေမဲ့လည်းတော်တော်နဲ့ပြန်ပြောတာကြောင့်ချိန်မြန်လက်မြန်ရှိရတဲ့စုံတော့ကျော်စားကမျက်နှာကိုဖျက်ရလိုက်တယ်။ဒီတော့မှသဘောထားပြောင်းသွားပြီးအဖြစ်မြန်ကိုပြောပြလေတယ်။သူ့ထံမှာကြိုးချောင်းသိရတဲ့ခါမှာတော့သူ့ကိုထားခဲ့ပြီးနောက်ဘက်မှာရှိတဲ့အခန်းရှိရာကိုသွားကြတယ်။အဲဒီနေရာရောက်တော့တကားပိတ်ထားတော့တွေ့ရကြောင်းပြိုင်တူစောက်တွန်းပြီးဖွင့်လိုက်ကြတယ်။တကားပွင့်သွားတော့ကျန်းပင်ပေါ်မှာခြေရောလက်ပါကျိုးတုပ်ထားပြီးပါဇက်ကိုပါအဝတ်စီးထားတဲ့လူတစ်ယောက်ကိုတွေ့ကြရလေတော့တယ်။ဒီမောင်နဲ့စုံတော့ကျော်သားတို့ကဘန်းကတ်ထဲကိုပြန်သွားပြီးပလိတ်တွေကိုထပ်မံခေါ်ယူကခြာချီလန်းကအိမ်ကိုသွားကြတယ်။ညောင်ပိုင်းကလေးကလူတစ်ယောက်တက်ခံရတဲ့ဖြစ်တာကြောင့်တအိမ်လုံးဘယ်သူမှမအိပ်ကြပဲမီးအောင်နေနေတယ်။သူတို့ပြန်ရောက်လာတာမြင်တော့ကြောင်ရွံထိတ်လက်နေတဲ့စောမြဒေဝီကဝမ်းသာသွားဟန်ရှိရဲ့။အဲ့ဒီအိမ်ကိုရောက်တော့ခြံဝင်းတွင်းမှာရောခြံကြီးပတ်ဝန်းကျင်မှာပါပလိတ်တွေကိုနေရာချပေးပြီးဒီမောင်တို့နှစ်ယောက်ကအိမ်တွင်းကိုဝင်သွားကြတယ်။ဆရာတို့ပြန်လာကြရလား။အိမ်ပေါင်းဝရောက်တော့စောမြဒေဝီကစီကြိုပြီးမေးတယ်။ဟုတ်တယ်အပေါ်တက်သွားကြရအောင်။ပြောဆိုပြီးတနက်တွေကိုစင်းစင်းဆောင်ထားပြီးတော့အပေါ်တက်ကိုတက်သွားကြတယ်။အပေါ်တက်မှာတော့ဘယ်သူမှမရှိရကြောင်းတိတ်ဆိတ်ငြိမ်သက်နေတယ်။ငကားစော်ပွားနေတဲ့အခန်းဝရောက်တော့တကားခောက်ကြည့်ရဲ့။အတွင်းမှာအတန်မကြားရပြီ။ဒါကြောင့်ဒီမောင်ကလက်တစ်ဖက်မှာတနက်ကိုကင်ထားပြီးတကားချက်ကိုတုံးဖွင့်လိုက်ရချက်ထိုးထားတာကြောင့်အလွယ်တကူပဲပွင့်သွားလေတယ်။အတွင်းမှာဘယ်သူမှမရှိတော့ဘူး။အခုတော့ဘယ်ရောက်သွားပြီလဲ။အဲ့ဒီချိန်မှာပဲစားပလစ်မောင်ရွှေကလူတစ်ယောက်ကိုခေါ်ကအပေါ်တက်ကိုတက်လိုက်
အဲ့လူကအဝတ်ဟောင်းတွေဝတ်ထားပြီးမျက်နှာနဲ့ကိုယ်ပေါ်မှာတရားတချက်တွေရထားတာကြောင့်ရင်ရိုင်းနေတယ်။အဲ့လူကိုမြင်တဲ့အခါစောမြဒေဝီမှာမျက်လုံးပြူသွားလေတော့တယ်။ဟင်အခုတော့ဘလို့ဖြစ်လာလဲ။အဲ့ဒီခါမှနေမောင်ကရှင်းပြလိုက်တယ်။ဒါကငကားစော်ဘွားအစ်စ်ပါပဲ။ဟိုးရက်ခရေကဒီမှာရောက်နေတဲ့လူကငကားစော်ဘွားအတူပါ။ဟင်ဘလို့ဖြစ်တာလဲ။နောက်တော့ရှင်းပြပါမယ်။ဒီခန်းထဲမှာထားတဲ့ရွှေငွေကြမ်းမြင့်နေတာတွေတစ်ချက်လောက်စစ်စစ်ကြည့်ပါဦး။အဲ့လိုပြောတာကြောင့်ငကားစော်ဘွားကိုယ်တိုင်ခရေရောက်မှာထားတဲ့จิตတာကိုဖွင့်ကြည့်အခါအတွင်းမှာထားတဲ့ရွှေငွေကြမ်းမြင့်နေတာတွေတစ်ခုမှမတွေ့ရတော့ဘူး။ဟင်ဘာမှမရှိတော့ဘူးဒုက္ခပါပဲ။ငကားစော်ဘွားတုံလုံးစာနဲ့ရေရွတ်ပြောဆိုလိုက်တယ်။စိတ်မပူပါနဲ့ပြန်ရအောင်ကျွန်တော်တို့စူးစမ်းပေးပါမယ်။ကျေးဇူးတင်ပါတယ်ဗျာ။ဒါရီကဘလို့ဖြစ်နေရလဲ။ကျွန်တော်ရှင်းပြပါမယ်။လောလောဆယ်တော့ဒဏ်ရာတွေဆေးထည့်ပြီးအဝတ်စားလဲလိုက်ပါအောင်။အဲ့လိုပြောကနီမောင်တို့ကအောက်ထက်ကိုပြန်ဆင်းကဧကန်မှာပဲစောင်းကြလေတယ်။အနေငယ်လောက်ကြာတဲ့အခါငကားစော်ဘွားကအဝတ်စားလဲပြီးစောမြဒေဝီနဲ့တူအောက်ကိုဆင်းလာကနီမောင်တို့နဲ့တူလာထိုင်နေ။ဒီတော့မှနီမောင်ကအကျိုးကြောင့်ပြောပြရပြီးရော။တကယ်တော့ဟိုတနေ့ကကားနဲ့လာခေါ်တာပီယောကုမ္ပဏီကလူတွေမဟုတ်ပါဘူး။ကားကလည်းခိုးလာခဲ့တဲ့ကားပါပဲ။ကျွန်တော်တို့ပီယောကုမ္ပဏီကိုသွားပြီးစုံစမ်းကြည့်ရမှအကြောင်းစုံသိရတာ။ကုမ္ပဏီမှာစော်ဘွားတွေပြုလုပ်ထားတဲ့ဗရန်များတဲ့ကူလည်းတွေ့ခဲ့ရပါတယ်။အခုတော့တဲ့ကူရွေးဖို့ယူလာတဲ့ငွေတွေလည်းမရှိတော့အခက်ပါပဲ။ဒီတွေလည်းစိတ်မပူပါနဲ့ကျွန်တော်တို့ကူညီပေးပါမယ်။အဲ့ဒီလူတွေကဘယ်သူတွေလဲ။ဟိုနေ့ကအိမ်မော်လဲရောက်ရောပါဇက်ပိတ်ပြီးအဝတ်စားတွေချွတ်ယူတော့ပါပဲ။နောက်တော့ကျိုးနဲ့တုပ်ပြီးအခန်းထဲမှာပိတ်လောင်ထားရတာပါပဲဘလူးမျက်နှာနဲ့လူစိုးတယောက်အခုတော့အတော်လေးကိုတောင်းချနေရဲ့ဒီစနက်တွေကလည်းသူ့လက်ချက်တွေပါပဲအတော့ရုပ်မှရက်ဆက်တဲ့လူပါပဲဒါဖြင့်ဒီအမမစကတ်တာရောလူတယောက်တက်တာရောသူ့လက်ချက်တွေပဲမဟုတ်လားဟုတ်ပါရဲ့ဘာကြောင့်လောက်တာလဲလူသိတော်မှမစိုးရိမ်ဘူးလားမျက်စိအောက်မှာပုံနေရင်အရှာရခတ်တယ်လို့ပေါ့သူကိုယ်တိုင်ဒီမှာရောက်နေပေမဲ့တကယ်လိုက်တော့လိုက်ရှာတဲ့သူတွေကတခြားကိုလိုက်ရှာတာပေါ့လူတယောက်ကိုတတ်တာကတော့သူ့အကြောင်းတစွန်းတစားသိသွားလို့လက်စဖြတ်လိုက်တာဖြစ်နိုင်ပါရဲ့ကျမလည်းသူ့အမြင်နဲ့ကအတန်ရောပြောပုံဆိုပုံရောဟန်မူရပါမတူတာကိုသတိထားမိပါရဲ့ဒါကြောင့်ထင်ပါရဲ့သူကလည်းကျမလည်းမျက်နှာချင်းသိမ့်မဆိုင်တော့ပဲအခန်းထဲမှာနေရဲ့ဘာပဲဖြစ်ဖြစ်ဆရာသတိပေးထားလို့ကျမလည်းသတိဝိရတော့နေခဲ့ပါရဲ့ဒီအတွက်ဆရာကိုကျေးဇူးတင်ပါရဲ့ဒီမှာကောင်းကြီးပြလိုက်တယ်ဘာပဲဖြစ်ဖြစ်ဒီလိုဖြစ်ဖြစ်တွေနဲ့တွေ့ကြုံရတာစိတ်မကောင်းပါဘူးကျွန်တော်ပလိဖွဲ့မှာတာဝန်ရှိသူတရားမဟုတ်ပေမဲ့စော်ဘွားလေးတို့ဆုံးရှုံးသွားတဲ့ရွှေငွေကြမ်းမြင့်နာတွေကိုတော့ပြန်ရအောင်စူးစမ်းပေးပါမယ်ဒီစကားကြတာဝမ်းသာပါတယ်ဗျာအခုလေခမရတို့ကိုကြီးဆောင်ရွက်ပေးလို့အသက်ဘေးကနေလွတ်မြောက်ခဲ့ရတာဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာတွေရတာမရတာထက်အသက်ဘေးအနေနဲ့ကလွတ်ကင်အောင်ဆောင်ရွက်ပေးတာပဲကျေးဇူးတင်လာပါပဲကျွန်တော်တို့မောင်နှမပြန်သွားရင်ခမရတို့တပါးလေးခေါ်သွားပြီးဟော်နက်မှာကြက်ကြက်နက်နက်ကျေးဇူးဆက်ချင်ပါတယ်ပြောလေတယ်အဲ့နောက်မှာတော့စော်ဘွားမောင်နှမအောင်နှုတ်ဆက်ပြီးနောက်အပြင်ကိုပြန်ထွက်လာကြလေတယ်ဘလို့ဆက်လို့မလဲဆရာဟိုအိမ်မှာဖမ်းမိထားတဲ့လူဆိုးတွေကိုစစ်စစ်ကြည့်ရောဘလူးမျက်နှာနဲ့လူရှိနိုင်မဲ့နေအောင်ထင်ရခံလို့ရထားပြီပဲသွားကြစို့ပြောဆိုကစားပလင်းမောင်ရွှေနဲ့ပလိချိုကိုပါကားပေါ်တင်ပြီးနောက်ဂရစ်လန်ဘက်ကိုမောင်းကြတယ်အချိန်ကအာယုံတက်ချိန်ကိုရောက်လာဖြစ်တာကြောင့်အရှိဘက်ကောင်းကင်မြေပေါ်မှာအလင်းရောင်နေတော့ပေါ်ထွန်းစားပြူနေပြီမုံမလင်းသေးတာကြောင့်လက်နေပေါ်မှာအသွားလာမရှိသလောက်ရှင်းလင်းနေတယ်သူတို့ဥတီသွားတဲ့နေရာကဂရစ်လန်အောက်ပိုင်းမှာရှိတဲ့ခင်စိန်ကြီးနဲ့ခင်စိန်ကြီးတို့ညီမနေတဲ့တိုင်နေကြီးရှိရာကိုဖြစ်ပေအဲ့ညောင်ရောက်သွားတော့မိုးလင်းစချိန်ရောက်နေဖြစ်တာကြောင့်အလင်းရောင်ချိုရနေပြီကားကိုချမ်းပါဝမှာရက်ပြီးတိုက်တကားရှိရာကိုသွားတဲ့အချိန်ထိလူရဲလူချင်းမတွေ့ချရသေးပဲတကားပါဝရောက်တော့တကားခောက်ကြည့်ကြတယ်အနေငယ်လောက်ကြတော့တကားလာဖွင့်ပေးတယ်တကားဖွင့်ပေးသူကခင်စိန်ကြီးဖြစ်တယ်ခင်စိန်ကြီးပမာလဲသူ့ခန်းထဲမှာပါခင်စိန်ကြီးမျက်နှာကငိုကြွေးထားတာမို့အင်းနေတယ်အတန်ကလည်းကရုံကရင်ဖြစ်နေတယ်ဒါထက်တီဟာနဲ့တီတို့မောင်နှမနှစ်ယောက်ရောပမာလဲသူတို့မရှိကြတော့ဘူးဒါပဲပြောပြီးရှိုက်ကြီးတငယ်ကိုနေရာကြောင့်ဘာမှဆက်မပေးတော့ပဲပေါ်တက်ကိုတက်လာကြတယ်အောက်ထပ်မှာတော့ပလိတ်ချိုကိုစောင့်ထားခဲ့တယ်အပေါ်တက်တစ်ခုလုံးမှာလည်းလူရည်လူချင်းမတွေ့ရပဲတိတ်ဆိတ်ငြိမ်သက်နေတယ်သူတို့နောက်မှာခင်စိန်ကြီးပါတက်လိုက်လာတာကြောင့်အပေါ်ရောက်တော့မေးလိုက်တယ်သူ့ခံပမာလဲခင်စိန်ကြီးကပိတ်ထားတဲ့ခန်းကိုလက်ညှိုးထိုးပြအကြောင်းတကားဖွင့်ကြည့်လိုက်တယ်မြင်ကွင်းကတော့မကောင်းလားပဲခင်စိန်ကြီးတယောက်ဂရင်ကြီးပေါ်မှာပလက်နေထားနေရှိနေပေမဲ့လည်းအသက်ရှိဟန်တော့မတူတော့ဘူး
အနာကပ်ပြီးချင်းနေကြည့်တဲ့အခါမှာတော့လေပင်တစ်ဝိုက်မှာအဆွဲနဲ့ကိုက်ဖောက်ထားတဲ့ဒဏ်ရာကြီးကိုတွေ့ကြရ၏အကွင်းလိုက်ပြတ်ထွက်နေရကြောင်းဟောင်းလောင်းပေါက်ကြီးဖြစ်နေပြီးအဲ့ဒီနေရာမှာသွေးတွေကျနေရအိယာပေါ်မှာတော့ရွှဲနေနေတယ်ဘလူးမျက်နှာနဲ့လူတက်သွားတာမဟုတ်လားခင်စင်ကြီးကမျက်ရည်ကျနေရမှကောင်းညိပြ၏ကဲအခုအချိန်နေရောက်မှတော့ဖုံးကွယ်မနေနဲ့တော့အမှန်တိုင်းသာပြောပြပြီရောအမှန်တိုင်းပြောရရင်မမကြီးကသူတို့မောင်နှမနှစ်ယောက်ကိုတွေ့တော့တနာလို့ခေါ်လာခဲ့ကြတာပါသူတို့နှစ်ယောက်ဆိုတာကန်တော်ကြီးစောက်မှာတောင်းရမ်းစားတောက်နေရဲ့ငနစ်ကနဲ့မိဝေမှာတော့မောင်နှမနှစ်ယောက်ကိုပြောတာမဟုတ်လားဟုတ်ပါရဲ့ဘလို့ရွေချက်နဲ့ခေါ်ခဲ့ရလဲကောင်မလေးကရုပ်ရည်ချော်တော့တစ်ချိန်ကျရင်ကျမတို့လုပ်ငန်းမှာအသုံးချဖို့နဲ့ကောင်လေးကိုတော့အိမ်မှာလက်တို့လက်တောင်ခိုင်းစီဖို့ရွေချက်နဲ့ခေါ်ခဲ့ရပါပထမတော့ရိုးရိုးအေးလေးမှတ်ပြီးခေါ်ခဲ့ကြတာကြာလာတော့မှကြောက်စရာကောင်းမှသိရတော့တာပါပဲဘယ်ချိန်ကျမှသိရလဲဂျပန်စစ်ဘိုတောင်မူရာတည်တော့မှသိရပါအဲဒီတော့မှဒီဟာကလူကနေဘလူးသွင်ချက်ချင်းပြောင်းလို့ရတာကိုပြောင်းပြပါတယ်ပထမတော့မမကြီးကအတော်လေးကြောက်လန့်သွားတယ်နှင်ထုတ်ရင်လည်းတက်သွားမှဆိုတော့ဒီတိုင်းပဲထားခဲ့ရပါနောက်တော့ခင်စိန်ကြီးကသူမသိတဲ့အကြောင်းအရာတွေကိုပြန်ပြောပြတယ်ခင်စိန်ကြီးနဲ့ခင်စိန်တို့နှစ်ယောက်မှတနာတာကြောင့်ခေါ်မိထားကမှမွေပွေးကပိုက်ပိုက်ထားရသလိုအဖြစ်မျိုးနဲ့ကြုံရအကြောင်းအကြောင်းရထိန်လန့်နေကြတယ်တနေ့တော့တီဟာကပြောတယ်ကျွန်တော်တို့မောင်နှမကိုမကြောက်ပါနဲ့ကျွန်တော်ကလူကောင်းတွေဘာမှမလုပ်ပါဘူးကျွန်တော်တို့အန်ရီပေးရသူတွေကတတ်တာပါမင်းဘလို့ရွေချက်နဲ့ဒီလောက်ကြောက်စရာကောင်းတဲ့အလုပ်ကိုလုပ်နေရလဲကျွန်တော်မှရွေချက်ရှိရဲ့ခိုင်းစီလို့ရတဲ့တပည့်တွေလည်းရှိရဲ့တနေ့ကျရင်ကြီးပွားချမ်းသာအောင်လုပ်ဖို့ရွေချက်ပါပဲဒီလိုရွေချက်မျိုးရှိပါရဲ့နဲ့ငါတို့နဲ့ဘာကြောက်နေရလဲမမကြီးတို့လုပ်နေတဲ့အလုပ်ကိုလူချမ်းသာတဲ့လူကုန်တန်းတွေလာကြတယ်အဲ့ဒီလူတွေကိုစုံစမ်းပြီးအချီးကြံစီဖို့ဒီမှာနေရပါတီတီကတော့တဲချက်သဘောမျိုးထားတာပေါ့မင်းအတွက်ကိုအကြံကြီးရဲ့လူပဲကြောက်စရာလည်းကောင်းပါရဲ့မကြောက်ပါနဲ့ဓာတ်ထက်မေးရအောင်မယ်မမကြီးတို့အနေနဲ့ဒီလိုအလုပ်မျိုးတွေလုပ်ပြီးတက်လုံးနေမှာလားဒီအလုပ်တွေကချမ်းသာနိုင်မှာမဟုတ်လားဘယ်ချမ်းသာနိုင်မှာမလဲမလွဲတာလို့လုပ်နေရတာဒီလိုဆိုရင်တော့ချမ်းသာအောင်ကျွန်တော်လုပ်ပေးမယ်မမကြီးတို့ကချမ်းသာနိုင်မဲ့လူတွေအကြောင်းကိုသာအလုပ်လုပ်ရင်းနဲ့စုံစမ်းပေးပါအဲ့လိုပြောရခင်စိန်ကြီးကလည်းသဘောတူတာကြောင့်စုံစမ်းပေးရဲ့ဒီနေ့မှာတော့သူ့ထံလာတဲ့အရာရှိကြီးတအုပ်ထံမှလကားစော်ဘွားရောက်လာရမယ့်အကြောင်းနဲ့ဘလို့ကြောင်းရောက်လာမယ်ဆိုတဲ့သတင်းတွေကိုပါသိရပေရောဒီကိစ္စသာအောင်မြင်တော့ကျွန်တော်တို့အားလုံးချမ်းသာကြမှာအမှန်ပဲပြီးတော့ကုမ္ပဏီကဘရန်များတဲ့ဖူပဲရရဒါမှမဟုတ်လကားစော်ဘွားစီမှာပါလာတဲ့ငွေတွေကိုပဲရရချမ်းသာမှာပဲလွယ်လွယ်နဲ့ရပါမလားကွယ်အဆောင်လျှောက်တယ်အတော့အများမှာပဲစိတ်မပူပါနဲ့ကျွန်တော်မှအကြံစီရှိပါရဲ့ဗရက်များယူဖို့ငကားလူဖြစ်ပြောင်းနိုင်ရပါရဲ့ဘလို့ငကားလူဖြစ်ပြောင်းမှလဲကွယ်ငကားစော်ဘွားအယောင်စားနိုင်ရပြီလို့ပြောတာပါမမကြီးရဲ့အေးသာနေပါတော့ပြောလေတယ်နောက်ပိုင်းတော့တီဟာလည်းသူ့ရဲ့ဆက်သွယ်နေတဲ့ပူပေါင်းကငကားစော်ဘွားအတွင်းနဲ့ရွှေငွေကြောင့်မြေနာတွေရရှိအောင်ကြံစီနိုင်ခဲ့လေတယ်ခင်စိန်ကြီးနဲ့တိုင်ပင်ပြီးလောက်ကြတာရလာပြီးတော့မှဘာကြောင့်တက်သွားခဲ့ရလဲရပြီးတော့မှခွဲမပေးချင်တာလည်းပါမယ်ထင်ပါရဲ့နောက်တစ်ချက်ကမမကြီးကသူ့အကြောင်းကိုအားလုံးသိနေရဆိုတော့တစ်ချိန်ပေါ်မှာဆိုလို့တက်ပစ်ခဲ့တာပဲဖြစ်မှာပေါ့ကျမတော့နောက်ဖက်အပေါက်ကနေထွက်ပြေးပြီးပုံးနေလို့အသက်ဘေးကလွတ်သွားခဲ့ရပါခင်စိန်ကြီးပြောပြလေတယ်ဒီမောင်တို့ကလည်းသူမပြောပြတဲ့မှတ်တမ်းတွေကိုယူထားကြလေတယ်အခုသူတို့ဘယ်နေရာကိုပြေးမယ်ထင်လဲသိရင်ပြောပြပေးပါအရင်ပြောပြဘူးတာကတော့ကမာကစစ်ဘက်ကမ်းမှာသူတို့ဆွေမျိုးသားချင်းတွေရှိရလို့ကြားရတယ်အဲ့ဒီကိုထွက်ပြေးဖို့များတယ်အိမ်ကမြင်းလက်ကိုပါယူသွားကြတာအဲ့လိုပြောတာကြောင့်ကျန်တဲ့လူတွေကိုထားခဲ့ပြီးကားနဲ့ပိုထောင်စိတ်ကံဘက်ကိုဆင်းခဲ့ကြတယ်အချိန်ကမိုးလင်းစားချိန်ရောက်နေဖြစ်တာကြောင့်ပတ်ဝန်းကျင်ကိုတဲတဲကွဲကွဲမြင်နေရတယ်စိတ်ကံရောက်တော့ကိုကိုပင်ကြီးတပင်အောင်မရက်ထားတဲ့မြင်းလက်တစ်စင်ကိုတွေ့ရကြောင်းမေးမြန်းတဲ့အခါပတ်ဝန်းကျင်မှာလှုပ်လှုပ်နေတဲ့လူတစ်ယောက်ကပြောပြတယ်မြင်းလက်ကတော့ဘသူမြင်လဲလည်းမသိဘူးဝေလီဝင်းလင်းချိန်လောက်ကကောင်လေးတယောက်နဲ့ကောင်မလေးတယောက်စီးလာပြီးအဲ့ဒီညမှာရက်ထားခဲ့ရပဲမိမခိုးပြေးလာကြတာထဲမှာရဲ့သူတို့ဘယ်သွားကြလဲကမ်းဘက်ကိုဆင်းသွားတာတော့တွေ့လိုက်တယ်ကမာကစစ်ဘက်ကမ်းကိုကူးပြေးသွားတာဖြစ်မယ်အဲ့လိုပြောတာကြောင့်ကားကိုတင့်တော်တဲ့နေရာမှာရက်ထားခဲ့ပြီးမြောက်သားကန်ဆက်ကိုဆင်းလာကြတယ်စိတ်ခံပေါ်တာတဝိုင်းမှာတော့ကရုတံမန်နေရှိနေကြတယ်အဲ့ဒီနေရာရောက်တော့ထမှန်စုံစမ်းကြည့်ရခါဝလင်းချိန်လောက်ကလူညက်ကိုတင်ဆောင်သွားတဲ့ကရုတံမန်တစ်စင်းကူးသွားကြောင်းသိရပြန်တယ်ဒါကြောင့်အချိန်ဆွဲမနေတော့ပဲကရုတံမန်တစ်စင်းငှားပြီးတစ်ဖက်ကမ်းကိုလိုက်ကြလေတယ်ကမာကစစ်ရွာကရှေးခေတ်မော်ဘီယန်တွေလက်ထက်တည်းအတည်ရှိခဲ့တဲ့ခြေရွာဟောင်းဖြစ်တဲ့
ကမကစစ်ဆိုတာမွန်ဘာသာနဲ့ပေးထားတဲ့နာမည်ဖြစ်တယ်ကမရေကန်ကစစ်ကချမောင်ပင်ဖြစ်ရမြန်မာလိုခေါ်ရင်ချမောင်ကန်လို့အဓိပ္ပာယ်ရတယ်ဂျပန်ခေတ်အချိန်ကကမကစစ်ကရွာငယ်လေးတရားများတာရှိရဲ့မိမောင်နဲ့စုံတောက်ကြော်စာတို့ရောက်လာပြီးစုံစမ်းကြည့်တော့တီဟနဲ့တီးတို့ရောက်နေတဲ့တဲ့ရင်ရပြီးသူတို့မရောက်ခင်မှာပဲအနောက်ဘက်မှာရှိတဲ့တောရဲကိုထွက်ပြေးသွားကြောင်းတဲ့ရင်ကြားရတယ်ကျွန်တော်တို့ကူလိုက်လာမှန်းသိလို့ထွက်ပြေးသွားကြတာဖြစ်မယ်သူတို့မှမိန်းကလေးတယောက်ပါတာဆိုတော့ခရီးတွင်မယ်တော့မထင်ဘူးလိုက်ကြရအောင်ပြောဆိုပြီးတော့ဆက်လိုက်ကြရင်ကမကစစ်မှာကမ်းခြေတစ်လျှောက်တဲအိမ်နဲ့ဆန်းဆက်ချိုးရှိပြီးအနောက်ဘက်မှာတော့စပားဆိုင်တဲလဲခွင်းနေရှိရဲ့ဟိုဘက်လွန်တော့အစ်တော်ရဲ့သားရှိရောတယ်သူတို့နှစ်ယောက်အပြင်ကိုထွက်လိုက်တော့လက်ခွင်းတွေကိုဖြတ်ပြီးတွက်ဘက်ကိုပြေးသွားတဲ့လူနှစ်ယောက်ကိုလှမ်းမြင်ရတယ်ဟိုမှာသူတို့မဟုတ်လားမျက်ခြေမပြတ်ခင်အမြန်လိုက်ကြရအောင်ပြောဆိုပြီးကတိယိုတွေပေါ်မှာပြေးလိုက်ကြရင်တီခါတို့နှစ်ယောက်မှမိန်းကလေးတယောက်ပါနေရကြောင်းခရီးမတွင်မဲ့ရှိလျက်အတော့ကိုနီးလာလိမ့်ပြီဒါပေမဲ့လည်းသူတို့မရောက်ခင်မှာပဲရှေ့မှာပြေးနေတဲ့နှစ်ယောက်ကတော်ရဲဝင်သွားကြလေတယ်ညီမတို့လည်းမရှိမနောက်မှာပဲရောက်သွားကြရင်တော့ကရာဘာပင်တွေရောအခြားပြည်တင်တွေပါထူထပ်စွာပေါင်နေတယ်ဒါအပြင်နက်နက်တော်တွေလည်းရှိနေကြတနေရာနဲ့တနေရာလွယ်ကူစွာသွားလာလို့မရနိုင်ပေညီမောင်နဲ့ကြော်စာတို့လည်းတတိကြီးစွာထားပြီးနေရာနဲ့လိုက်နေစဉ်တနေရာကိုရောက်တော့တစ်ပင်တစ်ပင်အောင်မှာကြောက်တစ်ဖက်တရနဲ့ထိုင်းပြည်ရဲ့မိန်းကလေးတယောက်တွေ့အားကြောင့်တနက်နဲ့ချိန်ထားလိုက်တယ်။နေ့ကိုပမာလဲအဲ့လိုမင်းနေစဉ်နောက်ဘက်မှာခြေစံလိုကြားလိုက်အကြောင်းလှည့်ကြည့်ရခါဘလူးမျက်နှာလိုကြောက်စရာကောင်းတဲ့မျက်နှာမျိုးဖြစ်နေတဲ့လူတယောက်ထွက်လာပြီးတော့ဝင်ရောက်တိုက်ခိုက်လေတယ်။အကူမလုံနဲ့မိန်းကလေးကတားပေမဲ့လည်းမရတော့ပဲတရက်ချမ်းဝင်ရောက်တိုက်ခိုက်ရာဘေးလွတ်အောင်ကိုရှောင်တိန်ပေးရတယ်။နောက်တော့မရနိုင်မှန်းသိတော့မှတနတ်ထုတ်ကပြစ်ချလိုက်လေတော့တယ်။တတိုင်းတိုင်းနဲ့ကြီးစံကဘလူးမျက်နှာနဲ့လူကိုထိတာကြောင့်တပတ်လေကလည်းကျသွားတယ်။ဒါပေမဲ့လည်းတေလောက်တဲ့နေရာမဖြစ်တာကြောင့်အသက်ရှိနေသေးတယ်။စုံတော့ကြော်စွာကအနားကိုသွားပြီးလက်ထိတ်ခတ်ဖို့ပြင်တော့နေရဲမျက်လုံးနဲ့တစ်ချက်တီးတယ်။ပါဇက်မှလည်းတကူးကူးနဲ့အတန်ထန်နေရင်မှပြောတယ်။နေရောစေးသားပြရစေရောအဲ့လိုပြောတာကြောင့်လက်ထိတ်မခတ်သေးပဲအခြေအနေကိုကြည့်နေတယ်။အဲ့လူကအိတ်ထဲမှာတင်းရှိနေတဲ့ဆေးပလင်းကိုထုတ်ယူပြီးမောချလိုက်ရာခဏလောက်ကြာတော့မျက်နှာမူရပြောင်းလဲရမကအသွင်ပြန်မှပြောင်းလဲလာတယ်။အနေငယ်လောက်ကြာတဲ့ခါမှာတော့လူတယောက်မျက်နှာမျိုးပြန်ဖြစ်သွားတယ်။အဲ့ဒီခါအနောက်မှာရှိနေတဲ့စုံတော့ကြော်စားကလက်နှစ်ဖက်ကိုလက်ထိတ်ခတ်လိုက်လေတယ်။မင်းနာမည်တီခါမဟုတ်လား။ဟုတ်ပါတယ်။မင်းတောက်တဲ့ဆရာဘာလဲ။အာလဝကဆေးလို့ခေါ်တဲ့ပုံနကဆေးပါ။ဒီဆေးကိုတောက်ရင်ဘလူးသွင်ပြောင်းသလား။ဟုတ်တယ်။လူရောစိတ်ပါဘလူးလိုပြောင်းနိုင်တယ်။ဖြည့်ဆေးတောက်ရင်အခုလိုပြန်ပြသွားနိုင်ပါရဲ့။ဒီဆေးကိုဘယ်သူဖော်ဆက်ပေးရလဲ။ရွာမနေတော့အောင်လန်းဆရာကြီးတယောက်စီမှာတပည့်ခံပြီးနေဘူးပါရဲ့။သူဖော်ဆက်ပေးရပါ။မင်းကဘာကြောင့်လူတွေတက်တာလဲ။ကျွန်တော်မတက်ချင်ပါဘူး။ကျွန်တော်တို့မောင်နှမနှိပ်ဆက်သွားတဲ့သူတွေကတက်တာပါ။ဂျပန်တွေကိုတော့ကျွန်တော်တို့မတရားနှိပ်ဆက်နေကြလို့တွေ့ရနဲ့တက်ပစ်တာပါ။အဲ့ဒီစကားကြတော့နေမောင်ကစိတ်ထဲမှာသဘောကျသွားတယ်။ငကားစော်မအယောင်ဆောင်ပြီးပြစ်စီယူတာဟောဘယ်လိုသဘောလဲ။ကျွန်တော်သူ့အကြောင်းမင်းမြတ်စုံစမ်းကြည့်တော့တည်တဲ့လောက်သိပြီပါပြီ။သူရထားတဲ့ရွှေငွေရန်နာရမင်းမပြိုလေးတွေကိုခြေတော်တင်ပြီးမတရားယူထားတဲ့ရန်နာတွေဖြစ်ပါရဲ့။ဒါဟာမတရားသဖြင့်ရထားတဲ့ပစ္စည်းလိုပဲယူဆပါရဲ့။ဒါကြောင့်မရရအောင်ကြံစီပြီးယူခဲ့တာပါ။အခုတော့တဲတဲ့ရေသွန်ဖြစ်ရပြီ။တီဟာမချီတင်ငယ်ပြောနေတယ်။ဓာတ်ထက်ခင်းစိန်ကြီးကိုဘာကြောင့်တတ်ခဲ့ရလဲ။ तू ကကောင်းတဲ့မိန်းမဟုတ်တာ။ကျွန်တော်ညမလေးကိုသူ့လုံမှာအတုံးချဖို့ကြိုးစားတယ်။မရတော့ကျွန်တော်ကိုအတုံးချတယ်။ပစ္စည်းရလာတော့လဲများလိုချင်ပြန်တယ်။မပေးရင်ပလိတ်ကိုခေါ်ပြောမယ်လို့ချိန်ချောက်ပြန်တယ်။ဒါကြောင့်တက်ဖြစ်ခဲ့ရပါ။တီဟာပြောနေတဲ့စကားတွေကအမှန်တွေဖြစ်မယ်လို့စိတ်ထဲမှာယုံကြည်အားကြောင့်တက်ပြန်တစ်ချက်ချလိုက်တယ်။မင်းမအာလဝကစေးကြံတယ်ငါ့ကိုပေးပါ။တီဟာကသူ့မှာလက်ထိတ်ခန့်ထားတာကြောင့်ယူလို့မရကြောင်းပြောရာကျော်စွာကလက်ထိတ်ပြန်ထုတ်ပေးလိုက်တယ်။လက်ထိတ်မရှိတော့အင်ကြီးအတွင်းဘက်မှာထားတဲ့ဆေးပလင်းတွေထည့်ထားတဲ့အိတ်ကိုပေးတယ်။နီမောင်ကပလင်းတစ်လုံးကိုထုတ်ကြည့်အခါအနီရောင်ဆေးမုံတွေနဲ့အနက်ရောင်ဆေးမုံတွေထည့်ထားတဲ့ပလင်းငန်တစ်လုံးကိုတွေ့ရတယ်။အနက်ရောင်ကအာလဝကဆေးပါ။အနီရောင်ကဖြည့်ဆေးပါ။အခုတော့လေတီဟအတွင်းကတာမန်ရိုးသားတဲ့လူရွယ်တအုပ်အတွင်းမျိုးတွေ့ရလေရောတယ်။တီတီကတော့လွဲ့တစ်လုံးကိုရင်ဝင်ထဲမှာပိုက်ထားရင်မှငိုနေလေတယ်။ဒါထက်ငကားဆော်ဝါစီယာယူလာတဲ့ပစ္စည်းကဘာမှလဲ။အဲ့ဒီခါတီဟာကတီးထံမှာရှိတဲ့လွဲ့ကိုယူပြီးတော့ပေးလိုက်တယ်။ကျွန်တော်အလုပ်မှာဝိုင်းကူပေးတဲ့လူတွေကိုနည်းနည်းစီခွဲပေးခဲ့တာလွဲလို့ကျန်တာတွေကတော့အဲ့ဒီထဲမှာပါပဲ။ဒီမောင်ကလွဲ့ကိုယူပြီးစစ်ဆေးကြည့်တဲ့အခါ
ပြောတဲ့အတိုင်းပဲရွှေငွေနဲ့ကြောက်မြတ်နာတွေကိုအထုံလိုက်တွေ့ရတယ်ခမရတို့တခုတော့တောင်းပန်ချင်ပါတယ်ဘာမြလဲအခုလောက်ခဲ့သမျှအပြစ်တွေမှာကျွန်တော်ညီမလေးမပါပါဘူးဒါကြောင့်ကျွန်တော်တို့ပေးချင်တဲ့အပြစ်ပေးကြပါအပြစ်မရှိရဲ့ကျွန်တော်ညီမလေးတို့လွှတ်ပေးကြပါမင်းကိုပလိတ်လက်ထဲအရင်တော့ဂျပန်တယောက်ကိုတတ်တဲ့အမှုနဲ့ကျိုးစင်တက်ရမှာတော့တင်ချပဲဒါကတော့လုတ်ရံမှာတော့ခံရမှာပေါ့တကယ်လို့ငါတို့ကမင်းကိုခွင့်လွှတ်ပေးလိုက်ရောမင်းဘာတွေဆက်လုပ်မလဲအဲ့စကားကြားတဲ့အခါမယုံတဲ့အမူအရာနဲ့တစ်ချက်ကြည့်ရင်ပြီးမှအားတက်လာတဲ့ဒေသမျိုးနဲ့ပြန်ပြောရင်ဆရာတို့ကသာကျွန်တော်ကိုချမ်းသာပဲကျွန်တော်ညီမလေးကိုစိတ်ချတဲ့နေရာမှာအပ်ထားခဲ့ပြီကျွန်တော်ကတော့ဂျပန်တော်လိုင်းတက်မှာဝင်လုပ်မယ်လို့စိတ်ကူးထားပါတယ်ဒီမောင်ကလက်ထဲမှာကင်ထားတဲ့လွှဲထဲမှာရွှေငွေချို့ကိုလက်နဲ့နှိုက်ယူလိုက်ပြီးမှတီးဟာလက်ကိုထည့်ပေးလိုက်တယ်ပထမတော့အံ့ဩနေတာကြောင့်မယူရဲသေးပဲရှိရဲ့ယူသားယူပါကွာဒါမင်းတို့မောင်နှမအတွက်ပေးရဒီအိတ်ထဲမှာပါနေတဲ့ကြောက်မြင့်နေတာတွေကိုပြန်ပေးရင်ငကားစော်ပါဝမ်းသာနေမှာပါမင်းလုပ်ခဲ့တာတွေပြန်ကြည့်တော့လှုပ်တင်လှုပ်ထိုက်တာတွေလုပ်ခဲ့တာဆိုတော့ငါတို့ကခွင့်လွှတ်ပေးပါရဲ့ငါတို့နှိမ့်ဆက်နေတဲ့ဖက်စစ်ဂျပန်တွေကိုငါတို့ကိုယ်တိုင်မတွန်းလှန်နိုင်သေးပေမဲ့တကယ်တွန်းလှန်ခြင်းနဲ့စိတ်မျိုးရှိတဲ့ရဲဘော်လောင်းတယောက်ကိုတော့ဂျပန်တွေလက်ကိုမအပ်ချင်တော့ပါဘူးဒါကြောင့်မင်းတို့မောင်နှမကိုခွင့်လွှတ်ပေးလိုက်ပါမယ်သွားလို့ရသွားကြပြီရောအဲ့လိုပြောရတီဟာနဲ့တီတို့မောင်နှမနှစ်ယောက်ကဒီမောင်တို့နှစ်ယောက်ကိုကြော်ကြတယ်ဒီကျေးဇူးကိုတော့ကျွန်တော်တသက်ဘယ်တော့မှမမေ့တော့ပါဘူးဗျာပြောဆိုကြော်ကြပြီးနောက်မောင်နှမနှစ်ယောက်တော်ရင်ကိုဝင်သွားကြလေရောဒါအပြင်စုံတော့ကြော်စားတဲ့ဒီမောင်တို့လည်းကမကစစ်ဘက်ကိုပြန်လာကြတယ်ငကားစော်ဝါရဲ့ရွှေငွေရနာတွေပြန်ရလာလို့ငကားစော်ဝါကျင်းနေပေမဲ့ဂျပန်တယောက်ကိုတက်သွားတဲ့တရားခံကိုဖမ်းမမိလို့ဂျပန်တွေကတော့ကျင်းနေကြမှာမထင်ဘူးမကျင်းနေတော့လည်းနေကြပေါ့အလောက်ကစီကဒီမှာပါလာပြီဆိုတော့နောက်ထပ်ဘလူးမျက်နှာနဲ့လူဆိုလည်းထပ်တွေ့ရတော့မှမဟုတ်တာကြာရင်တော့မိသွားကြမှာပါနောက်ပြီးသူတို့လည်းဗမာပြည်မှာကြာနေရတာမှမဟုတ်တာတွေးပူမနေပါနဲ့ဟုတ်တော့လည်းဟုတ်ပါရဲ့ဘလို့เจ้าနဲ့ပဲဖြစ်ဖြစ်ကိုယ်နိုင်ငံသားတယောက်ကိုဖက်စစ်နဲ့ချက်တွေနှိပ်စက်ဖို့အပ်ပေးရတော့တဘာမှမကြပါဘူးဒါထက်ဆရာယူလာတဲ့အလာဝကဆရာကဘာလုပ်မှလဲကျွန်တော်ကတော့ဘာမှမလုပ်တတ်ပါဘူးဒီကိစ္စမျိုးတွေကျွမ်းကျင်ကြတဲ့ဆရာကြီးသူတွေစားနဲ့ဥပန်ကောင်တို့လက်ထဲအပ်ပေးလိုက်ရမှာပေါ့ဒါလည်းကောင်းတာပါပဲနှစ်ယောက်သားစကားတပြောနဲ့လေကွင်းနေမှာပဲဖျက်ရှောင်လာကြရာနေ့လယ်ပိုင်းချိန်မှာကမကစစ်ဘက်ကိုပြန်ရောက်လာကြလေတယ်နောက်ပိုင်းရက်တွေမှာတော့ငကားစော်ပါအော်ဒီဘော်လည်းဒီမောင်နဲ့စုံတော့ကြော်စားတို့ကိုကြီးဆောင်ရွက်ပေးရကြောင်းဘလူးမျက်နှာနဲ့လူလက်ကိုပသွားခဲ့တဲ့ရွှေငွေကြောက်မြင့်နေတာတွေပြန်ရတာကြောင့်ပြီးတော့ကုမ္ပဏီမှာအနှံ့ထားတဲ့ဗရမ်များတရဖူကြီးကိုလည်းကောင်းမွန်စွာရွေးယူနိုင်လေတယ်အဲ့လိုဆောင်ရွက်ပေးတာတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီမောင်နဲ့စုံတော့ကြော်စားတို့ကိုဗရမ်များတလုံးစီးပေးတယ်အဲ့ဒီကိစ္စတွေပြီးရခါနေရက်ကိုမပြန်ခင်ရန်ကုန်မြို့တွင်မှာထူးခြားတဲ့နေရာတွေကိုလှိုက်လံကြည့်ရှုလိုပါတယ်လို့စောမြဒေဝီကအကူအညီတောင်းတာကြောင့်ဒီမောင်ကိုယ်တိုင်ခေါ်ယူကလှိုက်လံပြသပေးတယ်အဲ့လိုရှောက်လည်နေရမှာကန်တော်ကြီးနဲ့တရိတ်ဆန်ဥယျာဉ်မှာတည်ရဝိုင်းရိပ်တွေကောင်းတာကြောင့်အေးချမ်းသာရဲ့နေရာတစ်ခုမှာထိုင်ကစားရင်တောင်းရင်နဲ့စကားပြောကြတယ်အကူတော်ကတော့ဆရာတို့နှစ်ယောက်ကိုအတော်လေးကျေးဇူးတင်နေလို့နေရက်ပြန်ရင်တော့ခေါ်သွားပြီးကျေးဇူးဆက်ချင်နေပုံရတယ်ကိုကျော်စွာတော့ဝန်ထမ်းဖြစ်နေလို့လိုက်ခွင့်ရမရမသိပေမဲ့ကျွန်တော်ကတော့လွတ်လွတ်လပ်နေတဲ့သူတယောက်ဆိုတော့လိုက်မယ်ဆိုရင်လိုက်လို့ရပါတယ်ဒီလိုဆိုတော့လေဆရာပဲလိုက်ခဲ့ပေါ့ကျွန်တော်ဆရာလို့မခေါ်ပဲနာမည်ပဲခေါ်ပေးပါလားခေါ်စီခြင်းခေါ်ပါမယ်ကျမနာမည်ကိုလည်းအတူပဲခေါ်လို့ရပါတယ်ဒါဆိုဒေဝီလို့ခေါ်ပါမယ်ပြောရရင်တော့ဒေဝီနဲ့အခုလိုတွေ့ဆုံခွင့်ရတာကျွန်တော်တကယ်ပဲဝမ်းသာပါတယ်ဘာဖြစ်လို့လဲတကူတကတွေ့ချင်လို့တော့တွေ့ခွင့်မရနိုင်တဲ့သူတယောက်အနေနဲ့အခုလိုတွေ့ခွင့်ရလို့ပါစောဒေဝီသဘောကျနှစ်သက်တဲ့မူရာနဲ့သွားလေးပေါအောင်ပြောလိုက်တယ်မြို့ကြီးသားဆိုတော့စကားပြောတာတော့အတော်လေးကောင်းတယ်ကျမတို့ကစောဘာမောင်နှမလို့သာခေါ်ကြတာနေရတော့တော်ရဲတောင်ထဲမှာဆိုတော့စကားပြည့်ရတော့တိတ်မကြွယ်လောက်ကျွန်တော်စိတ်ထဲမှာတကယ်ရှိတာပဲပြောတာပါဒေဝီနဲ့အခုလိုတွေ့ရတာအိမ်မက်တစ်ခုလိုပါပဲအဲ့ဒီအိမ်မက်လေးပြန်ပြောက်သွားမှတော့စိတ်ထဲကစိုးရိမ်နေမိတယ်လို့ပဲအဲ့ဒါဆိုတာအချိန်တန်တော့လည်းပြန်ကြမှာပေါ့ဘသူကလက်ခံထားချင်မှာမို့လဲလောက်ပါတဲ့အိမ်မက်တစ်ခုကိုဆက်မှတ်ချင်နေတဲ့သူကတော့သက်လုံးလက်ခံထားပေးချင်တာပါစောမြဒေဝီသဘောကျစွာပြောလိုက်တယ်ဒီလိုဆိုရင်ပုံမလင်းလေးပြောလေပုံမလင်းလေးပြောရရင်တော့စောမြဒေဝီနဲ့တွေ့ရချိန်ကတိတ်မကြလှသေးပေမဲ့ငင်းစားတွေကစိတ်ဝင်စားတာပါဒါကြောင့်ကျွန်တော်မြတ်တာကိုလက်ခံစဉ်းစားပေးပါဒီလိုဆိုရင်တော့ချက်ချင်တော့သိရမှာမဟုတ်ဘူးအချိန်ယူပြီးစဉ်းစားမှာဆိုတော့ဟိုလိုက်လာခဲ့လေဒီမှာပြောလို့မရဘူးလား
ဟိုရောက်တော့မှလိုချင်တာမြရင်ပြန်ရောက်ခတ်နေလိမ့်မယ်အပြန်ရောက်ခတ်တော့လဲမပြန်မဲနေလိုက်ပေါ့ဘသူကလက်ခံထားမှလဲခေါ်သွားတဲ့လူကပဲလက်ခံထားရမှာပေါ့ဒါဒေဝိရဲ့ဖြေလားပြုံးရင်နဲ့ခေါင်းငယ်ပြလေးတယ်ဒီလိုဆိုတော့လည်းသဘောပါပါပြီဒေဝီတို့ပြန်ရင်ကိုလိုက်ခဲ့ပါမယ်ဒါပေမဲ့တခါလေးတော့ပြောထားအောင်မယ်ခေါ်တော့ကခေါ်ပြီးပြန်ရင်တော့လိုချင်တာမရပဲနဲ့ပြန်မှာမဟုတ်ဘူးနော်ဘယ်လိုသဘောရလဲအဲ့ဒီခါမှစောမြဒေဝီကချယ်ရီအောင်တန်းနေတဲ့ရှက်သွေးဖြာနေတဲ့မျက်နှာလေးနဲ့ပြန်ပြောတယ်ဒီလောက်လည်းအကြက်ကင်နေပါနဲ့တော့မောင်ရဲ့ဒီလောက်ပြောနေမှာတော့ကျမသဘောကိုလည်းသိလောက်ပါတယ်ကျမလည်းမောင်တွေးစားတဲ့အာကိုလောက်တဲ့လူတယောက်ဖြစ်နှစ်သက်သဘောကျမှုရှိနေခဲ့ရပါဒါကြောင့်မောင်လိုချင်တာအားလုံးသဘောကျဖြစ်ရပါစေမယ်လို့ကတိပေးပါတယ်ဒီစကားကြောက်မှပဲစိတ်အေးရပါရောကိုတကယ်ပဲဝမ်းသာမိပါတယ်အဲ့လိုပြောဆိုကစောမြဒေဝီလက်ကလေးကိုဆုပ်ကိုင်ထားလိုက်ရာသူမကလည်းပြန်လဲဆုပ်ကိုင်ထားလေတယ်ဒီရတက်ခြင်းကိုဟန်တာလို့မရနိုင်သလိုရင်ထဲမှာပီတိကြောင့်ဖြစ်တဲ့ပြုံးရခြင်းကိုလည်းဟန်တာလို့မရနိုင်မီအလားတူပဲချစ်ချင်းမြတ်တာကြောင့်ဖြစ်တဲ့ကြည်နူးချမ်းမြေ့ခြင်းတွေကိုလည်းချစ်သူတို့မျက်နှာပေါ်မှာအလွယ်တကူရှာတွေ့နိုင်ကြပေလိမ့်မယ်အခုတော့ညီမောင်နဲ့စောမြဒေဝီတို့နှစ်ဦးအတွက်ချစ်ချင်းမြတ်တာကြောင့်ဖြစ်တဲ့ကြည်နူးခြင်းတွေကလွဲလို့အခြားအကြောင်းအရာတွေရင်ထဲမှာရှိကြတော့မှတော့မဟုတ်ပါချေချစ်ပရိသတ်များရှင်အခုနောက်ဆင်ကြရတဲ့ဇာတ်လမ်းလေးကိုပရိသတ်များအားလုံးလည်းကြိုက်နှစ်သက်လိမ့်မယ်လို့ယုံကြည်မိပါတယ်နောက်ရက်တွေမှာလည်းဘလိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးဦးမလဲဆိုတာစောင့်မျှော်နှားဆင်ပေးကြပါအောင်နော်A Story Entertainment Channel ကနေတင်ဆက်ပေးခဲ့တာတွေကိုအမြဲတမ်းနှားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့လည်းမမေ့ကြပါနဲ့နော်